ဒီနှစ်သားဟာလူသားတစ်ယောက်ကိုအကျွမ်းမဲ့အာဏာတွေပေးအပ်ပြီးတဲ့နောက်မှာအဲ့ဒီလူသားစီကနေရက်ဆက်တဲ့လက်တီးချက်တစ်ချက်ပြန်ရလိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့မိပါဘူးသူကအတနာခံဖို့တော့အချိန်မရလိုက်ခင်မှာပဲသူ့ရဲ့အတောင်ပံတွေဟာလည်းရက်ဆက်ဆက်အစွဲဖြုတ်ခံလိုက်ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူသားကဒီနှစ်သားဟာအပြင်ဘက်မှာတန်ရှင်းစင်ကြယ်တယောက်ရှိပေမဲ့တကယ်တမ်းမှာတော့တက်ဖြတ်ရတာကိုဝါသနာပါတဲ့စိတ်ဓာတ်ဆလူသက်သမားတယောက်ဆိုတာကိုသိနေလို့ပါပဲလူသားတွေဆိုတာဖျားသခင်မွေးမြူထားတဲ့တိရစ္ဆာန်တွေလိုပဲကဘာမြေလို့ခေါ်တဲ့အချင်းထောင်ထဲမှာတဖြည်းဖြည်းချင်းရှင်သန်ကြီးထွားလာခဲ့ကြတာပါဒါပေမဲ့တနေ့မှာတော့ဖျားသခင်ဟာဒီပရွက်စိတ်လေးတွေလိုလူသားတွေကိုကျွေးမွေးရတာညှင်းငွေ့လာပြီးကဘာပြက်ကိန်းတစ်ခုနဲ့လူသားမျိုးနွယ်ကိုအမြင့်ပြတ်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့အပြောင်းလဲတစ်ခုဖြစ်လာပါတယ်လူတိုင်းကနှစ်သားရှိမှဥညွတ်နေကြချိန်မှာရုပ်တရုပ်လိုဖြစ်နေရမယ်လူသားတစ်ယောက်ကနတ်ပြည်ကလာတဲ့တရမန်နှစ်သားကိုတက်ပစ်လိုက်ပါတယ်ကျွန်တော်ဟာတေမျိုးများရဲ့စံတက်မှုမှာပထမဆုံးရရှိခဲ့ပါတယ်ဆုလက်တွေကများပြားလာပေမဲ့ကျွန်တော်ကတော့ဓာတ်နဲ့တင်မကျေနပ်နိုင်ပါဘူးဒါကြောင့်နှစ်သားစီကနေအပိုဆုလက်တစ်ခုထပ်တောင်းလိုက်ပါတယ်ကျွန်တော်စကားပြောလို့လည်းပြီးရောနှစ်သားရဲ့မျက်လုံးထဲမှာကျွန်တော်ကိုတက်ချင်တဲ့အရေးအယောင်တွေပေါ်လာပါတယ်ပရွက်စိတ်တကောင်ကသူ့ကိုစိန်ခေါ်တာကိုသူကတီးမခံနိုင်ပါဘူးသူကကျွန်တော်ကိုဖျက်ဆီးဖို့လက်ကိုမြှောက်လိုက်ပေမဲ့သူ့ရဲ့အခွင့်အာဏာကိုတုံးပြီးသွားပြီဆိုတာသိလိုက်ရပါတယ်ဒါကြောင့်သူ့ကိုတိုင်ပဲကျွန်တော်ကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့တခြားဖြတ်ကျော်သူ trespassers တွေမမြင်အောင်တော့ရှောင်ရပါမယ်မဟုတ်ရင်အထက်လူကြီးတွေတီးသွားရင်သူအပြစ်ပေးခံရမှာမို့လို့ပါဒါပေမဲ့ဒါတွေအားလုံးဟာကျွန်တော်ခင်းထားတဲ့ထောင်ချောက်ဆိုတာ तू မသိပါဘူး။ तू ကကျွန်တော်ကိုတောအုပ်လေးတစ်ခုထဲခေါ်သွားပါတယ်။ तू ကကျွန်တော်ကိုကြည့်ပြီးပြုံးပြနေပေမဲ့သူ့မျက်နှာတက်တဲ့ကိုပြင်းထန်တဲ့လက်တီးချက်တစ်ချက်ကြောက်ရောက်လာလိမ့်မယ်လို့မထင်ထားပါဘူး။လက်တီးချက်ကြောင့်သူ့ကျမ်းပြင်ပေါ်လဲကျသွားပါတယ်။နှစ်သားကမယုံနိုင်အောင်ဖြစ်နေပေမဲ့ကျွန်တော်ကတော့သူ့ကိုစဉ်းစားဖို့အချိန်မပေးပါဘူး။သူ့ရဲ့အတောင်ပံတွေကိုကင်ပြီးအားနဲ့ဆွဲပြုတ်လိုက်ပါတယ်။ဒါဟာသူထွက်မပြေးနိုင်အောင်လုပ်လိုက်တာပါ။ဒီနှစ်သားတွေဟာလူသားတွေကိုသူတို့ရဲ့အယိုးထဲကနေကိုအထင်သေးကြတာကျွန်တော်ကောင်းကောင်းသိပါတယ်သူတို့ရဲ့ဖြက်စီးခြင်းစွမ်းအားကိုလည်းတစ်နေ့မှတစ်ချိန်ပဲသုံးလို့ရတာကိုလည်းသိပါတယ်ဒါကြောင့်သူကျွန်တော်ကိုတတ်ဖို့လိုက်လာအောင်ကျွန်တော်ကတမင်ရန်စခဲ့တာပါနှစ်သားကနာကျင်စွာအော်ဟစ်ပြီးငါ့ကိုလွတ်ပေးပါမင်းကိုအပိုးစုတွေထပ်ပေးပါမယ်လို့အတနာခံပေမဲ့စကားမဆုံးခင်မှာပဲသူ့ကောင်းကမြေကြီးပေါ်လိမ့်ကျသွားပါတော့တယ်အကြိမ်ပေါင်း1000ပြန်လဲဝင်စားခဲ့တဲ့ဘဝတွေမှာသူတို့ရဲ့ဟန်ဆောင်မှုတွေကိုကျွန်တော်အကြိမ်ကြိမ်မြင်ခဲ့ရပြီးပါပြီဒါတွေအားလုံးဟာနှစ်သားတစ်ပါးကိုပထမဆုံးတက်တဲ့သူဖြစ်လာဖို့နဲ့လှုပ်ဝက်စုလက်တွေကိုရဖို့အတွက်ပါပဲဂုဏ်ယူပါတယ်တင်ဟာလမ်းပြနှစ်သားတစ်ပါးကိုပထမဆုံးတက်ဖြတ်နိုင်တဲ့ဖြတ်ကျော်သူဖြစ်လာပါပြီတင်ဟာလှုပ်ဝက်ဆွမ်းဆောင်ချက်ဖြစ်တဲ့နတ်ဖျားတက်ဖြတ်သူ Matthäus ပွဲကိုရရှိသွားပါပြီလို့စနစ်ကကြေညာပါတယ်ဆုလက်အနေနဲ့နတ်သားသွေးနဲ့လှုပ်ထားတဲ့ဝတ်စုံကိုရပါတယ်ဒါဟာကျွန်တော်ဘဝပေါင်း1000ပြန်လဲဝင်စားပြီးမှတီးခဲ့ရတဲ့လှုပ်ဝက်ချက်ပါဒီသွေးတွေဟာကျွန်တော်ရဲ့လှုပ်ဝက်ပါရမီဖြစ်တဲ့တေခြင်းတရားမော့ကိုနှိုးဆော်ပေးမှာပါဒီပါရမီနိုးထလာတာနဲ့အမျှစွမ်းရည်တွေလည်းပွင့်လာမှာဖြစ်ပါတယ်ပထမအဆင့်အနေနဲ့တေခြင်းတရားရဲ့မျက်လုံးအော်ဂျိုဒီဝါမော့ကိုရရှိပြီးဒါဟာတက်ရှိအလုံးရဲ့အားနည်းချက်နဲ့တေစေနိုင်တဲ့လမ်းကြောင်းတွေကိုမြင်နိုင်စွမ်းရှိစေပါတယ်အစစ်မြင့်စွမ်းရည်တွေကတော့အခုထိမပွင့်သေးပါဘူးဒါပေမဲ့တေခြင်းတရားပါရမီရဲ့နောက်ဆုံးအဆင့်ဟာမတူညီတဲ့အတိုင်းအတာ dimensions တွေကိုတောင်ဆွဲဖြတ်ပြနိုင်တဲ့စွမ်းအားမျိုးရှိတယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့အခုကဒါကိုအာရုံစိုက်နေရမယ့်အချိန်မဟုတ်သေးပါဘူးဖြတ်ကျော်သူတွေရဲ့စွမ်းရည်တွေဟာလက်တွေ့ကဘာမှာပဲအသက်ဝင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဟာတခြားသူတွေထက်အရင်ဦးအောင်ကျွန်တော်ရဲ့ပါရမီကိုအပြည့်အဝနိုးထအောင်လုပ်ရပါမယ်အဲ့ဒီအချိန်မှာပဲစနစ်ကပထမအဆင့်စမ်းသပ်မှုပြီးဆုံးကြောင်းကြေညာလိုက်ပါတယ်လူတိုင်းရဲ့ဝိညာဉ်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်တွေကိုချက်ချင်းပြန်ရောက်သွားကြပါတယ်အိမ်မက်ဆိုးကြီးကနေနိုးလာတယ်လို့ပါပဲဒါပေမဲ့ဘေးပတ်လည်းမှာရှိနေတဲ့အလောင်းတွေကတော့ဒါဟာအိမ်မက်မဟုတ်ပဲလက်တွေ့ဖြစ်နေတယ်ဆိုတာကိုသက်သေပြနေပါတယ်စမ်းသပ်မှုမှာပါဝင်ခဲ့တဲ့လူတန်းပေါင်း800ထဲကတန်းကိုရပဲအသက်ရှင်ကျန်ရစ်ပါတယ်သတင်းတွေကမိနစ်ပိုင်းတွင်းမှာပဲတကမ္ဘာလုံးကိုပြန့်နှံ့သွားပါတယ်။နိုင်ငံအသီးသီးကအစိုးရတွေဟာထိတ်လန့်ကုန်ကြပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းငိုကြွေးတံတွေဆူတောင်းတံတွေနဲ့ပြည့်နှက်နေပေမဲ့ကျွန်တော်ကတော့ဒါတွေကိုဂရုစိုက်ဖို့အချိန်မရှိပါဘူး။ကျွန်တော်လက်သီးကိုခက်တင်းတင်းဆုပ်လိုက်တဲ့အခါပြောမပြနိုင်တဲ့စွမ်းအားတွေကကျွန်တော်ကိုယ်ထဲကနေစီးထွက်လာပါတယ်။စမ်းသပ်မှုမှာရခဲ့တဲ့စွမ်းရည်တွေပါရမီတွေအကုန်လုံးဟာကျွန်တော်ရဲ့လက်တွေ့ခန္ဓာကိုယ်ထဲကိုရောက်လာတာပါ။တာမန်လူတစ်ယောက်ဆိုရင်တော့ဒါကိုဝမ်းသာနေမှာဖြစ်ပေမဲ့ကျွန်တော်ကတော့ဒါဟာမကောင်းတဲ့လက္ခဏာဆိုတာသိနေပါတယ်ဖြတ်ကျော်သူတွေပိုပြီးတန်မာလာတာနဲ့အမျှသူတို့ဟာတာမန်လူတွေထက်တာလွန်တဲ့ဖြစ်တည်မှုတွေဖြစ်လာကြမှာပါအစင်းမြင့်လက်နက်တွေတောင်သူတို့ကိုတားဆီးနိုင်မှာမဟုတ်တော့ပါဘူးဥပဒေတွေစီကံတွေကိုကျင့်တရားတွေအကုန်လုံးဟာအကျွမ်းမဲ့အာဏာရှိမှပြိုလဲသွားပါတော့မယ်ကျွန်တော်လုပ်ရမှာကတော့နတ်ဖျားတွေကိုတက်ပြီးဒီချိန်စာတင်နေတဲ့တန်တရားကိုအဆုံးသတ်နိုင်တဲ့အထိဖြတ်ကျော်သူတွေရဲ့အထက်မှာရှိနေဖို့ပါပဲဒါပေမဲ့အခုကျွန်တော်မှာဓာတ်ထက်ပိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိပါတယ်ကျွန်တော်အိမ်ကိုအပြေးပြန်သွားလိုက်ပါတယ်တကားဖွင့်လိုက်တော့ကျွန်တော်ညီမလေးလင်းရှောင်ရှိလင်းခရီးစီကဆိုဖာပေါ်မှာအိပ်ပျော်နေတော့မှပဲသူမကအိမ်မက်ဆိုးတွေမက်နေတယ်လို့မျိုးမျက်မှောင်လေးကျုပ်ထားပါတယ်ရှောင်ရှိနိုးတော့လို့ကျွန်တော်ခေါ်လိုက်ပါတယ်သူမကကြောင်တောင်တောင်နဲ့နိုးလာပြီးကျွန်တော်ကိုမြင်တော့မှစိတ်အေးသွားပုံရပါတယ်အကိုညီမအရန်ကြောက်စရာကောင်းတဲ့အိမ်မက်ကြီးမက်နေတာလူတွေအများကြီးပြက်ကွယ်သွားတယ်လို့မှတ်တာတဲ့စိတ်အေးအေးထားပါညီမလေးအကိုဒီမှာရှိတယ်အကိုနဲ့အတူနေရာတစ်ခုကိုလိုက်ခဲ့ဦးလို့ကျွန်တော်ပြောလိုက်ပါတယ်
ကျွန်တော်တို့သွားမဲ့နေရာကတော့ကျွန်တော်ရဲ့ပထမဆုံးပြန်လည်ဝင်စားတဲ့ဘဝတုန်းကအမှတ်ရနေတဲ့ဟွမ်ဝေစီကိုပါသူကလူကောင်းကြီးတာကိုအခွင့်ကောင်းယူပြီးကျွန်တော်ညီမလေးကိုအမြဲတမ်းနှောက်ယှက်ခဲ့တဲ့သူပါပတ်စံတွေတောင်းယုံနေမကပဲနောက်ပိုင်းဘဝတွေမှာဆိုရင်ညီမလေးကိုစေးုံတင်ရတဲ့အထိရိုက်နှက်ခဲ့တဲ့သူပါအဲ့ဒီတုန်းကတော့ကျွန်တော်ကအရန်အားနေခဲ့လို့ဘာမှမလုပ်နိုင်ခဲ့ပေမဲ့အခုတော့မတူတော့ပါဘူးကျွန်တော်တို့ဟွန်ဝေရှိတတ်တဲ့လမ်းကြားထဲကိုရောက်သွားပါတယ်။သူမနဲ့သူမရဲ့လူမိုက်တွေကလမ်းကြားထဲမှာရှိနေကြပါတယ်။လင်းရှောင်ရှိကိုမြင်တော့ဟွန်ဝေကဟန်ဆောင်ပြုံးတဲ့အနားကိုရှောက်လာပါတယ်။အိုးမြမလေးရှောင်ရှိဒီလောက်ညင်းနဲ့မှအကိုကြီးတွေကိုလာတွေ့တာလားမုံဖိုးဘလောက်ပါလာလဲတဲ့သူမရဲ့အကြည့်တွေကကျွန်တော်စီကိုတောင်ရောက်မလာပါဘူး။သူမရဲ့မျက်လုံးထဲမှာတော့လင်းရှောင်ရှိရဲ့အကိုဟာအတုံးမကျတဲ့လူဖြင့်တယောက်ပဲလေ။ကျွန်တော်ရှေ့ကိုတလန်းတိုးလိုက်ပြီးတည်ငြိမ်တဲ့အတန်နဲ့ဒူးထောက်ပြီးသူမကိုတောင်းပန်လိုက်လို့ပြောလိုက်ပါတယ်။လမ်းကြားလေးထဲမှာခဏလောက်တိတ်ဆိတ်သွားပါတယ်။ဒီကောင်လေးယူသွားပြီးထင်တယ်လို့သူမစကားမဆုံးခင်မှာပဲကျွန်တော်သူမရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်လိုက်တော့အယိုးကျိုးသွားတဲ့အတန်ကြီးထွက်လာပါတယ်။ဟွမ်ဝေရဲ့ရေတံဟာချက်ချင်းပဲနာကျင်စွာအော်ဟစ်တန်အဖြစ်ပြောင်းလဲသွားပါတယ်။သူမရဲ့လူမိုက်တွေကလည်းလက်ထဲမှာရှိတာတွေကင်ပြီးကျွန်တော်စီပြေးလာကြပါတယ်ကျွန်တော်ကတော့တန်တုံးနဲ့ရိုက်တာကိုရှောင်လိုက်ပြီးပထမတစ်ယောက်ရဲ့ရင်ဘတ်ကိုပြန်ထိုးလိုက်ပါတယ်သူဟာ3မီတာလောက်လွတ်ထွက်သွားပြီးနေရန်နဲ့စောင့်မိသွားပါတယ်ဒုတိယတစ်ယောက်ကကျွန်တော်မျက်နှာကိုထိုးဖို့ကြိုးစားပေမဲ့ကျွန်တော်ကလွယ်လွယ်လေးရှောင်လိုက်ပြီးသူ့လက်ပင်ကိုကိုင်းကအမိုက်တလို့ပဲလွှင့်ပစ်လိုက်ပါတယ်9 စက္ကန့်တောင်မကြာလိုက်ပါဘူးလမ်းကြားထဲမှာတော့ဟွမ်ဝေတယောက်တည်းကြောက်လန့်တကြားနဲ့ကျိုးသွားတဲ့လက်ကောက်ဝတ်ကိုကင်ပြီးကျမ်းပြင်ပေါ်မှာကြံခဲ့ပါတော့တယ်ကျွန်တော်သူမရှိမှထိုင်ချလိုက်ပြီးမင်းသတင်းတွေမကြည့်ဘူးလားလူတန်းတဲ့အရှိရစမ်းသပ်မှုမှာပါဝင်ခဲ့ပြီးတန်းကိုရတည်သွားတယ်။အဲ့ဒီစမ်းသပ်မှုမှာငါကပထမရခဲ့တာလို့အေးဆက်ဆက်ပြောလိုက်ပါတယ်။ဟွမ်ဝေရဲ့မျက်လုံးတွေဟာထိတ်လန့်မှုကြောင့်ပြုကျသွားပါတယ်။သူမလည်းသတင်းတွေကြည့်ခဲ့တာပေါ့။အသက်ရှင်ကျန်ရစ်သူတွေဟာဖြတ်ကျော်သူတွေဖြစ်လာပြီးတာမန်ထက်တာလွန်တဲ့စွမ်းအားတွေရကြတယ်ဆိုတာကိုလေအခုသူမရှိမှရှိနေတာကအဲ့ဒီလူတွေထဲမှာနံပါတ်1ဖြစ်နေတာပါ။ဒီနေ့ကစပြီးငါညီမလေးရဲ့အနာကိုထက်လာရဲ့ရင်မင်းကိုလူဖြစ်ရတာနောင်တရသွားအောင်ငါလုပ်ပြမယ်လို့ပြောပြီးကျွန်တော်ညီမလေးရဲ့လက်ကိုဆွဲပြီးထွက်လာခဲ့ပါတယ်ညီမလေးရဲ့လက်တွေကတုံနေတော့မှပဲအကိုဘယ်တော့ကဒီလောက်တောင်တမာသွားတာလဲလို့သူမကမေးပါတယ်ညီမလေးနောက်ဆိုဘသူ့ကိုမှကြောက်เสียမလို့တော့ဘူးလို့ကျွန်တော်ပြန်ပြောလိုက်ပါတယ်အိမ်ရောက်တော့လဲကျွန်တော်မနာပါဘူးကွန်ပျူတာကိုဖွင့်ပြီးကျွန်တော်ရဲ့အစီအစဉ်ကိုစတင်လိုက်ပါတယ်ဘဝပေါင်း1000ရဲ့အမှတ်ရချက်တွေအရစမ်းသပ်မှုစတင်ပြီး3လအကြာမှာကမ္ဘာအခြေအနေတွေဟာအကြီးအကျယ်ပြောင်းလဲသွားမှာပါဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာအထူးအကြောင်းရင်းတွေကြောင့်အစပေါင်းများစွာတက်လာမဲ့ stock share တစ်ခုရှိပါတယ်အဲ့ဒါကတော့ရှင်တွန်အုပ်စုရဲ့ share တွေပါရှင်တွန်အုပ်စုရဲ့ဥက္ကဋ္ဌအင်မိုန်ဟာလည်းဖြတ်ကျော်သူတစ်ယောက်ဖြစ်ပြီးကျွန်တော်ရဲ့အရင်ဘဝကအရေးကြီးဆုံးအသင်းဖော်တစ်ယောက်လည်းဖြစ်ပါတယ်။သူ့မှာအမောင်သူရဲကောင်းခဘိုရိုစကောဆိုတဲ့လျှို့ဝှက်ပါရမီရှိပါတယ်။နောက်ပိုင်းလတွေမှာသူဟာဖြတ်ကျော်သူတွေရဲ့စွမ်းအားကိုသုံးပြီးသူ့ရဲ့စီးပွားရေးအင်ပါယာကိုအကြီးအကျယ်ချဲ့ထွင်ပါလိမ့်မယ်။ကျွန်တော်မှာရှိသမျှစုဆောင်းထားတဲ့ငွေတွေနဲ့စက်တက်မှုပထမအဆင့်ကနေရလာတဲ့ရွှေတင်ကားတွေကိုရှင်တွန်အုပ်စုရဲ့ share တွေထဲမှာအကုန်ပုံအောပြီးရင်းနှီးမြှုပ်နှံလိုက်ပါတယ်။နှစ်ရက်ခွဲလောက်ကြာတဲ့အခါမှာတော့ share ဈေးတွေထိုးတက်သွားပြီးကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေဟာလည်းတရှိန်ထိုးတက်လာပါတော့တယ်။ကျွန်တော်အဲ့ဒီမှာတင်မရက်တံပဲရလာတဲ့အကျိုးမြတ်တွေကိုရှင်တွန်အုပ်စုထဲမှာပဲထပ်ပြီးရင်းနှီးမြှုပ်နှံလိုက်ပါတယ်။အရင်ဘဝကအတွေ့အကြုံတွေကိုသုံးပြီးရှင်တွန်အုပ်စုရဲ့ share 31%ကိုပိုင်ဆိုင်တဲ့လျှို့ဝှက်စမ်းကြဲတဲ့ share ရှင်ကြီးဖြစ်လာခဲ့ပါတယ်။လင်းရှောင်ရှိကဘန်ကပို့တဲ့ message ကိုကြည့်ပြီးအံ့အားမြင်သက်သွားပါတယ်အကိုဒီကနန်းတွေကသူညတွေအရန်များနေတယ်ဒါဘလောက်တောင်များတာလဲတဲ့ညီမလေးဘဝပေါင်းများစွာအေးအေးဆေးဆေးနေသွားလို့ရတဲ့အထိများတာပေါ့လို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်အကိုမတရားတာတွေလုပ်ထားတာတော့မဟုတ်ပါဘူးနော်လို့သူမကစိုးရိမ်ကြီးမိပါတယ်ကျွန်တော်ကတော့ပြုံးပြီးပဲပြန်ဖြေလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာလုံခြုံရေးအပြည့်အဝရှိတဲ့စိန်ခံပီလာကြီးတစ်လုံးကိုဝယ်လိုက်ပါတယ်ညီမလေးကအကိုတို့နှစ်ယောက်ထဲနေတာကိုဒီလောက်ကြီးတဲ့အိမ်ကြီးကမများလုံးဘူးလားလို့မေးပါတယ်အိမ်ကဈေးကြီးလေလုံခြုံရေးကပိုကောင်းလေပဲညီမလေးလို့ကျွန်တော်ရှင်းပြလိုက်ပါတယ်လာတိုင်းရဲ့ပထမဆုံးနေ့မှာဖြတ်ကျော်သူတွေရဲ့ဝိညာဉ်တွေဟာစမ်းသပ်မှုမှာပါဝင်ဖို့အတွက်ခန္ဓာကိုယ်ထဲကနေထွက်သွားကြရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေဟာဘာမှမလုပ်နိုင်ပဲငြိမ်နေမှာမို့လို့ဒါဟာအန္တရာယ်ရှိဆုံးအချိန်ပါပဲစင်လူစင်ကိုကဘာမှာဘလောက်ပဲတတ်မှာပါစေလက်တွေ့ကဘာမှာအသက်ခံရရင်အကုန်လုံးအဆုံးသတ်သွားဒါမှပါဒါကိုကြားတော့ညီမလေးရဲ့မျက်နှာလေးဖြူဖြော့သွားပါတယ်နေ့ရက်ခွဲကြတဲ့အခါမှာတော့ဒုတိယအဆင့်စမ်းသပ်မှုစတင်มาတော့တယ်ကျွန်တော်ညီမလေးရဲ့ခေါင်းကိုပုတ်ပေးပြီးစိတ်မပူဖို့မှာခဲ့ပါတယ်ကျွန်တော်မရှိတဲ့အချိန်မှာလုံခြုံရေးဝန်ထမ်းတွေကသူမကိုကာကွယ်ပေးထားမှာပါမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကျွန်တော်ဟာစင်လူကဘာကိုပြန်ရောက်နေပါပြီပထမတစ်ခေါက်နဲ့မတူတာကတော့ဒီတစ်ခါကျွန်တော်ရောက်နေတဲ့နေရာဟာတောအုပ်ကြီးတွေဝိုင်းရံထားတဲ့ရှေးဟောင်းကျောက်မြို့တော်ကြီးတစ်ခုထဲမှာပါဖြတ်ကျော်သူတွေအကုန်လုံးဒီမြို့ထဲကိုရောက်လာကြပါတယ်လူအများပြားကကျွန်တော်ကိုမှတ်မိကြပါတယ်အရင်တစ်ခေါက်ကနံပါတ်1ဒဇင်နဲ့ကြီးကာဒန်နဲ့ကွာဆိုပြီးတော့ပေါ့လူတွေဟာကျွန်တော်ကိုကြောက်ရွံ့သေးတဲ့အကြည့်တွေနဲ့ကြည့်ပြီးအဝေးကနေပဲရှောင်နေကြပါတယ်အဲ့ဒီအချိန်မှာနတ်သားတစ်ပါးပေါ်လာပါတယ်အရင်တစ်ခေါက်ကနတ်သားမဟုတ်လို့လူတွေကအံ့ဩနေကြပါတယ်သူမကတော့အရင်လမ်းပြနတ်သားဟာမတော်တဆမှုတစ်ခုဖြစ်သွားလို့သူမကအခုဒုတိယအဆင့်မှာလမ်းပြပေးမှဖြစ်ကြောင်းပြုံးလေးရှင်းပြပါတယ်ဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့သူမဟာလည်းဟန်ဆောင်ကောင်းတဲ့နတ်သားတစ်ပါးပါပဲ
နတ်သားကစီကန်းတွေကိုကြီးညာပါတယ်ဒီတစ်ခေါက်မှာတော့ဖျက်ကျော်သူတွေဟာ3နာရီအတွင်းမှာဒီနယ်မြေအတွက်ကိုယ်စားလှယ်တယောက်ကိုရွေးချယ်ရမှာပါသတင်းကောင်းကတော့ဒီအစ်စ်မှာတပ်ဖြတ်မှုတွေမရှိတာပါပဲရွေးချယ်ခံရတဲ့ကိုယ်စားလှယ်ဟာဒီနယ်မြေကဖျက်ကျော်သူအားလုံးကိုအုပ်ချုပ်ခွင့်ရမှာဖြစ်ပြီးတခြားသူတွေရဲ့အသက်ကိုတောင်ဆုံးဖြတ်ပိုင်ခွင့်ရှိမှာပါမဲပေးပြီးတဲ့သူတွေဟာလက်တွေကဘာကိုပြန်သွားလို့ရပါပြီဘယ်သူမှမတည်ဘူးဆိုတဲ့သတင်းကြောင့်လူတွေဟာဝမ်းသာနေကြပေမဲ့ကျွန်တော်ကတော့နယ်မြေကိုယ်စားလှယ်ရွေးတာထက်ပိုအရေးကြီးတဲ့အရာတစ်ခုရှိတယ်ဆိုတာသိနေပါတယ်ဒုတိယအဆင့်စမ်းသပ်မှုမှာလှုပ်ဝက်မစ်ရှင်တစ်ခုရှိပါတယ်။ဒါပေမဲ့အဲ့ဒါကအဆင့်30ရောက်မှသာအသက်ဝင်မှာပါ။ဒါကြောင့်ကျွန်တော်ဟာမြို့ထဲမှာမနေဘဲတောအုပ်ထဲကိုတန်းပြီးထွက်လာခဲ့ပါတယ်။ဒီကဘာတစ်ရဲ့တောအုပ်ဟာကဘာမြေကတောအုပ်တွေနဲ့လုံးဝမတူပါဘူး။တစ်ပင်တွေဟာမီတာပေါင်းများစွာမြင့်ကြပြီးတက်ကိုင်းတွေကကောင်းကင်ကိုဖုံးလွှမ်းထားပါတယ်။တစ်ပင်တွေပေါ်မှာပေါက်နေတဲ့မှုံမိုးတွေကလည်းအလင်းဖြော့ဖြော့လေးတွေထွက်နေပါတယ်။တောနက်ထဲကနေတားရဲတိရစ္ဆာန်တွေရဲ့ဟိန်းတန်တွေကိုလည်းခက်တဲ့ကြားနေရပါတယ်။ဒါဟာတကယ်လက်တွေ့ကဘာပါဂိမ်းတစ်ခုမဟုတ်ပါဘူး။တောအုပ်အပြင်ဘက်မှာကော်ဘလင်ဒူဝမ်တကောင်ကိုတွေ့တာနဲ့ကျွန်တော်တစ်ချက်ထဲနဲ့အပြက်ရှင်းလိုက်ပါတယ်ဒါပေမဲ့အပြင်ဘက်မှာကဘီလူးတွေတိတ်မရှိတာမို့ကျွန်တော်တောနက်ထဲကိုပိုဝင်လာခဲ့ပါတယ်ဒီနေရာမှာတော့ကော်ဘလင်တွေအုပ်စုလိုက်ရှိနေပါတယ်တာမန်ဖြတ်ကျော်သူတယောက်ဆိုရင်တော့ဒီနေရာကနေအသက်ရှင်လျက်ပြန်ထွက်ဖို့မလွယ်ပါဘူးကျွန်တော်ကတော့စိတ်လှုပ်ရှားစွာနဲ့ပြုံးလိုက်မိပါတယ်တေချင်းတရားရဲ့မျက်လုံးကိုတုံးပြီးသူတို့ရဲ့အားနည်းချက်တွေကိုရှာကာတကောင်ပြီးတကောင်နှိမ်နှင်းလိုက်ပါတယ်နိုင်ဝက်လောက်အတွင်းမှာပဲကျွန်တော်ရဲ့အဆင့်က6အထိတက်လာပါတယ်ရလာတဲ့အမှတ်တွေကိုကျွန်တော်ကလင်မြန်မှုဝဲကြည့်တဲ့အဲမှာပဲအကုန်ပုံထည့်လိုက်ပါတယ်ဘဝပေါင်း1000ရဲ့အတွေ့အကြုံအရအစောပိုင်းအဆင့်တွေမှာခန္ဓာကိုယ်ဘလောက်ပဲတက်မှပါစေပြင်းထန်တဲ့တိုက်ခိုက်မှုကိုမခံနိုင်ပါဘူးဒါပေမဲ့တင်တာလုံလောက်အောင်မြန်ရင်တော့ဘယ်တိုက်ခိုက်မှုကိုမဆိုရှောင်နိုင်မှာပါအဲ့ဒီအချိန်မှာပဲကျွန်တော်နောက်မှာတယောက်ယောက်ရှိနေတာကိုသတိပြုမိလိုက်ပါတယ်မျက်လုံးကိုတုံပြီးကြည့်လိုက်တော့တစ်ပင်နောက်မှာတယောက်ခြုံပုတ်ထဲမှာတယောက်ရှိနေတာကိုတွေးလိုက်ရပါတယ်ကျွန်တော်ဓာတ်ကိုကင်ပြီးရှေ့ကိုတိုးလိုက်တဲ့အခါအမျိုးသမီးတယောက်ထွက်လာပါတယ်သူမနောက်မှာတော့အမျိုးသားတယောက်ပါလာပါတယ်အဲ့ဒီအမျိုးသားရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါကျွန်တော်ရဲ့မျက်လုံးတွေပြူးသွားပါတယ်သူကတော့ဆူချန်ဆူရှင်ပါသူမဟာ MON ရဲ့လက်ယုံတဆူဖြစ်ပြီးအရန်ကိုတန်မာတဲ့ဖြတ်ချက်ဒေါ်သူတယောက်ပါအရင်ဘဝတုန်းကကျွန်တော်ရဲ့အသင်းဖော်တယောက်လည်းဖြစ်ပါတယ်နောက်ထပ်အမျိုးသမီးတယောက်ကတော့ရွမ်စုယန်စုလို့ခေါ်တဲ့မင်းသမီးတယောက်ဖြစ်ပြီးသူမမှာတစ်ပင်တွေကိုစင့်ခေါ်နိုင်တဲ့ပါရမီရှိပါတယ်သူမဟာအနာဂတ်မှာဒီနယ်မြေရဲ့တတိယမြောက်အတမဆုံးသူဖြစ်လာမှာပါဒါပေမဲ့ကျွန်တော်ရဲ့အရင်ဘဝအမှတ်ရချက်တွေအရသူတို့ကိုအခုချိန်မှာမတွေ့တင်သေးပါဘူးမူဂျင်ဟွမ်မြူကင်ယောန်ကတုံတုံရင်ရင်နဲ့အကိုကြီးကပထမအဆင့်မှာနံပါတ်1ရခဲ့တာကိုကျမတို့မြင်ပါတယ်ကျမတို့နဲ့အသင်းဖွဲ့လို့ရမလားလို့မေးပါတယ်ကျွန်တော်ကတော့အခုလောလောဆယ်အသင်းဖော်မလို့သေးဘူးလို့ပြောပြီးမြင်လိုက်ပါတယ်ကျွန်တော်အတွက်အရေးကြီးတာကအဆင့်မြင့်တက်ဖို့ပဲလေကျွန်တော်လက်ထွက်သွားတဲ့အချိန်မှာမူဂျင်ဝမ်ရဲ့ခြေထောက်တွေကတုံနေပြီးဒူးထောက်ကြမတက်ဖြစ်သွားတာကိုတွေးလိုက်ရပါတယ်ဆူချန်ကသူမကိုလှမ်းဖမ်းလိုက်ပါတယ်သူတို့နှစ်ယောက်လုံးကျွန်တော်ရဲ့စွမ်းအားအော်ရာကြောင့်အံ့ဩနေကြတာပါကျွန်တော်ကတော့ဂယုမဆိုင်ပဲတောနက်ထဲကိုဆက်ဝင်လာခဲ့ပါတယ်ဂေါဘလင်အချို့ကိုတက်ပြီးနောက်ထွက်လာတဲ့အတန်တွေကြောင့်ဝန်ပုတ်လူသားဟမ်ဘရဇလာဘောအချို့ရောက်လာပါတယ်ကျွန်တော်မျက်လုံးထဲမှာတော့သူတို့ရဲ့အားနည်းချက်တွေကအထင်ရှားပါပဲသူတို့ကိုတက်လိုက်ရင်အဆင့်30ရောက်ဖို့လုံလောက်ပြီလို့ကျွန်တော်တွက်ချက်လိုက်ပါတယ်ဒဇင်ကဝေ့ရမ်းသွားပြီးဝန်ပုတ်တွေရဲ့တွေးတွေဆင်ထွက်သွားပါတယ်ဂုံယူပါတယ်တင်ဟာအဆင့်30ကိုရောက်ရှိသွားပါပြီဆိုင်ရှော့စနစ်ပွင့်သွားပါပြီတင်စီမှာနတ်သားသွေးရှိနေတာကိုစနစ်ကသိရှိပါတယ်လှုပ်ဝက်ပါရမီကိုနိုးထစေချင်ပါသလားလို့စနစ်ကမေးပါတယ်ကျွန်တော်တွေဝေးမနေပဲသုံးဖို့ရွေးချယ်လိုက်ပါတယ်နတ်သားသွေးဟာမိတောက်အပြာရောင်ဖြစ်ပြောင်းလဲသွားပြီးကျွန်တော်ရဲ့လက်ဖွားကနေတဆင့်ခန္ဓာကိုယ်ထဲကိုစီးဝင်သွားပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ဝိညာဉ်ထဲကနေပြင်းထန်တဲ့စွမ်းအားတွေထွက်ပေါ်လာပါတယ်ကျမ်းပြင်ပေါ်ကကျွန်တော်ရဲ့အရေးဟာလွတ်လင်သွားပြမိနဲ့နေတဲ့ဒဇင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်လှုပ်ဝက်ပါရမီပထမအဆင့်နိုးထခြင်းဝိညာဉ်ရေးသိမ်းသူစက္ကတော်တင်ဟာတိတက်လက်နက်ဖြစ်တဲ့အခရီးသစ္စာပြုဝိညာဉ်တန်စင်ကိုရရှိပါပြီဝိညာဉ်ရေးသိမ်းသူရဲ့မိတောက်ထာဝရညံ့နယ်မြေနဲ့ဝိညာဉ်ရေးသိမ်းခြင်းစွမ်းရည်တွေပွင့်သွားပါပြီတင်ဟာဝိညာဉ်ရေးသိမ်းသူပွဲကိုရရှိပါတယ်အထူးအကျိုးသက်ရောက်မှုအနေနဲ့နတ်ဖျားနဲ့ဆက်နွယ်တဲ့တက်ရှိတွေကိုနှစ်ဆထိခိုက်စေမှာဖြစ်ပါတယ်လို့စနစ်ကဆိုပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဆိုင်ကိုဖွင့်ပြီးရွှေတင်ကားနှစ်ဆက်တူမြ3ကခြေရခံခြင်း Rastrio စွမ်းရည်ကိုဝယ်လိုက်ပါတယ်ကျွန်တော်အရန်မုန်းတဲ့ Eomin ကိုခြေရခံဖို့တုံးလိုက်တဲ့အခါသူကကျွန်တော်နဲ့တိတ်မဝေးတဲ့နေရာမှာရှိနေတာကိုတွေးလိုက်ရပါတယ်ဒါပေမဲ့သူ့စီမသွားခင်မှာပဲတောအုပ်ထဲကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်ဒါဟာတားရဲတွေရဲ့အတန်မဟုတ်ပဲလူတွေရဲ့အော်ဟစ်တန်တွေပါဒါပေမဲ့လူစစ်တွေရဲ့အတန်တော့မဟုတ်ပါဘူးပိုပြီးတန့်စင်ပြီးနားဝင်ချိုတဲ့အတန်မျိုးပါကျွန်တော်အတန်လာရာနောက်ကိုလိုက်သွားတဲ့အခါဖျက်ကျော်သူ9ယောက်10ယောက်လောက်ကနေရာတစ်ခုကိုဝိုင်းထားတာကိုတွေးလိုက်ရပါတယ်သူတို့ရဲ့မျက်နှာတွေမှာလောဘစိတ်တွေပြည့်နေပါတယ်သူတို့ဝိုင်းထားတဲ့အလဲမှာတော့ဒဏ်ရာတွေနဲ့မိန်းကလေးတစ်ယောက်တစ်ပင်ချီရင်းမှာကတ်နေပါတယ်သူမကလူသားတွေနဲ့မတူပါဘူးသူမရဲ့နေရွက်တွေကချွန်နေပြီးသပင်တွေကငွေရောင်တောက်နေပါတယ်အသားရည်ကလည်းဖြူဝင်းနေပြီးမျက်လုံးတွေကတော့မြစိမ်းရောင်ရှိပါတယ်သူမဟာ FL4 တယောက်ပါစင်လူကဘာရဲ့ဌာနေတိုင်းရင်းသားပေါ့ဘဝပေါင်း1000ရဲ့အမှတ်ရချက်တွေအရ F တွေဟာဒီတိုက်ကြီးရဲ့ရှေးကြဆုံးမျိုးနွယ်စုတွေဖြစ်ပါတယ်သူတို့ဟာတဘာဝတရားနဲ့တဟဇာတဖြစ်အောင်နေထိုင်ကြပြီးအစွမ်းထက်တဲ့မော်ပညာတွေရှိကြပါတယ်ဒါပေမဲ့နတ်ဖျားတွေရဲ့စံတတ်မှုတွေကြောင့်ဖျက်ကျော်သူတွေဒီကဘာထဲကိုရောက်လာတဲ့အခါ F တွေရဲ့နေမြေတွေဟာကျူးကျော်ခံရပြီးသူတို့မျိုးနွယ်ဟာမျိုးတုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတာပါအခုကျွန်တော်ရှိကမင်းကလေးကိုကြည့်လိုက်တဲ့အခါ
ကျွန်တော်ရဲ့တေချင်းတရားမျက်လုံးနဲ့သူမကိုစစ်ဆေးလိုက်တဲ့အခါသူမရဲ့အသက်ဆွမ်းအားတွေဟာတဖြည်းဖြည်းလျော့နေလာနေတာကိုတွေ့ရပါတယ်။အယိုးထီအောင်နှက်တဲ့ဒဏ်ရာတွေရထားပေမဲ့ကျွန်တော်ကိုအံ့ဩစေတာကတော့သူမရဲ့ကိုယ်ထဲမှာစီးဆင်းနေတဲ့မော့ဆွမ်းတွေပါပဲ။ဒါဟာ elf တော်ဝင်မျိုးနွယ်တွေရဲ့သွေးဆွမ်းအားပါ။မင်းနဲ့မဆိုင်ရင်ဝင်မပါတာကောင်းမဲ့လို့ဖျက်ကျော်သူတွေရဲ့ခေါင်းဆောင်ကလှည့်ပြောပါတယ်။ဒါပေမဲ့ကျွန်တော်ကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့မျက်နှာထားကပြတ်သွားပါတယ်။သူကျွန်တော်ကိုမှတ်မိသွားတာပါ။ဒါပေမဲ့လောဘကကြောက်စိတ်ကိုအနိုင်ယူသွားပုံရပါတယ်။ဒီ F မလေးကတန်ဖိုးအများကြီးရှိတဲ့စနစ်ကလည်းဒီလိုရှားပါမျိုးနွယ်ကိုတက်ရင်အထူးဆုလက်ပေးမယ်လို့ပြောထားတယ်။မင်းလဲဝေစုလို့ချင်းရင်လို့သူစကားမဆုံးခင်မှာပဲကျွန်တော်ကသူ့ရှိကိုရောက်သွားပြီးဒဇင်နဲ့သူ့ရင်ဘက်ကိုထိုးဖောက်လိုက်ပါတယ်ငါရဲ့စွမ်းအားကိုတီလျက်နဲ့ငါပစ္စည်းကိုဝေစုခွဲချင်နေတာလားလို့ကျွန်တော်ပြောလိုက်ပါတယ်တခြားဖြတ်ကျော်သူတွေကကျွန်တော်ကိုဝိုင်းတိုက်ဖို့ကြိုးစားပေမဲ့သူတို့ဟာကျွန်တော်ရဲ့တိုင်ဘက်မဟုတ်ပါဘူးမကြခင်မှာပဲတော့အုပ်ထဲမှာပြန်ပြီးတိတ်ဆိတ်သွားပါတယ်ကျွန်တော်မျက်နှာပေါ်ကသွေးတွေကိုတုပ်လိုက်ပြီး F မင်းကလေးဘက်ကိုလှည့်ကြည့်လိုက်ပါတယ်သူမကတော့ကျွန်တော်အခုလေးတင်လှုပ်လိုက်တဲ့တက်ဖြတ်မှုတွေကြောင့်ကြောက်လန့်ပြီးတစ်ပင်ချီရင်းမှာပဲကတ်နေပါတယ်သူမရဲ့နှက်ခမ်းလေးတွေတုံနေပေမဲ့အတနာခံတဲ့အတန်တော့ထွက်မလာပါဘူးသူမရဲ့မျက်လုံးထဲမှာတော့ကျွန်တော်ဟာလည်းတခြားကျူးကျော်သူတွေနဲ့ထူးမခြားနာပါပဲကျွန်တော်သူမရှိမှထိုင်ချလိုက်ပြီးမင်းနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်ပါတယ်သူမကခဏလောက်တိတ်နေပြီးမှနာနာလီနာလောက်လိုက်လို့တိုးတိုးလေးဖြေပါတယ်သူမရဲ့အတန်ကအရှာရှာနဲ့အားနေနေပါတယ်မင်းတန်ရာတွေကနဲ့တယ်လို့ပြောပြီးကျွန်တော်ရဲ့အိတ်ထဲကနေအစင်းမြင့်ကုသဆေးတပလင်းကိုထုတ်ပေးလိုက်ပါတယ်နာနာလီကဆေးပလင်းကိုအကြာကြီးကြည့်နေပြီးမှတုံတုံရင်ရင်နဲ့ယူလိုက်ပါတယ်သူမကဆေးကိုဒဏ်ရာတွေပေါ်နောက်ချလိုက်တဲ့အခါဒဏ်ရာတွေကတိတိတတ်တာပြန်ကောင်းလာပါတယ်မင်းရဲ့လူတွေရောလို့ကျွန်တော်မေးလိုက်တော့သူမရဲ့ခန္ဓာကိုယ်ကတင်းမာသွားပါတယ်အားလုံးတေကုန်ပြီးတဲ့ဒီစကားနှခုံးကိုပြောဖို့သူမမှာရှိသမျှအားအင်တွေကုန်သွားပုံရပါတယ်ကျမအဖေကအရင်စမ်းသပ်မှုတုန်းကကြာဆုံးခဲ့တဲ့အမေကတော့လွန်ခဲ့တဲ့3ရက်ကကျူးကျော်သူတွေလက်ထဲမှာတေသွားတဲ့တမျိုးနွယ်လုံးမှာကျမတယောက်ပဲကြံတော့တာလို့သူမကပြောပါတယ်ကျွန်တော်ရဲ့အရင်ဘဝအမှတ်ရချက်တွေမှာဒုတိယအဆင့်စမ်းသပ်မှုတုန်းက F အသက်ရှင်ကျန်ရစ်သူကိုမတွေ့ခဲ့ဘူးပါဘူးဒါဟာမူရင်းအချိန်တိုင်းမှာနာနာလီဟာဒီနေရာမှာတင်တည်သွားခဲ့တာဖြစ်နိုင်ပါတယ်ဘာကြောင့်လဲတော့မသိဘူးသူမရဲ့နှက်ခမ်းကိုတင်းတင်းစေပြီးကြက်ကြက်ခံနေတဲ့ပုံစံကိုမြင်ရတဲ့အခါကျွန်တော်စိတ်ထဲမှာတမျိုးဖြစ်သွားပါတယ်ဘဝပေါင်း1000မှာတည်ခြင်းတရားတွေအများကြီးမြင်ခဲ့ရလို့ကျွန်တော်နှလုံးသားကတန်မဏိလိုအေးဆက်နေပေမဲ့အခုအရာအလုံးဆုံးရှုံးသွားတဲ့ဒီမိန်းကလေးကိုမြင်ရတဲ့အခါကျွန်တော်ရဲ့အရင်ဘဝကပုံစံနဲ့တွားတူနေတယ်လို့ခံစားလိုက်ရပါတယ်တခြား FJ ရွာတွေရှိသေးလားလို့ကျွန်တော်မေးတော့နာနာလီကခေါင်းခါပြပါတယ်။ညစိမ့်တော့အုပ်ကနောက်ဆုံးအခြေချနေထိုင်ရနေရပဲ elf တွေအတွက်စင်လူကဘာမှာခိုးလုံစရာမရှိတော့ဘူးလို့သူမကဆိုပါတယ်။ကျွန်တော်ခဏလောက်တိတ်သွားပြီးမှမတ်တက်ရက်လိုက်ပြီးငါနဲ့လိုက်ခဲ့လို့ပြောလိုက်ပါတယ်။သူမကမျက်လုံးအစုံနဲ့ကျွန်တော်ကိုကြည့်ပြီးရှင်ကျမကိုကူညီခဲ့တာကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဖျက်ကျော်သူတယောက်နဲ့တော့ကျမမလိုက်နိုင်ဘူးရှင်တို့ကကျမတို့ရဲ့အိမ်ကိုဖျက်ဆီးခဲ့တယ်။ကျမတို့လူတွေကိုတတ်ခဲ့တယ်လို့ပြောပါတယ်။ငါကဒီကဘာကိုဖျက်ဆီးဖို့လာတာမဟုတ်ဘူးလို့ကျွန်တော်သူမစကားကိုဖျက်ပြောလိုက်ပါတယ်ကျွန်တော်ရဲ့အတန်ကတည်ငြိမ်ပေမဲ့ညှင်းဆန်လို့မရတဲ့ဆွမ်းအားတွေပါနေပါတယ်ငါကအဲ့ဒီနက်ဖျားတွေကိုရင်ဆိုင်ဖို့လာတာနဲ့နာနာလီရဲ့မျက်လုံးတွေပြူးသွားပါတယ် elf တွေရဲ့တဏ္ဍာရီမှာနက်ဖျားတွေဆိုတာမထီရဲ့မကိုင်းရဲ့ဆရာတွေပါသူတို့ကစင်လူကဘာကိုဖန်တီးခဲ့တယ်လို့စံတက်မှုတွေကိုလည်းဖန်တီးခဲ့တာပါဘသူကမှနက်ဖျားတွေကိုရင်ဆိုင်မယ်လို့မပြောရဲကြပါဘူးဒါပေမဲ့နာနာလီတိတာတစ်ခုကတော့အဲ့ဒီနက်ဖျားတွေကပဲသူတို့ကိုတရိတ်ဆန်တွေလို့သဘောထားပြီးတက်ဖြတ်ခိုင်းနေတာပါအခုသူမရှိကဖျက်ကျော်သူကတော့နတ်ဖျားတွေကိုစိန်ခေါ်မယ်လို့တာမန်ကိစ္စတစ်ခုလို့ပြောနေပါတယ်ရှင်ယူနေတာလားလို့သူမကမေးပါတယ်ဖြစ်နိုင်တာပဲဒါပေမဲ့မင်းမှာဒီထက်ကောင်းတဲ့ရွေးချယ်စရာရှိလို့လားလို့ကျွန်တော်ပြန်မေးလိုက်ပါတယ်နာနာလီခဏလောက်တိတ်သွားပြီးမှဒဏ်ရာတွေနဲ့ပဲထွက်ပြီးကျွန်တော်နောက်ကိုလိုက်လာပါတယ်ကျမနာမည်ကနာနာလီမြစိန်တော်အုပ်ရဲ့နောက်ဆုံးမင်းသမီးပဲကျမရှင်နဲ့လိုက်လာတာကသွားစရာနေရာမရှိလို့ပဲလို့သူမကဆိုပါတယ်ကျွန်တော်တော့အုပ်ထဲဆက်သွားနေရင်အဆင့်တက်ဖို့ကိုလည်းမမေ့ပါဘူးနာနာလီရဲ့ဒဏ်ရာတွေပြန်ကောင်းတာကကျွန်တော်ထင်ထားတာထက်ပိုမြန်ပါတယ် F မင်းသမီးရဲ့သွေးကသူမကိုတာမန်လူထက်ပိုပြီးအနာကျက်မြန်စေတာပါနိုင်ဝက်လောက်တွင်းမှာပဲသူမဟာကိုယ်တိုင်လမ်းလျှောက်နိုင်လာပါတယ်သူမရဲ့တိုက်ခိုက်ရေးစွမ်းရည်ကလည်းကျွန်တော်ထင်ထားတာထက်ပိုကောင်းပါတယ်ခြုံပုတ်ထဲကနေဂေါဘလင်တွေထွက်လာတဲ့အခါနာနာလီကလက်ကိုမြောက်လိုက်ရုံနဲ့မြေကြီးထဲကနေနွယ်ပင်တွေထွက်လာပြီးဂေါဘလင်တွေကိုဖမ်းချုပ်လိုက်ပါတယ်ဒါဟာ Elf တို့ဒီရဲ့တဘာဝစွမ်းအားမော်ပညာပါပဲဒါပေမဲ့သူမကဒဏ်ရာတွေကြောင့်မျက်နှာလေးကတော့ဖြူဖြော့နေတော့မှာပဲအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ခြေရာခံစွမ်းရည်ကတတိပေးချက်ထွက်လာပါတယ်။တယောက်ယောက်အနားမှာရှိနေပါပြီ။ကျွန်တော်မျက်လုံးတွေကချက်ချင်းအေးဆက်သွားပါတယ်။ဒီမှာခဏဆောင်နေဘဲမှမသွားနဲ့လို့နာနာလီကိုမှာခဲ့ပါတယ်။ဘယ်သွားမလို့လဲလို့သူမကမေးပါတယ်။မပြီးသေးတဲ့ကိစ္စအချို့သွားရှင်းမလို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။အီယွန်မင်းဘဝပေါင်း1000ရဲ့အမှတ်ရချက်တွေမှာဒီနာမည်ဟာနာကျင်မှုတွေနဲ့ပဲပြည့်နေပါတယ်။အရင်ဘဝတုန်းကသူဟာကျွန်တော်ကိုအကြိမ်ကြိမ်တစ္ဆာဖောက်ခဲ့တယ်လို့ကျွန်တော်အနာကလူတွေကိုလည်းနာကျင်အောင်လုပ်ခဲ့တဲ့သူပါ။သူမကိုတစ္ဆာဖောက်လို့ခေါ်တာတောင်နေပါသေးတယ်ခုနှစ်ကြိမ်မြောက်ပြန်လည်ဝင်စားတဲ့ဘဝတုန်းကသူမဟာပစ္စည်းတစ်ခုရဖို့အတွက်ကျွန်တော်ပုံနေတဲ့နေရာကိုရောင်းစားခဲ့လို့ကျွန်တော်အသက်ခံခဲ့ရပါတယ်123ကြိမ်မြောက်ဘဝမှာတော့ကျွန်တော်ဒဏ်ရာအပြင်းထန်ရနေချိန်မှာသူမကိုယ်တိုင်ကျွန်တော်လက်ပင်ကိုလှီးပြီးတက်ခဲ့တာပါ409ကြိမ်မြောက်ဘဝမှာဆိုရင်သူမဟာကျွန်တော်ညီမလေးလင်းရှောင်ရှိကိုတောင်တက်ခဲ့ပါတယ်ညီမလေးရဲ့အော်ဟစ်တန်တွေကအခုထိကျွန်တော်အိမ်မက်တွေထဲမှာ6လက်နေလုံးပါပဲဘဝပေါင်း1000မှာသူမဟာတခါမှချွင်းချက်မရှိတစ္ဆာဖောက်ခဲ့တာပါအချိန်လိုင်းတွေဘလောက်ပြောင်းကျွန်တော်ဘယ်နှစ်ကြိမ်အခွင့်အရေးပေးသူမဟာလူအရေးခြုံထားတဲ့တားရဲတကောင်ပါပဲဒါကြောင့်900ကြိမ်မြောက်ဘဝကစပြီးကျွန်တော်သူမကိုတွေ့တိုင်းညာတာမှုမရှိပဲတက်ဖြစ်ခဲ့တာပါ
တောနက်ထဲမှာတော့လိုက်လံတိုက်ခိုက်မှုတွေဖြစ်နေပါတယ်မူကျင်ဟွမ်ရဲ့ဘယ်ဘက်ခြေထောက်မှာအယိုးထိအောင်နှက်တဲ့ဒဏ်ရာရထားပြီးသွေးတွေရွှဲနေပါတယ်သူမကတစ်ပင်တစ်ပင်နောက်မှာပုံနေပြီးမျက်နှာလေးကတော့သွေးထွက်လွန်လို့ဖြူဖြောနေပါတယ်ဆူချန်ကတော့သူမရှိမှရက်ပြီးကျိုးနေတဲ့ဓာတ်တလက်နဲ့ကာကွယ်ပေးနေပါတယ်သူတို့ရှိမှတော့အီယုံမင်းနဲ့သူ့လူ6ယောက်ရှိနေပါတယ်မင်းတို့အသက်ကိုငါချမ်းသာပေးလို့ရပါသေးတယ်မင်းကရုပ်လေးလဲချောသားပဲငါတို့နဲ့ပူးပေါင်းရင်မင်းကိုကောင်းကောင်းထားပါမယ်လို့အီယုံမင်းကပြောပါတယ်ပါဇက်ပိတ်ထားဆန်းလို့ဆူချန်ကအေးဆက်ဆက်ပြန်ပြောလိုက်ပါတယ်အိုးမာနာကြီးလှကြီးလာတာဆိုလဲဒီရိုးမာမာကိုအရင်ချိုးကြည့်ရတာပေါ့လို့အီယုံမင်းကပြောပြီးသူ့လူတွေကိုတိုက်ခိုက်ခိုင်းလိုက်ပါတယ်ဆူချန်ကအာမနဲပါဘူးသူမက2ယောက်ကိုတားဆီးနိုင်ပေမဲ့တတိယတစ်ယောက်ရဲ့လန်ကသူမပုခုံးကိုထိုးမိသွားပြီးစတုထတစ်ယောက်ရဲ့တန်တုတ်ကသူမကြောကိုရိုက်မိသွားပါတယ်သူမတူးထောက်ကျသွားပေမဲ့အန်ချိတ်ပြီးတောင်းခံထားပါတယ်အီယုံမင်းကသူမအနာကိုရှောက်လာပြီးသူမရဲ့ဒဏ်ရာဘောကိုခြေထောက်နဲ့နင်းကလှည့်လိုက်ပါတယ်ဆူချန်ကနာကျင်စွာညှိညူလိုက်ပေမဲ့အတန်တော့ထွက်မလာပါဘူးအီယုံမင်းကမူကျင်ဟွမ်ဘက်ကိုလှည့်ကြည့်ပြီးမင်းတို့နားမလဲရင်တော့လို့ပြောနေတော့မှပဲမင်းနဲ့နေတဲ့ဒဇင်တစ်ခုကသူ့လေပင်ပေါ်ကိုတိတ်တဆိတ်ရောက်လာပါတယ်ဒဇင်ရဲ့အသွားကသူ့လေပင်တွေးကြောမကြီးနဲ့မီလီမီတာတော့မဝေးပါဘူးအီယုံမင်းရဲ့ခန္ဓာကိုယ်ကြီးတောင့်တင်းသွားပါတယ်ဘသူကမှအနားကိုရောက်လာတာကိုသူမသိလိုက်ပါဘူးခြေတံလည်းမကြားရအသက်ရှူတံလည်းမရှိဟာလာဟင်းလင်းပြင်ထဲကနေတင်မင်းကိုယ်တိုင်ပေါ်လာတယ်လို့ပါပဲမလုံနဲ့လို့ကျွန်တော်ရဲ့အတန်ကသူ့နောက်ကနေထွက်လာပါတယ်ကျွန်တော်အတန်ကရာသီဥတုအကြောင်းပြောနေတယ်လို့မျိုးအရန်ကိုတည်ငြိမ်နေပေမဲ့ဒဇင်ဘော်ကအပြာရောင်စာလုံးတွေကတော့အယိုးထဲထိအေးစိတ်သွားစေမဲ့အငွေ့သက်တွေကိုထုတ်လွှတ်နေပါတယ်ဒါဟာတာမန်တက်ချင်တဲ့စိတ်ဆန္ဒမျိုးမဟုတ်ပါဘူးဒါဟာတေချင်းတရားရဲ့အငွေ့သက်စစ်ပါပဲအီယုံမင်းရဲ့လူ6ယောက်လုံးမင်းသက်သွားကြပါတယ်သူတို့ရဲ့မျက်နှာပေါ်ကမာနတွေဟာချက်ချင်းပဲကြောက်စိတ်တွေဖြစ်ပြောင်းလဲသွားပါတယ်ပထမအဆင့်စမ်းသပ်မှုတုန်းကဒီတန်စင်ကြီးရဲ့ဒဏ္ဍာရီကိုသူတို့အားလုံးကြားဘူးကြတာကိုဒဇင်ကြီးလို့တယောက်ကတုံတုံရင်ရင်နဲ့ပြောလိုက်ပါတယ်။အီယုံမင်းရဲ့နဖူးကနေချွေးတွေစီးကျလာပြီးဒဇင်ဘော်ကိုကျသွားတဲ့အခါတရှဲရှဲနဲ့အတန်ထွက်လာပါတယ်တခုခုကလောင်ကျွမ်းသွားတယ်လို့ပါပဲ။အကိုကြီးစိတ်အေးထားပြီးစကားပြောကြရအောင်ပါကျမတို့ကြားမှာဘာရန်မျိုးမှမရှိပါဘူးလို့အီယုံမင်းကသူမရဲ့အတန်ကိုချိုးသားအောင်လုပ်ပြီးပြောပါတယ်။ငါနဲ့မင်းကြားကရန်မျိုးကဒီဘဝနဲ့တင်ပေးဆက်လို့မကုန်နိုင်တော့အောင်ကြီးမားတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်။အီယုံမင်းရဲ့မျက်လုံးတွေပြူးသွားပါတယ်။ဘာကိုဆိုလိုတာလဲ။ကျမတို့အရင်ကတိခဲ့ကြလို့လားလို့သူမကမေးပါတယ်မင်းတီထားရမှာကတခုပဲရှိတယ်လို့ပြောပြီးကျွန်တော်ဒဇင်ကိုပြန်ရုပ်လိုက်ပါတယ်အီယုံမင်းကကျွန်တော်လွတ်ပေးလိုက်ပြီးထင်ပြီးရှေ့ကိုပြေးထွက်ဖို့ကြိုးစားပေမဲ့ခြေတလန်းတောင်မလန်းရသေးခင်မှာပဲသူမမြင့်တက်သွားပါတယ်သူမရဲ့ညာဘက်လက်ကပြက်ကွယ်သွားလို့ပါဓာတ်ချက်ကအယမ်းမြန်လွန်းလို့တွေးတောင်ထွက်ဖို့အချိန်မရလိုက်ပါဘူးဒီနေ့မင်းတည်ရမယ်လို့ကျွန်တော်ပြောလိုက်တဲ့အခါမှာတွေးတွေပန်းထွက်လာပါတော့တယ်အီယုံမင်းကအော်ဟစ်ပြီးနောက်ကိုဆုတ်သွားပါတယ်သူမရဲ့လူ6ယောက်ကလည်းလက်နက်တွေကင်ပြီးကျွန်တော်ကိုဝိုင်းတိုက်ဖို့ကြိုးစားကြပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့သူတို့ရဲ့လှုပ်ရှားမှုတွေကအယမ်းကိုနှေးကွေးနေပါတယ်။တေချင်းတရားမျက်လုံးပွင့်လာပြီးသူတို့6ယောက်လုံးရဲ့အားနည်းချက်တွေဖြစ်တဲ့နှလုံးလေပင်ရိုးနားတင်စတာတွေကိုအပြာရောင်အမတ်သားတွေနဲ့အထင်သားမြင်နေရပါတယ်။ကျွန်တော်ဆက်လှုပ်ရှားလိုက်ပါတယ်။ပထမတစ်ယောက်ကသူ့မျက်စိရှိမှဒိတ်တစ်ခုဖြတ်သွားတာကိုမြင်လိုက်ရပြီးလေပင်မှာအေးစိမ့်သွားတာကိုခံစားလိုက်ရပါတယ်။သူ့လက်နဲ့တောင်မအုပ်နိုင်ခင်မှာပဲလဲကျသွားပါတယ်။ဒုတိယတစ်ယောက်ကဓာတ်နဲ့ခုတ်ဖို့ကြိုးစားပေမဲ့သူ့လက်မောင်းကအရင်လွတ်ထွက်သွားပါတယ်။အဲ့ဒီနောက်မှာတော့တန်စင်ကသူ့ခါးကိုအပိုင်းပိုင်းပြတက်သွားအောင်ဝေရန်လိုက်ပါတယ်။တတိယနဲ့စတုထမြောက်လူတွေကဘေးနှစ်ဖက်ကနေပြိုင်တူတိုက်ခိုက်လာပေမဲ့ကျွန်တော်မရှောင်ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်တွေဟာအပေါ်ပိုင်းနဲ့အောက်ပိုင်းအပိုင်းပိုင်းပြက်ပြီးလဲကျသွားပါတယ်နောက်ထပ်လူကောင်ကြီးတစ်ယောက်ကတော့ကြောက်လန့်လွန်းလို့ဒူးထောက်ကျသွားပြီးအသက်ချမ်းသာပေးပါလို့တောင်းပန်ပါတယ်ဒါပေမဲ့တေမင်းတစင်ကတော့အပေါ်ကနေအောက်ကိုကျဆင်းလာပါတယ်၄စက္ကန့်တောင်မကြာလိုက်ပါဘူးအလောင်း6လောင်းဖြစ်သွားပါပြီတွေးနှံတွေကတောအုပ်တစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်အီယုံမင်းဟာမြေကြီးပေါ်လဲကျသွားပြီးတုံရီနေပါတယ်။သူမရဲ့လူ6ယောက်လုံးဟာပထမအဆင့်စမ်းသပ်မှုကိုအောင်မြင်ထားတဲ့ဖြတ်ကျော်သူတွေဖြစ်ပြီးတာမန်ထက်သားလုံးနဲ့စွမ်းအားတွေရှိကြသူတွေပါ။ဒါပေမဲ့ဒီလူရှိမှာတော့သူတို့ဟာစက်ကူလေးတွေလိုပဲအားနည်းလုံးနေပါတယ်။အီယုံမင်းဟာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။သူမရှိကဒီလူဟာသူမတို့နဲ့တကဘာတဲ့သားမဟုတ်တော့ဘူးဆိုတာပါပဲ။ရှင်ကျမကိုတတ်လို့မရဘူးလို့သူမကအော်ဟစ်လိုက်ပါတယ်။သူမရဲ့မျက်နှာပေါ်ကမာနတွေပျောက်ကွယ်သွားပြီးအသက်ရှင်ခြင်းနဲ့ကြောက်စိတ်တွေပဲကြံပါတော့တယ်။လူတွေနဲ့သွားရင်မစ်ရှင်အောင်မြင်ဖို့ခက်ခဲလိမ့်မယ်ကျမကိုတက်တာရှင်အတွက်ဘာမှအကျိုးမရှိဘူးတဲ့ကျွန်တော်သူမအနာကိုဖြည်းဖြည်းချင်းရှောက်သွားပါတယ်ကျွန်တော်တလန်တိုတိုင်းသူမကနောက်ကိုတလန်ဆုပ်ပါတယ်နောက်ဆုံးမှာတော့သူမရဲ့ကြောကတစ်ပင်ကြီးနဲ့စောက်မိသွားပြီးပြေးစရာနေရာမရှိတော့ပါဘူးတောင်းပန်ပါတယ်ရှင်ခိုင်းတာအကုန်လုပ်ပါမယ်ကျမမှာသတင်းတွေအများကြီးရှိတယ်လူအများကြီးရဲ့လှုပ်ဝက်ချက်တွေကိုကျမသိတယ်လို့သူမကကြွက်ကလေးတစ်ကောင်လိုအော်ဟစ်ပြီးတောင်းပန်ပါတယ်ကျွန်တော်သူမရှိမှရက်လိုက်ပြီးငုံကြည့်လိုက်ပါတယ်တေချင်းတရားမျက်လုံးထဲမှာတော့အီယုံမင်းရဲ့အသက်မီးအိမ်ဟာငိမ့်လူနီးပါဖြစ်နေပါပြီမင်းလုံနိုင်တာတွေက9ကြိမ်မြောက်ဘဝမှာငါ့ကိုတစ္ဆာဖောက်တာ123ကြိမ်မြောက်ဘဝမှာငါလေပင်ကိုလှီးတာ409ကြိမ်မြောက်ဘဝမှာငါညီမလေးကိုနာကျင်အောင်လုပ်တာတွေပဲမဟုတ်လားလို့ကျွန်တော်ပြောရင်းတစင်သွားကိုသူမရဲ့မေးစေးမှာတိလိုက်ပါတယ်အီယုံမင်းရဲ့မျက်လုံးတွေပြူးသွားပါတယ်ကျွန်တော်ပြောတာတွေကိုသူမဘာမှနားမလည်ပါဘူးဒါပေမဲ့ကျွန်တော်မျက်လုံးထဲကအေးဆက်ဆက်အမုန်းတရားတွေကတော့သူမရဲ့ဝိညာဉ်ကိုတုန်လှုပ်စေပါတယ်ရှင်ဘာတွေပြောနေတာလဲကျမမသိဘူးကျမတို့တခါမှမတွေ့ဘူးပါဘူးကျမကိုလှုပ်ပေးပါ
နောက်ဆိုဘာမှမလုပ်တော့ပါဘူးလို့သူမကမျက်ရည်ဆက်လက်နဲ့တောင်းပန်ပါတယ်မင်းပြောတာမှန်တယ်မင်းမသိဘူးဘာလို့လဲဆိုတော့အဲ့ဒီကိစ္စတွေကအခုဘဝမှာမဖြစ်သေးလို့ပဲလို့ကျွန်တော်ပြောပြီးတစင်ကိုမြှောက်လိုက်ပါတယ်အီယိုမင်းရဲ့အော်ဟစ်တန်ဟာချက်ချင်းပဲပြတ်တောက်သွားပါတယ်အလောင်းကနေထွက်လာတဲ့အမောင်စွမ်းရည်တွေကိုတေမင်းတစင်ကစုပ်ယူလိုက်ပါတယ်ကျွန်တော်ဘာခံစားချက်မှမရှိဘဲကြည်နေလိုက်ပါတယ်ဘေးမှာရှိနေတဲ့စူချမ်းနဲ့မူကျင်ဟွန်တို့ကတော့ဒါတွေအားလုံးကိုအစကနေအဆုံးထိမြင်လိုက်ရတာပါမူကျင်ဟွန်ရဲ့မျက်နှာကဖြူဖြောနေပြီးအော့အန်ဂျင်စိတ်ကိုအောင့်ထားပုံရပါတယ်ဘာခံစားချက်မှမရှိဘဲပရက်စိတ်တွေကိုတက်တလူတက်ဖြတ်သွားတဲ့ပုံစံကကြောက်စရာကောင်းလို့ပါစူချမ်းကတော့တတွေကိုခက်ခက်ခဲခဲမျိုးချလိုက်ပြီးကျေးဇူးတင်စကားပြောပေမဲ့ကျွန်တော်အနားကိုတော့မကက်ရဲကြပါဘူးကျွန်တော်နာနာလေးစောင့်နေတဲ့နေရာကိုပြန်သွားပါတယ်။သူမကတစ်ပင်ကိုမိပြီးကျွန်တော်ကိုစောင့်နေတာပါ။ကျွန်တော်ကိုမြင်လိုက်ရတဲ့အခါသူမရဲ့မျက်စိရောင်မျက်လုံးလေးတွေကတောက်ပသွားပေမဲ့ကျွန်တော်ဝတ်စားတွေနဲ့မျက်နှာပေါ်ကသွေးစွန်းကွက်တွေကိုမြင်တော့သူမမြင်တက်သွားပါတယ်ရှင်။သွေးတွေနဲ့တကိုယ်လုံးပေးပွားနေတာပဲတဲ့။ဒါတွေကငါသွေးတွေမဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်ပါတယ်။ရှင်တို့သွေးမဟုတ်မှန်းကျွန်မသိပါတယ်လို့သူမကဆိုပြီးခဏနားလိုက်ပါတယ်။သူမရဲ့မျက်စိရောင်မျက်လုံးလေးတွေနဲ့ကျွန်တော်ကိုကြည့်ပြီးရှင်ခုနှစ်ယောက်တက်ခဲ့တာပဲတဲ့ခဏလောက်တိတ်သွားပြီးမှသူတို့ကတေးတင်းတဲ့သူတွေမို့လို့ပါလို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။နာနာလီကဘေးနားကတရွက်ကြီးကြီးတစ်ခုကိုယူပြီးစမ်းကြောင်းထဲမှာရေးဆွတ်လိုက်ပါတယ်။အဲ့ဒီနောက်ကျွန်တော်အနားကိုရှောက်လာပြီးခေါင်းငုံလိုက်ဦးလို့ပြောပါတယ်။ဘာလို့မလို့လဲလို့ကျွန်တော်မေးတော့ရှင်းမျက်နှာမှာသွေးတွေပေးနေလို့ခေါင်းငုံလိုက်ပါတယ်။ကျွန်တော်ခေါင်းငုံပေးလိုက်တော့သူမကခြေပြားလေးထောက်ပြီးရေးဆွနေတဲ့တရွက်နဲ့ကျွန်တော်ပါပေါ်ကသွေးတွေကိုအသားရတုပ်ပေးပါတယ်။သူမကကျွန်တော်ဘာလို့တက်ခဲ့တာလဲဘသူကိုတက်ခဲ့တာလဲဆိုတာမမေးပါဘူး။ကြောက်ရွံ့တာရွံရှာတာမျိုးလည်းမရှိပါဘူးသူမအတွက်တော့ဒါဟာတာမန်ကိစ္စတစ်ခုလိုပါပဲသွားတယ်တက်တဲ့သူကိုတက်တယ်ပြန်လာတယ်မျက်နှာမှာသွေးပေးနေရင်တုပ်ပေးုံပဲပေါ့ရပြီလို့ပြောပြီးသူမနောက်ကိုတလန်းဆုပ်ကကြည့်လိုက်ပါတယ်နည်းနည်းတော့ကြံသေးတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးရေနဲ့ပြန်ဆေးလိုက်ရင်ရသွားမှာပါတယ်ကျေးဇူးပဲလို့ကျွန်တော်ပြောလိုက်တော့သူမကတခြားဘက်ကိုလှည့်သွားပါတယ်သူမရဲ့နရွက်ဖျားလေးတွေနီးနေတာကိုကျွန်တော်တွေ့လိုက်ရပါတယ်သွားကြဆိုရှင်ဆင့်တက်ဖို့မလိုတော့ဘူးလားလို့သူမကဆိုပါတယ်ကျွန်တော်သူမနောက်ကနေလိုက်သွားရင်းဆင်လူကဘာရဲ့အခြေအနေတွေကိုပိုသိလာရပါတယ်F တွေကြဆုံးရတာကဖျက်ကျော်သူတွေကျူးကျော်လို့တင်မဟုတ်ပါဘူး။အဲ့ဒီမတိုင်ခင်ကတည်းကနတ်သားတွေကဌာနေမျိုးနွယ်စုတွေရဲ့စွမ်းအားတွေကိုစနစ်တကျနဲ့အားနည်းအောင်လုပ်ထားခဲ့တာပါ။ F တွေရဲ့တန်ရှင်းတဲ့တစ်ပင်ကြီးကိုညဉ့်ညမ်းအောင်လုပ်ခဲ့တယ်လို့လူပူလေးအင်းနှောင်းစုတွေရဲ့တပ်ထုတွင်းတွေကိုလည်းပိတ်ဆို့ခဲ့ပါတယ်။ဒါတွေအားလုံးဟာနတ်ဖျားတွေရဲ့ကစားကွက်တွေပါပဲ။မင်းတို့ F မျိုးနွယ်မှာဒဏ္ဍာရီတစ်ခုရှိတယ်မဟုတ်လားလို့ကျွန်တော်လမ်းလျှောက်ရင်းမေးလိုက်ပါတယ်။နောက်ဆုံးစစ်ပွဲရဲ့နိမိတ်ဖက်ချက်အကြောင်းလေးတဲ့နာနာလီကချက်ချင်းရက်သွားပြီးရှင်တာကိုဘလို့သိတာလဲလို့မေးပါတယ်။ငါသိတာတွေအများကြီးရှိပါတယ်။အဲ့ဒီဒဏ္ဍာရီထဲမှာမျိုးနွယ်စုအားလုံးရဲ့အလင်းရောင်တွေအမောင်ထူလေးရောက်သွားတဲ့အခါခါကျင်းတောင်ထဲကလာတဲ့ဝိညာဉ်တစ်ခုကကောင်းကင်ယံကိုဖောက်ထွက်ပြီးနောက်ဆုံးစစ်ပွဲကိုဆောင်ကျင်းလာလိမ့်မယ်လို့ပါတယ်မဟုတ်လားလို့ကျွန်တော်ပြောလိုက်ပါတယ်။အကျဉ်းထောင်ထဲကလာတဲ့ဝိညာဉ်လို့နာနာလီကတိုးတိုးလေးရေရုပ်ပါတယ်။သူမကကျွန်တော်ကိုကြည့်ပြီးရှင်ကနတ်ဖျားတွေကိုရင်ဆိုင်ဖို့လာတာဆိုတော့ရှင်ကအဲ့ဒီနမိတ်ဖက်ချက်ထဲကလူလားလို့မေးပါတယ်အဲ့ဒီလိုတော့အလောတကြီးမဆုံးဖြတ်ပါနဲ့ဦးလို့ကျွန်တော်သူမစကားကိုဖျက်ပြောလိုက်ပါတယ်ဘဝပေါင်းတစ်ထောင်မှာကျွန်တော်ဟာအဲ့ဒီနမိတ်ဖက်ချက်ထဲကလူမဟုတ်ဘူးဆိုတာကျွန်တော်တေချာပေါက်သိနေလို့ပါမကြခင်မှာပဲမဲပေးရမယ့်အချိန်ရောက်လာပါတယ်ဖျက်ကျော်သူတွေအကုန်လုံးအစပြုခဲ့တဲ့နေရာကိုပြန်ဆုကြပါတယ်လူကောင်ကြီးကြီးနဲ့ဂျိုတီရှန်ဇိုဒီဆန်လို့ခေါ်တဲ့လူမိုက်တစ်ယောက်ကလူတွေကိုချင်းချောက်ပြီးသူ့ကိုပဲမဲပေးဖို့လုပ်နေပါတယ်ကျွန်တော်ကိုမြင်တော့သူကရန်လိုတဲ့ပုံစံနဲ့အနားကိုရှောက်လာပြီးငါလက်အောက်ကိုဝင်ရင်မင်းအသက်ကိုချမ်းသာပေးမယ်လို့ပြောပါတယ်ကျွန်တော်ကတော့ကျွန်တော်ဝိညာဉ်တစင်ကိုထုတ်လိုက်ပါတယ်ကျိုးတီရှန်ဟာတေချင်းတရားရဲ့အငွေ့သက်တွေထွက်နေတဲ့ဒီလက်နက်ကိုမြင်လိုက်ရတဲ့အခါကြောက်လန့်ပြီးချွေးတွေထွက်လာပါတယ်သူဟာလူမားပြီးရန်သွားဆက်မိပြီဆိုတာကိုသိလိုက်ရပါတယ်သူကအန်ကျိတ်ထားပေမဲ့ကျွန်တော်နားကိုတော့မကက်ရဲတော့ပါဘူးကျွန်တော်သူ့ကိုဘာမှမလုပ်တာကသူ့ကိုဒီနယ်မြေရဲ့ကိုယ်စားလှယ်ဖြစ်စေချင်လို့ပါတတိယအဆင့်စမ်းသပ်မှုမှာကိုယ်စားလှယ်ရဲ့အခွင့်အာဏာကိုတုံးပြီးလှုပ်ရှားရတွေအများကြီးရှိနေလို့ပါနောက်ဆုံးမှာတော့မဲရလက်တွေထွက်လာပါတယ်ကျိုးတီရှန်ဟာနယ်မြေကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပါတယ်နှစ်သားကကိုယ်စားလှယ်ရဲ့အခွင့်အာဏာတွေကိုကြီးညာပါတယ်အဲ့ဒါကတော့လူတွေကိုအတင်းအကျပ်ခိုင်းစေနိုင်တဲ့စွမ်းအားဖြစ်ပြီးတစ်ဆက်ချိန်ပဲသုံးလို့ရပါတယ်ပြီးတော့အဲ့ဒီစွမ်းအားဟာပါရမီထောက်အပ်နိုးထထားတဲ့သူတွေအပေါ်မှာတက်ရောက်မှုမရှိပါဘူးလူတိုင်းရဲ့အကြည့်တွေကကျွန်တော်စီရောက်လာပါတယ်သူတို့မသိတာကတော့ကျွန်တော်တယောက်တည်းသာကိုယ်စားလှယ်ရဲ့အုပ်ချုပ်မှုအောက်မှာမရှိဘူးဆိုတာပါပဲဝိညာဉ်တွေကဘာမြေကိုပြန်မသွားခင်မှာကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်ပါတယ်နာနာလီရှိနေတဲ့နေရာကိုပေါ့သူမကဖျက်ကျော်သူမဟုတ်တဲ့အတွက်ဒီမှာပဲကြံခဲ့မှာပါနောက်တစ်ခေါက်ငါပြန်လာခဲ့မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်သူမကမကြားချင်အောင်ဆောင်ပြီးတခြားဘက်ကိုလှည့်သွားပေမဲ့သူမရဲ့နရွက်လေးတွေနီးနေတာကိုတော့ကျွန်တော်သတိထားမိလိုက်ပါတယ်လက်တွေ့ကဘာကိုပြန်ရောက်တဲ့အခါမှာလည်းကျွန်တော်မနာပါဘူးအချိန်ကအရန်ကိုအဖိုးတန်ပါတယ်ကျွန်တော်နောက်ထပ်အရေးကြီးတဲ့လူတစ်ယောက်ဖြစ်တဲ့ရီမင်းစုရင်မင်းစုကိုတွားရှာရပါမယ်သူမဟာကျွန်တော်ရှာနေတဲ့အသင်းဖော်တွေကတယောက်ပါသူမမှာအဖွဲ့ဝင်တွေရဲ့စွမ်းအားကို90%မြင့်တင်ပေးနိုင်တဲ့အပြင်အကာအကွယ်ဒိုင်းတွေလည်းပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်အဖွဲ့လိုက်တိုက်ခိုက်မှုတွေမှာသူမရဲ့စွမ်းရည်ကအရန်ကိုအဖိုးတန်ပါတယ်အရင်ဘဝကအမှတ်ရချက်တွေအရရီမင်းစုဟာအခုချိန်မှာမုတ်ဆိုင်လေးတစ်ဆိုင်မှာအလုပ်လုပ်နေရမှာပါမကြခင်မှာပဲသူမကိုတွေးလိုက်ရပါတယ်စပင်ကိုမြင်းမြပုံစံစီးထားတဲ့မိန်းကလေးဟာကောင်တာနောက်မှာမုတ်တွေထုတ်ပိုးရင်းအလုပ်ရှုပ်နေပါတယ်ကျွန်တော်ကိုမြင်တော့သူမကအံ့ဩသွားပါတယ်ရှင်ကကျမရဲ့အတန်းဖော်လင်းယူဝင်းယူမဟုတ်လားလို့သူမကမေးပါတယ်ကျွန်တော်ကတော့သူမကိုတခါမှမတွေ့ဘူးတလို့ပဲဟန်ဆောင်လိုက်ပါတယ်ဒါကအရေးကြီးပါတယ်အရင်ဘဝအတွေ့အကြုံအရသူမကိုအစကတည်းကရင်းနှီးတလို့တွားလို့ရင်သူမကတန်တရားဝင်မှာပါအခုလိုမတော်တဆပြန်ဆုံးတလို့မျိုးလောက်တာကသူမရဲ့ယုံကြည်မှုကိုရဖို့ပိုလွယ်ပါတယ်
အတန်းဖော်လား sorry ပဲငါတိတ်မမှတ်မိတော့ဘူးလို့ကျွန်တော်ပြောလိုက်ပါတယ်ရီမင်းစုရဲ့မျက်နှာလေးခဏလောက်ညှိုးသွားပေမဲ့ချက်ချင်းပဲပြန်ပြုံးပြပါတယ်ကိစ္စမရှိပါဘူးကျမကတိတ်ပြီးလူသိများတဲ့သူမှမဟုတ်တာဘာစားမလဲတဲ့ကျွန်တော်မှုမှလိုက်ပြီးပတ်စံပေးတဲ့အခါအပိုတွေပါပေးလိုက်ပါတယ်အိုးဒါကများလုံးတယ်လို့သူမကပြောတော့မင်းပင်ပန်းပန်းအလုပ်လုပ်ရတာအတွက်အပိုပေးတာပါလို့ကျွန်တော်ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့တငယ်ချင်းတွေဖြစ်သွားကြပါတယ်သူမကစိတ်ထားဖြူစင်ပြီးလူတွေကိုယုံလွယ်တဲ့မိန်းကလေးတစ်ယောက်ပါဒါဟာသူမရဲ့ကောင်းကွက်ဖြစ်တယ်လို့အားနည်းချက်လည်းဖြစ်ပါတယ်။ထမင်းအတူစားရင်းနဲ့သူမကသူမရဲ့စွမ်းရည်အကြောင်းကိုပြောပြပါတယ်။အားလုံးသောစွမ်းအားတွေကို90%မြင့်တင်ပေးနိုင်တာပါ။ဒါကတကယ်ကိုအံ့ဩစရာပဲလို့ကျွန်တော်ကချီးကျူးလိုက်တဲ့အခါသူမကရှက်ကိုရှက်ကန်းနဲ့တကယ်တော့ဒါကတိတ်ပြီးအသုံးမဝင်ပါဘူး။တိုက်ခိုက်လို့မှမရတာလို့ဆိုပါတယ်။သူမဟာဒီစွမ်းရည်ကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာမသိသေးပါဘူး။ကျွန်တော်ပထမအဆင့်စမ်းသပ်မှုတုန်းကဂျပန်ပစ္စည်း Projectile Tutorials တခုရခဲ့ပါတယ်။ Reminzu ရဲ့စွမ်းအားမြင့်တင်မှုနဲ့အတူကျွန်တော်အဲ့ဒီပစ္စည်းကိုဖွင့်လိုက်တဲ့အခါရွှေတင်ကားကို19ပြရခဲ့ပါတယ်။ဒါဟာအများဆုံးရနိုင်တဲ့ပမာဏဖြစ်ပြီးဘဝပေါင်း1000မှာကျွန်တော်တခါမှမရဘူးတဲ့ပမာဏပါ။ Reminzu ကကျွန်တော်ကိုခရမ်းရောင်တောက်နေတဲ့မော်ကြောက်တုံး Crystal Jiggle တတုံးလဲပေးပါတယ်။သူမကဒါကိုစမ်းသပ်မှုတုန်းကမတော်တဆရခဲ့တာဖြစ်ပြီးဘာအတွက်သုံးရမှန်းမသိဘူးလို့ဆိုပါတယ်။ဒီကြောက်တုံးကိုမြင်လိုက်ရတဲ့အခါကျွန်တော်နှလုံးသားဟာတဒိန်ဒိန်ခုန်သွားပါတယ်ခရမ်းရောင်မော်ကြောက်တုံးဆိုတာအရှားပါဆုံးအမျိုးအစားပါအဆင့်20ရောက်လို့လက်နက်မှာတက်ဆင်နိုင်တဲ့စွမ်းရည်ပွင့်လာရင်ဒါဟာစွမ်းအားလုံးကိုတပြိုင်နက်မြင့်တင်ပေးနိုင်မှာပါဒါဟာတန်ဖိုးဖြတ်လို့မရပါဘူးကျေးဇူးပဲဒါကငါအတွက်အရန်ရေးကြည့်တယ်လို့ကျွန်တော်ပြောလိုက်တော့သူမကရှင်ကျမကိုအများကြီးကူညီခဲ့တာပဲကြောက်တုံးတတုံးကဘာမှမဟုတ်ပါဘူးလို့ပြုံးပြီးပြောပါတယ်ဒါပေမဲ့သူမမသိတာကတော့ဒီကြကောက်တုံးဟာတကယ်ကိုယတနာတစ်ပါးဆိုတာပါပဲမကြခင်မှာပဲတတိယအဆင့်စမ်းသပ်မှုစတင်ပါတော့တယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ရောက်သွားတဲ့နေရာကအရင်နေရာမဟုတ်ပဲမြင်မာတဲ့နေရန်တွေဝိုင်းရံထားတဲ့ခန္ဓာကြီးတစ်ခုထဲမှာပါခန္ဓာရဲ့အလယ်မှာတော့တန်ရှင်းသောဒန်ဆာစကရတာလို့ခေါ်တဲ့အေယာမကြောက်တုံးကြီးတစ်ခုရှိပါတယ်ဒီအဆင့်မှာကျွန်တော်နယ်မြေကလူပေါင်းလေး900ရှိပြီး225ယောက်ပဲနောက်တစ်ဆင့်ကိုတက်ခွင့်ရမှာပါဆိုလိုတာက4ပုံ3ပုံကတေးရမှာပါစီကန်းကတော့ရိုးရှင်းပါတယ်မိနစ်30တိုင်းမှာဘီလူးတွေကဒီကြောက်တုံးကြီးကိုလာပြီးတိုက်ခိုက်ကြမှာပါဖျက်ကျော်သူတွေရဲ့တာဝန်ကတော့ကြောက်တုံးကြီးကိုကာကွယ်ဖို့ပါပဲအဆုံးသတ်မှာတော့ဘီလူးဘယ်နှကောင်တတ်နိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးအဆင့်တက်မှတ်မှာပါအဆင့်250အတွင်းဝင်တဲ့သူတွေပဲအသက်ရှင်ခွင့်ရမှာဖြစ်ပါတယ်ကျိုးတီရှန်ကဒါကိုချက်ချင်းနားလည်သွားပါတယ်ဘီလူးအများဆုံးတတ်နိုင်တဲ့သူကအသက်ရှင်မှာပေါ့သူကနေမြေကိုယ်စားလှယ်ဖြစ်နေတော့လူတွေကိုအမိန့်ပေးပြီးဘီလူးတွေကိုတတ်ခိုင်းလို့ရပါတယ်ဒါပေမဲ့နှစ်သားရဲ့နောက်ထပ်ကြီးညာချက်ကသူ့ကိုရေခဲတွင်းထဲကျသွားတယ်လို့ခံစားရစေပါတယ်အဲ့ဒါကတော့နေမြေကိုယ်စားလှယ်ကိုတခြားဖြတ်ကျော်သူတယောက်ကတတ်လိုက်ရင်တက်တဲ့သူကကိုယ်စားလှယ်ရာထူးကိုဆက်ခံရမှာဖြစ်ပြီးအမိန့်ပေးနိုင်တဲ့အချိန်ကြီးတစ်ဆက်ချိန်ကလည်းအတစ်ပြန်ဖြစ်သွားမှာပါနဲ့လူပေါင်းလေးသူညရဲ့အေးဆက်ဆက်အကြီးတွေကကျိုးတီရှမ်းစီကိုတပြိုင်တည်းရောက်သွားပါတယ်ကျွန်တော်သူ့အနာကိုရှောက်သွားပြီးမကြောက်ပါနဲ့ငါမင်းကိုတတ်ဖို့လာတာမဟုတ်ဘူးမင်းအသက်မသေးအောင်ငါအာမခံနိုင်တယ်ဒါပေမဲ့မင်းငါခိုင်းတာအကုန်လုပ်ရမယ်လို့ပြောလိုက်ပါတယ်ကျိုးတီရှမ်းကတော့သူ့ရဲ့မာနကြောင့်ဒါကိုညှင်းဆန်ဖို့ကြိုးစားပါတယ်ကျွန်တော်ကတော့ဒီလိုဖြစ်လာမယ်ဆိုတာကိုကြိုသိပြီးသားပါဒါဆိုရင်တော့အခုကစပြီးမင်းအသက်ရှင်တာတေတာကငါနဲ့မဆိုင်တော့ဘူးလို့ပြောလိုက်ပါတယ်တခြားလူတွေကနေမြေကိုယ်စားလှယ်ယာတို့အတွက်လူနေကြချိန်မှာကျွန်တော်ကတော့ခန့်တက်ထဲကနေထွက်လာပြီးတောအုပ်စီကိုတန်းတန်းမတ်မတ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့သူမဒီမှာရှိနေသေးတယ်ဆိုတာကျွန်တော်သိနေလို့ပါမှန်ပါတယ်ညစိမ့်တော့အုပ်ရဲ့ပျက်စီးနေတဲ့နေရာမှာသူမကိုကျွန်တော်တွေ့လိုက်ရပါတယ်သူမဟာညှိုးနှွမ်းနေတဲ့ပန်းစည်းလေးတစ်ခုကိုဘေးမှာချပြီးတယောက်တည်းထိုင်နေတာပါဒါဟာ F တွေကသူတို့ရဲ့ဘရင်တွေကိုဂုဏ်ပြုတဲ့ပုံစံမျိုးပါရှင်ပြန်လာပြီးပဲလို့သူမကတီတီငင်ငင်ပြောပေမဲ့သူမရဲ့မျက်လုံးထဲမှာတော့မျက်ရည်စတွေရှိနေတာကိုကျွန်တော်သတိထားမိပါတယ်ငါပြန်လာမယ်လို့ပြောခဲ့တယ်လေငါနဲ့လိုက်ခဲ့ဒီတစ်ခါစမ်းတက်တဲ့နေရာကဒီနားမှာတင်ပဲငါအဆင့်တက်ဖို့ဘီလူးတွေတက်ရမယ်မင်းဒီမှာတယောက်တည်းကြံခဲ့ရင်းအနေရရှိတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်သူမက trap ပြီးသူမရဲ့ဝစ်စုံပေါ်ကဖုံတွေကိုခါလိုက်ရင်ကျမရှင်နေလိုက်တာကကြောက်လို့မဟုတ်ဘူးနော်လို့ဆိုပါတယ်ငါသိပါတယ်သွားစရာနေရာမရှိလို့မဟုတ်လားလို့ကျွန်တော်ပြောလိုက်တော့သူမကနှာခေါင်းရှုပ်ပြီးရှေ့ကနေရှောက်သွားပါတယ်ဒါပေမဲ့သူမရှောက်သွားတဲ့လမ်းကမှားနေပါတယ်ဟိုဘက်လေးလို့ကျွန်တော်ကစန့်ကျင်ဘက်အရက်ကိုညွှန်ပြလိုက်တော့သူမရဲ့နေရွက်လေးတွေချက်ချင်းနီးရဲသွားပါတယ်သူမကဘာမှမပြောဘဲတိတ်တဆိတ်လမ်းကြောင်းပြန်ပြောင်းလိုက်ပါတယ်သူမကိုစမ်းတက်တဲ့နေရာကိုခေါ်လာပြီးနောက်မှာတော့ကျွန်တော်အဆင့်တက်ဖို့ဘီလူးတွေကိုအပြင်းထန်တက်ဖြတ်ပါတော့တယ်တတိယအဆင့်မှာဘီလူးတွေကအများကြီးရှိသလိုအတွေ့အကြုံစပီကလည်းသုံးစားရတာကြောင့်အဆင့်တက်တာကအရန်ကိုမြန်ပါတယ်တေမင်းတစင်ကဘီလူးတစ်ကောင်ကိုတက်တိုင်းကျွန်တော်ရဲ့ဝိညာဉ်ရေးသိမ်းခြင်းပါရမီကအလိုလျောက်ဝိညာဉ်စွမ်းရည်တွေကိုစုပ်ယူပြီးကျွန်တော်ရဲ့စွမ်းအားတွေကိုအမြဲတမ်းတိုးမြင့်ပေးပါတယ်ဘေးကကြည့်နေတဲ့နာနာလီကတော့မြင့်တက်နေပါတယ်ရှင်ကဘလို့ဘလူးမျိုးလဲလို့သူမကမေးပါတယ်တေချင်းတရားလို့ကျွန်တော်ပြန်ဖြေလိုက်တော့ရှင်နောက်နေတာလားတဲ့မဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်တဲ့အခါသူမခဏလောက်တိတ်သွားပါတယ် elf တွေရဲ့တန်တာကြီးမှာတေချင်းတရားဆိုတဲ့အယူအဆမရှိဘူးဝိညာဉ်တွေကတဘာဝတစ်ပင်ကြီးစီပြန်သွားကြတယ်လို့ပဲကျမတို့ယုံကြည်ကြတာလို့သူမကဆိုပါတယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုတော့တေချင်းတရားကမင်းရှိမှရှိနေပြီလေလို့ကျွန်တော်ပြောလိုက်တော့သူမကမျက်နှာလွှဲသွားပြီး elf ဘာသာစကားနဲ့တိုးတိုးလေးတဲ့ခုပြောပါတယ်သူမဘာပြောလဲဆိုတာကျွန်တော်နားမလည်ပါဘူးတ
တတိယအဆင့်ဘီလူးတိုက်ခိုက်မှုတွေပြီးသွားတဲ့အခါကျွန်တော်အဆင့်20ကိုရောက်သွားပါပြီစနစ်ကလက်နက်မှာကြောက်တုံးတက်ဆင်နိုင်တဲ့စွမ်းရည်ကိုဖွင့်ပေးလိုက်ပါတယ်ကျွန်တော်ရီမင်းစုပေးထားတဲ့ခရမ်းရောင်မော်ကြောက်တုံးကိုတေမင်းတစင်မှာချက်ချင်းတက်ဆင်လိုက်ပါတယ်တစင်ပေါ်မှာခရမ်းရောင်အလင်းတန်းတွေပေါ်လာပြီးကျွန်တော်ရဲ့စွမ်းအားတွေအကုန်လုံးတိုးသွားပါတယ်အဲ့ဒီအပြင်အဆင့်20မှာတေချင်းတရားပါရမီရဲ့ဒုတိယအဆင့်ဖြစ်တဲ့ထာဝရညစ်နယ်မြေရီနာဒီဝါနာရှေထွင်နာပွင့်လာပါတယ်အသေးရတဲ့စွမ်းရည်ကတော့တေမင်းညစ်နောက်ချတီလာမော့ပါပဲဒါဟာတိုက်ခိုက်တဲ့ area တစ်ခုလုံးကိုထာဝရအမောင်ထုအဖြစ်ပြောင်းလဲပြစ်နိုင်ပါတယ်အမောင်ထဲမှာကျွန်တော်ရဲ့တိုက်ခိုက်နိုင်စွမ်းကနှစ်ဆတိုးသွားပြီးတိုက်ခိုက်တဲ့အချိန်ကလည်း90%တိုးသွားပါတယ်ကျွန်တော်ဘက်တော်သားမဟုတ်တဲ့သူတွေကတော့အမြင်အာရုံတွေကွဲပြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ကိုဗဟိုပြုပြီးတေမင်းညစ်စွမ်းရည်ကိုတုံးလိုက်တဲ့အခါတိုက်ခိုက်တဲ့နယ်ပယ်အတွင်းကအလင်းရောင်တွေအကုန်လုံးပျောက်ကွယ်သွားပါတယ်ကောင်းကင်ကြီးတစ်ခုလုံးမင်းနဲ့သွားပြီးကျွန်တော်ရဲ့မျက်လုံးတွေကပဲအပြာရောင်အလင်းဖြော့တောက်နေပါတယ်စတုထမြောက်ဘီလူးအုပ်စုဖြစ်တဲ့ဂေါဘလင်တွေရောက်လာတဲ့အခါသူတို့ဟာအမောင်ထဲမှာဘာမှမမြင်ရတော့ပဲခေါင်းမပါတဲ့ရင်ကောင်းတွေလိုဟိုပြေးဒီပြေးဖြစ်ကုန်ကြပါတယ်ကျွန်တော်ကတော့အမောင်ထဲမှာတေမင်းတစ်ပါးလိုလှုပ်ရှားပြီးတစင်နဲ့တစ်ချက်ချင်းစီကိုတိတိကျကျရိတ်သိမ်းလိုက်ပါတယ်ညစ်နက်ထဲမှာဂေါဘလင်တွေရဲ့အော်ဟစ်တန်နဲ့လေတုကိုဖျက်တမ်းသွားတဲ့တစင်တန်တွေပဲကြားရပါတော့တယ်နာနာလီကတော့အမောင်ထုရဲ့အဆက်မှာရက်နေပါတယ်သူမရဲ့မျက်စိရောင်မျက်လုံးတွေကအမောင်ထဲမှာအရာအလုံးကိုရိတ်သိမ်းနေတဲ့ကျွန်တော်ရဲ့ပုံရိပ်စီမှာပဲရှိနေပါတယ်သူမရဲ့နှလုံးခုန်တန်တွေကမြင်လာပါတယ်ဒါဟာကြောက်လို့မဟုတ်ပဲဒီလိုအသက်ရှူချက်စရာအမောင်ထုထဲမှာကျွန်တော်ရဲ့ပုံရိပ်ကသူမအတွက်တော့ညစ်နက်ထဲကတခုတည်းသောမီးပြတိုက်လိုမျိုးစိတ်အေးချမ်းမှုကိုပေးစွမ်းနေလို့ပါစတုထမြောက်ဘီလူးအုပ်စုကိုအကုန်တက်ပြီးနောက်မှာတော့ကျွန်တော်မှာရွှေတင်ကား20တူညပြည့်သွားပြီးခြေရခံစွမ်းရည် reconnaissance ကိုဝယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ကျိုးတီရှမ်းရဲ့အခြေအနေကလုံးဝကိုပျက်စီးနေပါပြီပစ္စမမြောက်ဘီလူးအုပ်စုကဝန်ပေါ်လူသားတွေဖြစ်ပြီးအရေးအတွက်ကလည်းဖျက်ကျော်သူတွေထက်10 ဆက်လောက်ပိုများပါတယ်ကျိုးတီရှမ်းဟာသူ့ရဲ့အမိန့်ပေးနိုင်တဲ့အချိန်ကြီးတွေကိုအကုန်သုံးလိုက်ပါပြီသူကကျွန်တော်ကိုအကူအညီတောင်းပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပဲကြည့်နေလိုက်ပါတယ်မင်းရဲ့အခွင့်အာဏာတွေလည်းကုန်ပြီဆိုတော့မင်းမှာတန်ဖိုးမရှိတော့ဘူးလူကြီးဆိုတာကိုလုပ်တဲ့ကိစ္စအတွက်ကိုယ်တိုင်တာဝန်ယူရတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ကျိုးတီရှမ်းရဲ့မျက်နှာကပြားနှမ်းသွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့လူယုံတယောက်ဖြစ်တဲ့မာကွန်မဲကန်ကကျိုးတီရှမ်းတတိလွတ်နေတော့မှသူ့ရင်ဘက်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်စော်ကြီးပဲငါလည်းအသက်ရှင်ခြင်းလို့ပါတယ်စနစ်ကနေမာကွန်ကနေမြေကိုယ်စားလှယ်ကျိုးတီရှမ်းကိုတက်လိုက်တဲ့အတွက်ကိုယ်စားလှယ်ယာတုကိုဆက်ခံပါတယ်လို့ကြေညာပါတယ်မာကွန်ကဝန်ပုတ်တွေလိုရန်လိုနေတဲ့ဖျက်ကျော်သူတွေကိုတစ်ချက်ကြည့်ပြီးကျွန်တော်ရှေ့မှာဒူးထောက်ကတစ္ဆာခံလိုက်ပါတယ်အရာအလုံးကကျွန်တော်စီစဉ်ထားတဲ့အတိုင်းပါပဲဒါပေမဲ့ကျွန်တော်နောက်ထပ်ခိုင်းလိုက်တဲ့အလုပ်ကတော့မာကွန်ကိုတုံ့လှုပ်သွားစေပါတယ်အဲ့ဒါကတော့သူ့ရဲ့တငယ်ချင်း10ယောက်ကိုတုံပြီးခံတက်အလဲကတန့်ရှင်းတဲ့ကြောက်တုံးကြီးကိုဖျက်ဆီးခိုင်းလိုက်တာပါမာကွန်မင်းတက်သွားပါတယ်နှက်သားကပြောတယ်ဒါကိုဖျက်ဆီးရင်ပြင်းထန်တဲ့အဖြစ်ပေးခံရမယ်လို့သူကဆိုပါတယ်မင်းကအဖြစ်ပေးခံရတာကိုကြိုက်သလားဒါမှမဟုတ်တရားမှာကိုကြိုက်သလားလို့ကျွန်တော်မေးလိုက်ပါတယ်နောက်ဆုံးမှာတော့ကြောက်တုံးကြီးဟာကျဲလောင်တဲ့အတန်ကြီးနဲ့အတူကွဲအပ်သွားပါတော့တယ်စနစ်ကနေတန့်ရှင်းသောကြောက်တုံးပျက်စီးသွားပါပြီမစ်ရှင်ရှုံးနိမ့်သွားပါပြီနက်ဖျားနိုင်ငံတော်ကစေတမန်ဟာမိနစ်30အတွင်းဆင်းသက်လာပါလိမ့်မယ်လို့ကြေညာလိုက်ပါတယ်ဖျက်ကျော်သူတွေအကုန်လုံးထိတ်လန့်ကုန်ကြပေမဲ့ကျွန်တော်ကတော့အကြာကြီးပြောက်ကွယ်နေခဲ့တဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါတယ်တကယ်ကစားပွဲကအခုမှစတာပါမကြခင်မှာပဲနက်ဖျားနိုင်ငံတော်ကစေတမန်ဟာရွှေရောင်လင်းနှန်းတွေနဲ့အတူဆင်းသက်လာပါတယ်သူ့ရဲ့မျက်နှာကကျင်နာပုံရပြီးအပြုံးကလည်းနူးညံ့ပါတယ်အချို့သောနူးနယ်တဲ့သူတွေကနတ်သားတစ်ပါးကလူတက်မှမဟုတ်ဘူးလို့ယုံကြည်နေကြပါတယ်ဒါပေမဲ့ကောင်းကင်ကနေအလင်းသားထောင်ပေါင်းများစွာကျဆင်းလာတဲ့အခါဖျက်ကျော်သူ300ဟာချက်ချင်းပဲပြဖြစ်သွားပါတယ်ဒီလိုရုံးရင်းဆန်ခတ်ဖြစ်နေတော့မှကျွန်တော်ကစေတမန်ရဲ့နောက်ကျောဘက်ကိုရောက်သွားပါတယ်။တေချင်းတရားမျက်လုံးနဲ့သူ့ရဲ့အားနည်းချက်ကိုအသေးချာကြည့်လိုက်တဲ့အခါမျက်လုံးတွေဖြစ်နေတာကိုတွေ့ရပါတယ်။ဒီစေတမန်ဟာအကြားအာယုံမရှိပဲအမြင်အာယုံတစ်ခုတည်းကိုပဲအားကိုးတာပါကျွန်တော်ခုန်တက်လိုက်ပြီးတေမင်းတစိမ့်မာကတ်တိုဒီအိုစတီဝါမော့ကို3ကတိုက်ခိုက်လိုက်ပါတယ်။ကျွန်တော်ရဲ့နက်ဖျားများကိုစောင့်ကြည့်သူဆိုတဲ့ပွဲကြောင့်ထိခိုက်မှုကနှစ်ဆဖြစ်သွားပြီးတစ်ချက်တည်းနဲ့တင်စေတမန်ရဲ့အသက်40%ကျော်သွားပါတယ်။စေတမန်ကနာကျင်စွာအော်ဟစ်ပြီးကျွန်တော်ကိုဖမ်းဖို့ကြိုးစားပေမဲ့ကျွန်တော်ကသူ့ရဲ့လှုပ်ရှားမှုတွေကိုကြိုသိနေပါတယ်သူကျွန်တော်ကိုမဖမ်းမိခင်မှာပဲကျွန်တော်ကလွတ်အောင်ရှောင်လိုက်ပြီးသူ့ရဲ့နောက်ထပ်မျက်လုံးတစ်ဖက်ကိုလည်းထိုးဖောက်လိုက်ပါတယ်မျက်စိကွယ်သွားတဲ့စေတမန်ဟာအလင်းသားတွေကိုရန်တမ်းပြီးပြစ်လွတ်ပါတော့တယ်ကျွန်တော်ကတေမင်းနယ်မြေကိုတုံးလိုက်တဲ့အခါအမောင်ထုကအလင်းရောင်တွေကိုဝါမျိုးသွားပါတယ်အမောင်ထဲမှာကျွန်တော်ကသူ့ရဲ့တောင်ပန်းတွေကိုတစ်ဖက်ပြီးတစ်ဖက်ဖြတ်တောက်ပစ်လိုက်ပါတယ်စေတမန်ဟာတေခါနီးအခြေအနေကိုရောက်သွားပြီးနောက်ဆုံးရောင်ကြီး Ultimate Resplendor ဆိုတဲ့စွမ်းရည်ကို3ကစက္ကန့်60အတွင်းဘာတိုက်ခိုက်မှုမှမထိအောင်လုပ်ထားပါတယ်ကျွန်တော်ကတော့အဝေးကနေအေးအေးဆေးဆေးစောင့်နေလိုက်ပါတယ်စက္ကန့်60ပြည့်လို့အလင်းရောင်တွေပျောက်သွားတဲ့အခါကျွန်တော်ကသူ့ခေါင်းကိုဖျက်ချလိုက်ပါတယ်စနစ်ကနေဂုံယူပါတယ်နက်ဖျားနိုင်ငံတော်ရဲ့စေတမန်ကိုအနိုင်ယူလိုက်ပါပြီးအဆင့်3ဆင့်တက်သွားပါတယ်ရွှေတင်ကား8တူညရပါတယ်နက်ဖျားများကိုပုံကန်သူရဆိုတဲ့ဘွဲကိုရပါတယ်လို့ကြီးညာပါတယ်ဒီပွဲကနက်ဖျားမျိုးနွယ်တွေစီကလာတဲ့တိုက်ခိုက်မှုကို80%အထိရှော့ချပေးနိုင်ပါတယ်ကျွန်တော်တန်ရှင်းတဲ့ကြောက်တုံးကြီးကိုဖျက်ဆီးခိုင်းတာကလည်းဒါကြောင့်ပါပဲတာမန်နီးနဲ့မရနိုင်တဲ့ဒီဆုလက်တွေကိုရဖို့အတွက်စေတမန်ကိုခေါ်ထုတ်ပြီးတက်လိုက်တာပါကျွန်တော်အဆင့်က30ကိုရောက်သွားပါပြီနှစ်သားကအဆင့်တက်မှတ်ချက်ကိုထုတ်ပြန်တဲ့အခါဓာတ်နဲ့ခတ်ချုံနိုင်ကွာဆိုတဲ့ကျွန်တော်ကဘီလူး630တကောင်တက်ပြီးနံပါတ်1ရပါတယ်လူတိုင်းမင်တက်သွားကြပါတယ်အဆင့်မမီတဲ့ဖြတ်ကျော်သူထောင်ပေါင်းများစွာကတော့မိတောက်တွေထဲမှာအပြတ်ဖြစ်သွားကြပါတယ်မူကျင်ဟွမ်ကတော့ကြောက်လို့တုံနေပြီးစုချမ်းက
သူမလက်ကိုတင်းတင်းဆုပ်ထားပေးပါတယ်အဝေးကတစ်ပင်ရိပ်အောက်မှာရက်နေတဲ့နာနာလီကတော့ဒါတွေအားလုံးကိုတိတ်တဆိတ်ကြည့်နေပါတယ်သူမရဲ့မျက်စိမ်းရောင်မျက်လုံးလေးတွေထဲမှာတော့ကောင်းကင်ရံကိုဖုံးလွှမ်းနေတဲ့မိတော့တွေကအရေးထင်နေပါတယ်နာနာလီရဲ့မျက်နှာကတော့အတော်လေးကိုရှုပ်ထွေးနေပါတယ်ဖျက်ကျော်သူတွေရဲ့ကဘာဟာရက်ဆက်တဲ့အေးဆက်တဲ့အားကြီးတဲ့သူကအနိုင်ရစတန်ပဲပေါ့ဒါပေမဲ့မိမိကိုယ်ကိုတေမင်းလို့ခေါ်တဲ့ဒီလူကလူပေါင်းထောင်ချီရှိမှမင်းတို့အမျိုးအနွယ်တွေကိုတက်ဖြတ်နေတာကိုဒီအတိုင်းပဲကြည့်နေကြမှာလားလို့မေးခွန်းထုတ်ခဲ့ပါတယ်နာနာလီရဲ့နှလုံးသားဟာတုန်လှုပ်သွားပါတယ် F ဒဏ္ဍာရီတဲကနိမိတ်ဖက်ချက်ဟာဒဏ္ဍာရီတက်မဟုတ်တော့ဘူးလို့သူမခံစားလိုက်ရပါတယ်လက်တွေ့ကဘာကိုပြန်ရောက်တဲ့အခါကျွန်တော်ရဲ့နောက်ထပ်အစီအစဉ်ကိုစတင်ပါတယ်အရင်ဆုံးချင်းချောက်မှုတစ်ခုဖြစ်တဲ့ဇန်ရှင်းရွမ်ဇန်စင်ဝင်ကိုရှင်းပြဖို့ပါသူမဟာစမ်းသပ်မှုမှာအလင်းလက်စာလုံး Ronaldo Destolo ကိုရခဲ့ပြီးအဲ့ဒီစွမ်းအားကိုသုံးကလက်တွေ့ကဘာမှာမကောင်းမှုတွေအများကြီးလုပ်ခဲ့တဲ့သူပါပိုပြီးကြောက်စရာကောင်းတာကသူမဟာနောက်ပိုင်းမှာလူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့စိတ်ဝိညာဉ်စာလုံး Ronaldo Metal ကိုရသွားတာပါပဲအရင်ဘဝတုန်းကသူမဟာကျွန်တော်ညီမလေးလင်းရှောင်ရှိကိုပြန်ပေးဆွဲပြကျွန်တော်စီကသတင်းအချက်လက်တွေတောင်းခဲ့ပါတယ်အဲ့ဒီတိုက်ပွဲမှာကျွန်တော်မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်ဘဝတိုင်းမှာကျွန်တော်သူမကိုအရင်ဆုံးရှာပြီးစိတ်ဝိညာဉ်စာလုံးကိုလူယူလေးရှိပါတယ်။ဒီတစ်ခါလဲချွင်းချက်မရှိပါဘူး။ကျွန်တော်မျက်နှာဖုံးစွပ်ပြီးစွန့်ပစ်ထားတဲ့ကိုတောင်တစ်ခုကိုတွားခဲ့ပါတယ်။ဇန်ရှင်းရွာဟာအဲ့ဒီမှာဝတ်ထားတဲ့စိတ်ဝိညာဉ်စာလုံးကိုလာရှာတာပါ။နတ်ဖျားတွေဟာလက်တွေကဘာမှာလဲအထူးပစ္စည်းအချို့ကိုဝတ်ထားတတ်ကြပါတယ်။ကျွန်တော်ကိုမြင်တော့သူမကရှင်ဘသူလဲလို့မေးပါတယ်။မင်းရဲ့အသက်ကိုယူမဲ့သူလို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။သူမကအလင်းလက်စွမ်းရည်ကိုသုံးပေမဲ့ကျွန်တော်ကတေမင်းညစ်ကိုသုံးပြီးအမောင်ထုနဲ့ဝါမျိုးလိုက်ပါတယ်။တိုက်ပွဲကခဏလေးတွင်းမှာပဲပြီးသွားပါတယ်သူမစီကနေစိတ်ဝိညာဉ်စာလုံးကိုကျွန်တော်ယူလိုက်ပါတယ်ဒါကလူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့စွမ်းအားပါစနေနေ့မှာတော့ကျွန်တော်MON နဲ့တွေ့ဖို့ဟိုတယ်ကိုသွားပါတယ်အရင်ဘဝပေါင်း1000ရဲ့အတွေ့အကြုံတွေကြောင့်ကျွန်တော်အရာအလုံးကိုထိန်းချုပ်နိုင်ပေမဲ့ဒီနေ့မှာတော့ဘာမှမသိတဲ့လူငယ်လေးတစ်ယောက်လိုဟန်ဆောင်ရမှာပါစုချမ်းကအရင်ရောက်နေပြီးကျွန်တော်ကိုမြင်တော့အံ့ဩသွားပါတယ်အသက်20တောင်မပြည့်သေးတဲ့တက္ကသိုလ်ကျောင်းသားလေးကဘလို့ဒေါ်လာဘီလီယံပေါင်းများစွာယင်းနှိမ့်မြုပ်နှံထားတဲ့ရှယ်ယာရှင်ဖြစ်နေရတာလဲဆိုတာကိုသူမတွေးနေတာပါကျွန်တော်ကတော့သူမရဲ့စိတ်ထဲကတန်တရားတွေကိုစိတ်ဝိညာဉ်စာလုံးနဲ့အကုန်သိနေပါတယ်MONကတော့တထေးသားပီပီနောက်ကျမှရောက်လာပါတယ်သူကသူ့ရဲ့အရှိန်အဝါကိုပြချင်လို့တမင်နောက်ကျတာပါကျွန်တော်ကတော့ရိုတေတေနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါတယ်သူကဈေးကြီးတဲ့အစားအသောက်တွေမှာပြီးကျွန်တော်ကိုအထင်သေးတဲ့ပုံစံနဲ့ကြည့်ပါတယ်ကျွန်တော်ကတော့မိသားစုရဲ့အကူအညီနဲ့အောင်မြင်နေတဲ့လူငယ်လေးတစ်ယောက်လိုပဲဟန်ဆောင်ပြီးကပြလိုက်ပါတယ်ကျွန်တော်အသက်20ပဲရှိပါသေးတယ်ဒါပေမဲ့ကလေးတော့မဟုတ်တော့ဘူးနော်ဒီပတ်စံတွေအကုန်လုံးကကျွန်တော်ဘာသာရှာထားတာပါလို့ကျွန်တော်ပြောလိုက်ပါတယ်အသက်20ပဲရှိသေးတာလားမင်းမွေးကလေးကပတ်စံရှာရင်တော့မင်းရဲ့အရေးချင်းတစ်ခုလေးနဲ့ဒေါ်လာဘီလီယံပေါင်းများစွာမရနိုင်ပါဘူးလို့MONကဆိုပါတယ်ကျွန်တော်ကတော့နှုတ်နယ်တဲ့ပုံစံနဲ့ပဲကျွန်တော်ကအဲ့ဒီလောက်မတော်ပါဘူးပထမဆုံးရတဲ့အရင်းနှီးကိုရင်းနှီးမြုပ်နှံမှုလုပ်ရင်းအစပေါင်းများစွာတိုးအောင်လုပ်ခဲ့တာပါဒါတွေအကုန်လုံးကစမ်းသပ်မှုမှာကျွန်တော်ရခဲ့တဲ့အထူးပါရမီကြောင့်ဖြစ်နိုင်ခဲ့တာပါလို့ပြောလိုက်ပါတယ်အဲ့ဒီပါရမီကဘာလဲလို့သူတို့မေးတဲ့အခါအရာအလုံးကိုကြိုတင်သိမြင်နိုင်တဲ့စွမ်းအား practitioner Napoleon လို့ကျွန်တော်ဖြေလိုက်ပါတယ်စုချမ်းကတော့ဒါကိုမယုံပါဘူးဒါကြောင့်သူမရဲ့တန်တရားတွေကိုရှင်းဖို့အတွက် MON ရဲ့ဘယ်သူမှမသိတဲ့လှုပ်ဝက်ချက်အချို့ကိုကျွန်တော်ပြောပြလိုက်ပါတယ်သူဟာမိသားစုရဲ့အတိအမှတ်ပြုခြင်းကိုမခံရဘဲစင်တန်ဆန်ဒန်အဖွဲ့ကိုတိတ်တဆိတ်ထူထောင်ခဲ့တာတွေဒီဟိုတယ်ဟာသူ့ရဲ့လှုပ်ဝက်လုပ်ငန်းဖြစ်တာတွေကိုကျွန်တော်ပြောပြလိုက်တဲ့အခါသူတို့မြင်သက်သွားကြပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ကစတုထအဆင့်စမ်းသပ်မှုအကြောင်းကျွန်တော်ပြောပြမယ်ဆိုရင်ရောရှင်တို့ကျွန်တော်ကိုယုံဦးမလားလို့မေးလိုက်ပါတယ်သူတို့ရဲ့မျက်နှာထားတွေချက်ချင်းပြောင်းလဲသွားပါတယ်စတုထအဆင့်ဟာဘီလူးတက်တာမဟုတ်တော့ဘဲဖျက်ကျော်သူအချင်းချင်းတိုက်ခိုက်ရမှာဖြစ်ကြောင်းကျွန်တော်ပြောပြလိုက်တဲ့အခါMONဟာအရန်ကိုတည်ငြိမ်သွားပါတယ်မင်းမှာတကယ်ပဲကြိုတင်သိမြင်နိုင်စွမ်းရှိရဆိုရင်ငါမင်းရဲ့အစီအစဉ်မှာအပြည့်အဝပူပေါင်းမှုအသင့်ပဲလို့သူကဆိုပါတယ်တကယ်တော့ကျွန်တော်ကနိမိတ်ဖက်သူမဟုတ်ပါဘူးဘဝပေါင်း1000ပြန်လဲဝင်စားခဲ့သူပါဒါပေမဲ့နိမိတ်ဖက်သူလို့ဟန်ဆောင်တာကပိုပြီးဘေးကင်းပါတယ်ကျွန်တော်ပြန်လဲဝင်စားသူဆိုတာကိုနတ်ဖျားတွေတည်သွားရင်ကျွန်တော်အတွက်အန္တရာယ်ရှိနိုင်လို့ပါဟိုတယ်ကထွက်လာတဲ့အခါကျွန်တော်တက်ပြင်းရှည်ကြီးချလိုက်ပါတယ်ပထမဆုံးနေရုပ်ကိုအကွက်ထဲချလိုက်နိုင်ပါပြီနောက်တစ်ဆင့်အနေနဲ့ရီမင်းစုကိုလည်းစတုတ္ထအဆင့်ကြောင်းပြောပြဖို့သွားတွေ့ပါတယ်ကျွန်တော်ရဲ့ကားအသစ်ကြီးကိုမြင်တော့သူမအံ့ဩသွားပါတယ်ဒါတကယ်ရှင်ကားလားလို့သူမကမေးပါတယ်တက်ကြည့်လေဒါဆိုသိရမှာပေါ့လို့ကျွန်တော်ပြောလိုက်ပါတယ်ရီမင်းစုကကလေးလေးတစ်ယောက်လိုဆက်စုပြီးဒီကားကိုဘယ်လောက်ပေးရလဲလို့မေးပါတယ်6တန်းလောက်ပဲလို့ကျွန်တော်အေးစစ်စစ်ဖြေလိုက်ပေမဲ့သူမကတော့လန့်သွားပါတယ်6တန်းရှင်တီလာ6တန်းဆိုရင်စူပါမားကတ်အသေးလေးတွေဘယ်နှခုတောင်ဖွင့်လို့ရလဲဆိုတာကျမကတော့တစ်သက်လုံးရှာရင်တောင်6တန်းရမှာမဟုတ်ဘူးလို့သူမကဆိုပါတယ်စိတ်တက်ကြနေတဲ့သူမကိုကျွန်တော်အားပေးလိုက်ပါတယ်ကိုအထင်မသေးပါနဲ့လွန်ခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်မှဘာမှမရှိခဲ့တာအခုတော့အကုန်လုံးရှိနေပြီမဟုတ်လားလို့ကျွန်တော်ပြောပေမဲ့သူမကတော့သူမရဲ့စိတ်ကူးရင်ကဘာထဲရောက်နေပါပြီတထေးကြီးဖြစ်နေတာတော့ငါနဲ့ကလျှောက်စီးတယ်ဆိုတော့သူငါ့ကိုကြိုက်နေတာလားဒါကချင်းတွေးတာနဲ့တူလိုက်တာလို့သူမတွေးနေတာကိုကျွန်တော်စိတ်ဝိညာဉ်စာလုံးနဲ့သိနေပါတယ်မင်းကိုဝန်ခံစရာတခုရှိတယ်လို့ကျွန်တော်ပြောလိုက်တဲ့အခါသူမကအချစ်ကိုဝန်ခံတော့မယ်ထင်ပြီးရင်းတွေခုန်နေပါတယ်ဝန်ခံမယ်တဲ့လားလို့သူမကစိတ်လှုပ်ရှားနေပါတယ်ကျွန်တော်ကတော့အခြေအနေကိုပြောင်းလဲဖို့အတွက်6နှစ်ချက်ဟန့်လိုက်ပြီးဝန်ခံစရာဆိုတာကညီမလေးလို့ခေါ်လိုက်တဲ့အခါရီမင်းစုကရှက်ကိုရှက်ကန်းတဲ့လက်တွေကိုဝေ့ရမ်းပြီး
သူမကနောက်နေတာပါလို့ပြောပေမဲ့သူမရဲ့စိတ်ထဲမှာတော့တယောက်ကရက်တွေဖြစ်နေတာကိုကျွန်တော်သိနေပါတယ်။အဲ့ဒီနောက်ကျွန်တော်ကငါ့မှာဒီလောက်ပတ်စံတွေအများကြီးရှိနေတာကကံကောင်းလို့မဟုတ်ဘူးငါ့မှာအနာဂတ်ကိုသိနိုင်တဲ့စွမ်းရည်ရှိလို့ပဲလို့ရှင်းပြလိုက်ပါတယ်။ရီမင်းစုကတော့ဒါကိုကြားရတာအယံဝမ်းသာသွားပုံရပါတယ်။ရှင်ရဲ့စွမ်းရည်ကတကယ်ကိုအံ့ဩစရာပဲဒါပေမဲ့ဘာလို့ကျမကိုဒီလိုလှုပ်ဝက်ချက်ကြီးပြောပြတာလဲလို့သူမကမေးပါတယ်။ကျွန်တော်ကပြုံးပြီးအရင်တုန်းကလည်းမင်းငါ့ကိုမင်းရဲ့စွမ်းရည်အကြောင်းပြောပြခဲ့တာပဲမဟုတ်လားဒါကြောင့်ငါလည်းမင်းကိုပြန်ပြောပြတာကတရားမျှတတယ်လို့ထင်လို့ပါလို့ဆိုလိုက်ပါတယ်ရီမင်းစုကကလေးတယောက်လိုပြုံးနေပါတယ်ကိုယ်စိတ်ထဲကအတိုင်းပြောရတာတကယ်ကိုကောင်းတာပဲတဲ့အဲ့ဒီနောက်ကျွန်တော်ကစတုထအဆင့်စမ်းသပ်မှုအကြောင်းသူမကိုပြောပြလိုက်ပါတယ်ရီမင်းစုကတော့ထိတ်လန့်သွားပြီးဘာပြန်ပြောရမှန်းတော့မသိတော့ပါဘူးသူမကအခြေအနေရဲ့ပြင်းထန်မှုကိုနားမလည်သေးတာကြောင့်ကျွန်တော်ကသူမကိုဘေးပတ်ဝင်းကျင်ကိုတတိထားဖို့အထက်ထပ်မှကြားခဲ့ပါတယ်ကျွန်တော်ကသူမအပေါ်အရန်စိုးရိမ်နေတာကိုမြင်တော့သူမကထုံးစံအတိုင်းသူမရဲ့စိတ်ကူးရင်ကဘာထဲပြန်ရောက်သွားပါတယ်သူငါအပေါ်ဒီလောက်စိတ်ပူနေတာဆိုတော့သူငါကိုတခုခုခံစားနေရတာမဟုတ်လားသူသာငါကိုလာရှာရင်ငါလက်ခံတင်တယ်နော်လို့သူမတွေးနေတာပါသူမကိုအိမ်ပြန်ပို့ပြီးနောက်မှာတော့ကျွန်တော်အတော်လေးအံ့ဩသွားပါတယ်ဘဝပေါင်း1000ပြန်လဲဝင်စားခဲ့ပေမဲ့ရီမင်းစုကကျွန်တော်ကိုကြိုက်နေတာကိုအခုမှပဲကျွန်တော်တတိထားမိတာပါဒါပေမဲ့အခုလိုတန်ရောစင်ရှိထားတာကသူမကိုကျွန်တော်ဘက်ပါအောင်ဆွဲဆောင်ဖို့ပိုးလွယ်ကူစေပါတယ်စတုထအဆင့်စမ်းသပ်မှုကတော့မျှော်လင့်ထားတဲ့အတိုင်းရောက်လာပါတယ်။ကျွန်တော်ရဲ့ဝိညာဉ်ကစင်လူကဘာကိုရောက်သွားတဲ့အခါအရင်အဆင့်တွေနဲ့မတူတဲ့ထူးခြားတဲ့အငွေ့သက်ကိုခံစားလိုက်ရပါတယ်။နှစ်သားကဆင်းသက်လာပြီးစီကန်းတွေကိုကြီးညာပါတယ်။စတုထအဆင့်ဖြတ်ကျော်သူအချင်းချင်းရှင်ပြိုင်ခြင်းဖြတ်ကျော်သူတိုင်းအသက်တစ်စိတ်3ခုစီရပါမယ်။အသက်ခံရရင်တစ်စိတ်တစ်ခုဆုံးရှုံးမှာဖြစ်ပြီးတစ်စိတ်3ခုလုံးကုန်သွားတဲ့သူကတော့ထာဝရတည်ဆုံးသွားမှာပါ။တစ်စိတ်အများဆုံးရတဲ့ငါရရောက်ပဲနောက်တစ်ဆင့်တက်ခွင့်ရပါမယ်တဲ့။ဒီအဆင့်ရဲ့ရက်စက်မှုကအရင်အဆင့်တွေထက်ပိုပါတယ်ဘာလို့လဲဆိုတော့ရန်သူတွေကဘီလူတွေမဟုတ်တော့ပဲဉာဏ်ရည်ရှိတဲ့လူသားတွေဖြစ်နေလို့ပါနတ်သားစကားပြောပြီးတာနဲ့လူတွေကြားမှာတင်းမာမှုတွေဖြစ်လာပါတယ်ကျွန်တော်ကတော့လူအုပ်ထဲကနေထွက်လာပြီးညစိမ့်တော့အုပ်စီကိုဥတီသွားခဲ့ပါတယ်မှန်ပါတယ်အဲ့ဒီပျက်စီးနေတဲ့တစ်ပင်ကြီးအောက်မှာသူမကိုကျွန်တော်တွေ့လိုက်ရပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူမတယောက်တည်းမဟုတ်ပါဘူးသူမရဲ့ဘေးမှာကလေးငယ်9ယောက်10ယောက်လောက်ရှိနေပါတယ်သူတို့ကကင်းလင်းကင်းလင်းမျိုးနွယ်စုဝင်ကလေးငယ်လေးတွေပါသူတို့ကနာနာလီရဲ့နောက်ွယ်မှာကြောက်ကြောက်လန့်လန့်နဲ့ပုံနေကြပြီးနာနာလီရဲ့မျက်လုံးတွေလိုပဲညစိမ်းရောင်မျက်လုံးဝိုင်းကြီးတွေနဲ့ကျွန်တော်ကိုကြည့်နေကြပါတယ်သူတို့ကိုဘယ်မှာတွေ့ခဲ့တာလဲလို့ကျွန်တော်မေးလိုက်တော့နာနာလီရဲ့မျက်နှာကပျော့ပြောင်းသွားပါတယ်ရှင်နောက်ဆုံးတစ်ခေါက်ထွက်သွားပြီးနောက်မှာသူတို့ကိုတောနက်ထဲမှာတွေ့ခဲ့တာသူတို့ကမြစိန်တော်အုပ်ရဲ့နောက်ဆုံးအသက်ရှင်ကျန်ရစ်သူတွေပဲတဲ့ကလေး9ယောက်ပါအကြီးဆုံးကအသက်10နှစ်လောက်ရှိပုံရပြီးအငယ်ဆုံးကတော့4နှစ်5နှစ်လောက်ပဲရှိပါသေးတယ်သူတို့ကနာနာလီကိုသူတို့ရဲ့နောက်ဆုံးမိသားစုဝင်လိုမျိုးဖက်တွယ်ထားကြပါတယ်သူတို့မိဘတွေရောလို့ကျွန်တော်မေးတော့နာနာလီကခေါင်းခါပြပါတယ်ကျွန်တော်ခဏလောက်တိတ်သွားပါတယ်ဒီစမ်းသပ်မှုကဖျက်ကျော်သူအချင်းချင်းတိုက်ရမှာဆိုတော့တောအုပ်ကအရင်ထက်ပိုအနေရများလာလိမ့်မယ်မင်းတို့ဒီမှာနေလို့မဖြစ်ဘူးလို့ကျွန်တော်ပြောလိုက်ပါတယ်နာနာလီကမျက်မှောင်ကျုပ်ပြီးဒါဆိုဘယ်သွားရမလဲလို့မေးပါတယ်ငါနောက်လိုက်ခဲ့ဘေးကင်းတဲ့နေရာတစ်ခုငါရှာပေးမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်သူမကအမြဲတမ်းအဲ့ဒီလိုပဲပြောတတ်တယ်လို့ညှဉ်းညူပေမဲ့ကလေးတွေကိုတော့သူတို့ပစ္စည်းတွေတိမ့်ဖို့ချက်ချင်းပဲခိုင်းလိုက်ပါတယ်ကျွန်တော်မရှိတဲ့အချိန်တွင်းမှာနာနာလီကကလေးတွေအတွက်နွယ်ပင်တွေနဲ့ခြံစည်းရုပ်ခတ်ပြီးတရွက်တွေနဲ့အိပ်ယာတွေလုပ်ပေးထားတာကိုတွေ့ရပါတယ်ဒါဟာသူမကလေးတွေကိုဘလောက်တောင်ဂရုစိုက်ခဲ့လဲဆိုတာပြနေပါတယ်မင်းတယောက်တည်းသူတို့ကိုစောက်ရှောက်နေတာလားလို့ကျွန်တော်မေးတော့ F တွေကကိုလူမျိုးကိုဘယ်တော့မှပြစ်မထားဘူးလို့သူမကတဘာဝကြကြပဲဖြေပါတယ် F ကလေးတွေတဲကအငယ်ဆုံးလေးကကျွန်တော်အင်ဂျီစကိုဆွဲပြီးရှင်ကအရန်တန်ပါတယ်လို့မဟုတ်လားအမပြောတာလေလို့ပြောလိုက်ပါတယ်ကျွန်တော်နာနာလီကိုကြည့်လိုက်တော့သူမရဲ့မျက်နှာကချက်ချင်းညီရဲသွားပြီးငါအဲ့ဒီလိုမပြောပါဘူးအရင်တစ်ခေါက်ကကိစ္စတွေကိုပဲပြောပြတာပါလို့ချက်ချင်းညင်းပါတယ်ဟုတ်ပါတယ်အမကပြောတယ်ရှင်ကလူဆိုးတွေကိုလည်းနိုင်နေပြီးတော့အေယာမနတ်သားကြီးကိုလည်းနိုင်နေတဲ့လို့ကလေးလေးကစိတ်လှုပ်ရှားစွာနဲ့ပြောပြပါတယ်နာနာလီကတော့ရှက်လွန်းလို့မြေကြီးထဲပဲဝင်သွားချင်နေပုံရပါတယ်ကျွန်တော်မရေပဲမနေနိုင်တော့ပါဘူးဒါဟာဘဝပေါင်း1000တွင်းမှာကျွန်တော်ပထမဆုံးအကြိမ်စိတ်ရင်းနဲ့ရေမိတာပါကျွန်တော်နာနာလီနဲ့ကလေးတွေကိုစမ်းသပ်တဲ့နေမြေရဲ့အဆက်မှာရှိတဲ့လှုပ်ဝက်ကူတစ်ခုစီခေါ်သွားပါတယ်ဖျက်ကျော်သူအများစုကဒီအထိရောက်လာမှာမဟုတ်ပါဘူးသူတို့ကိုနေရာချပေးပြီးနောက်မှာတော့ကျွန်တော်ရဲ့အစီအစဉ်တွေကိုစတင်ပါတယ်စတုထအဆင့်ရဲ့အဓိကရည်ရွယ်ချက်က2ခုရှိပါတယ်ပထမတစ်ခုကတစိမ့်တွေအများကြီးစုဆောင်းမှုဖြစ်ပြီးဒုတိယတစ်ခုကတော့မာကွန်ကိုတက်ပြီးလှုပ်ဝက်မစ်ရှင်ကိုဖော်ထုတ်ဖို့ပါပဲမာကွန်ဟာနေမြေကိုယ်စားလှယ်ဖြစ်လာပြီးနောက်မှာအရန်ကိုမာနာကြီးလာပါတယ်သူကကျွန်တော်ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူမသိတာကတော့သူ့ရဲ့တည်ဆုံမှုဟာလှုပ်ဝက်မစ်ရှင်ကိုစတင်ဖို့အတွက်လိုအပ်ချက်တစ်ခုဖြစ်နေတယ်ဆိုတာပါပဲသတ်မှတ်ထားတဲ့အဆင့်မှာနေမြေကိုယ်စားလှယ်ကိုတက်လိုက်ရင်ပိုပြီးနှက်ဆိုင်တဲ့စမ်းသပ်မှုနေမြေစီကိုသွားနိုင်တဲ့လမ်းပွင့်လာမှာပါအဲ့ဒီမှာကျွန်တော်လိုချင်တဲ့အရာရှိပါတယ်မာကွန်ကိုရှာနေရင်လမ်းမှာဖျက်ကျော်သူအချို့နဲ့တွေ့ပါတယ်အများစုကကျွန်တော်ကိုမြင်ရင်ရှောင်သွားကြပေမဲ့အချို့ကတော့ခိုးပြီးတိုက်ခိုက်ဖို့ကြိုးစားကြပါတယ်သူတို့အားလုံးကတော့တစိမ့်တွေဆုံးရှုံးပြီးထွက်ပြေးသွားကြရတာပါပဲကျွန်တော်သူတို့ကိုမတတ်ပါဘူးတစိမ့်တွေကိုပဲလူယူလိုက်တာပါကျွန်တော်ရဲ့တေချင်းတရားမျက်လုံးကလူတိုင်းရဲ့အားနည်းချက်တွေကိုမြင်နိုင်တာကြောင့်ဘလို့ခြုံခိုတိုက်ခိုက်မှုမျိုးမှကျွန်တော်ကိုမရှင်းနိုင်ပါဘူးနောက်ဆုံးမှာတော့ပျက်စီးနေတဲ့အဆောက်အုံတစ်ခုထဲမှာမာကွန်ကိုတွေ့လိုက်ရပါတယ်သူ့ရဲ့ဘေးမှာတော့အတင်းအကျပ်ခိုင်းစီခံထားရတဲ့လူ9ယောက်10ယောက်လောက်ရှိနေပါတယ်ဟေးအကိုကြီးရောက်လာပြီပဲလို့မာကွန်ကကျွန်တော်ကိုမြင်တော့ပြောလိုက်ပါတယ်
မာကွန်ရဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာပေမဲ့ကျွန်တော်ရဲ့တစင်ကသူ့လေပင်ကိုရောက်နေပါပြီမာကွန်ရဲ့အပြုံးတွေတောင့်တင်းသွားပါတယ်မင်းရဲ့တံမိုးကအဆုံးသတ်သွားပြီလို့ကျွန်တော်ပြောလိုက်ပါတယ်နေမြေကိုယ်စားလှယ်ကိုတက်လိုက်တာနဲ့လျှို့ဝှက်မစ်ရှင်ပွင့်သွားပါတယ်နှက်ဆိုင်သော6ကမ်းပါလန် Passage Delivery Small ပွင့်သွားပါပြီမာကွန်ရဲ့အသက်တစိတ်3ခုနဲ့ကိုယ်စားလှယ်အခွင့်အာဏာတွေကကျွန်တော်စီရောက်လာပေမဲ့ကျွန်တော်ကတော့ကိုယ်စားလှယ်ရာထူးကိုစိတ်မဝင်စားပါဘူးစီကံအရကျွန်တော်ကအဲ့ဒီယာရုကိုညှင်းပယ်လိုက်ပါတယ်ဘာလို့လဲဆိုတော့နောက်ပိုင်းစမ်းသပ်မှုတွေမှာကိုယ်စားလှယ်တွေဟာပိုပြီးပြင်းထန်တဲ့အဖြစ်ပေးမှုတွေကိုခံရမှာဖြစ်လို့ဒီယာရုဟာကြည်ကောင်းပေမဲ့အသက်အန္တရာယ်ရှိပါတယ်မာကွန်တေဆုံးတဲ့နေရာမှာမြေကြီးထဲကနေအနက်ရောင်ဝက်ကရက်တစ်ခုပေါ်လာပါတယ်ကျွန်တော်အဲ့ဒီထဲကိုခုန်ချလိုက်ပါတယ်တစ်ဖက်မှာတော့အနီရောင်တန်းနေတဲ့နက်ရှိုင်းနဲ့စမ်းသပ်မှုနယ်မြေရှိပါတယ်ဒီမှာရှိတဲ့ဘီလူးတွေကတာမန်ထက်ပိုတန်ပါပေမဲ့ဆုလက်တွေကလည်းပိုများပါတယ်ဒီနေရာမှာကျွန်တော်လိုချင်တဲ့အရာကိုတွေ့ခဲ့ပါတယ်အဲ့ဒါကတော့အရေးတင်ကေတာ symbol တွေက Sambras ပါပဲဒါဟာအသုံးပြုသူရဲ့အငွေ့သက်ကိုအရေးထဲမှာလုံးဝပုံကွယ်ထားနိုင်စေပါတယ်နက်သားတွေရဲ့ခြေရခံနိုင်စွမ်းကတော့မသိနိုင်ပါဘူးနောက်နဲ့ချိန်မှာအစစ်မြစ်နက်သားတွေကိုရင်ဆိုင်ဖို့အတွက်ဒါဟာကျွန်တော်အတွက်အရန်ရေးကြီးပါတယ်နက်ရှိုင်းနဲ့နယ်မြေကနေပြန်ထွက်လာတဲ့အခါစတုထအဆင့်စမ်းသပ်မှုကလည်းပြီးဆုံးလူနီးပါးဖြစ်နေပါပြီကျွန်တော်ကူထဲကိုပြန်ရောက်တဲ့အခါနာနာလီကကလေးတွေကိုမျက်ပင်တွေနဲ့ပန်းဥရစ်တွေရက်လုံနီးတင်ပေးနေတာကိုတွေ့ရပါတယ်လာရောင်ကဂူဝကနေဝင်လာပြီးသူမရဲ့ငွေရောင်ဆန်ရွှေရှည်တွေကိုလင်းလက်စေပါတယ်တကဘာလုံးကတိတ်ဆိတ်ငြိမ်သက်နေတဲ့ပကြီးကားတစ်ချက်လိုပါပဲရှင်ပြန်လာပြီပဲလို့သူမကဆိုပါတယ်ကလေးမလေးတယောက်ကပြေးလာပြီးသူမရက်ထားတဲ့ပန်းဥရစ်လေးကိုကျွန်တော်လက်ထဲထည့်ပေးပါတယ်ဒါကရှင်အတွက်ပါအမကပြောတယ်မျက်ပင်ဥယျာဉ်ကိုစောင်းထားရင်အိမ်မက်ဆိုးတွေမမတ်တော့ဘူးတဲ့လို့ကလေးမလေးကဆိုပါတယ်ကျွန်တော်လက်ထဲကမျက်ပင်ဥယျာဉ်လေးကိုငုံကြည့်ပြီးခဏလောက်တိတ်သွားပါတယ်ကျေးဇူးပဲလို့ကျွန်တော်ပြောလိုက်တော့နာနာလီကခိုးပြီးပြုံးလိုက်တာကိုတွေ့ရပါတယ်အဲ့ဒီညမှာကလေးတွေအိပ်ပျော်သွားပြီးနောက်နာနာလီနဲ့ကျွန်တော်ကူဝါမှာထိုင်နေကြပါတယ်စင်လူကဘာရဲ့ညကောင်းကင်ရံကအရန်လာပါတယ်ကျေတွေကအပြာစိမ့်အောင်အလင်းတွေနဲ့တလက်လက်တောက်ပနေပါတယ်အဝေးကအသက်ပင်ကြီးစီကလည်းအလင်းဖြော့ဖြော့လေးတွေထွက်နေပါတယ်ကျေးဇူးတင်ပါတယ်လို့နာနာလီကရုတ်တရက်ပြောပါတယ်ဘာအတွက်လဲလို့ကျွန်တော်မေးတော့သူတို့ကိုမတက်ခဲ့လို့ပါဖျက်ကျော်သူအများစုကအကလေးတွေကိုတွေ့ရင်ဆုလက်ရဖို့တက်ပစ်ကြတာဒါမှမဟုတ်ကျွန်အဖြစ်ဖမ်းသွားကြတာပဲရှိတာရှင်ကတော့ပထမဆုံးကူညီတဲ့သူပဲလို့သူမကဆိုပါတယ်ငါကလူကောင်းတယောက်မဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်တော့သူမကသူမရဲ့ဒူးကိုပိုက်ထားရင်းကျမသိပါတယ်ရှင်လူအများကြီးတက်ခဲ့တာကိုကျမမြင်ခဲ့တာပဲဒါပေမဲ့ရှင်ကအပြစ်မရှိတဲ့သူတွေကိုတော့မတက်ခဲ့ဘူးအဲ့ဒါနဲ့တင်လုံလောက်ပါပြီလို့ဆိုပါတယ်ခဏလောက်တိတ်သွားပြီးမှမင်းရဲ့လူမျိုးတွေနောက်ရေးအတွက်ဘာအစီအစဉ်ရှိလဲလို့ကျွန်တော်မေးလိုက်ပါတယ်သူမရဲ့အတန်ကတိုးသွားပြီးကျမလည်းမသိဘူး elf မျိုးနဲ့မှခိုးလုံးစရာမရှိတော့ဘူးလို့ဆိုပါတယ်အနာဂတ်ဆိုတာရှိပါတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ရှင်ဘလို့သိလဲရှင်ရဲ့ကြိုတင်သိမြင်နိုင်စွမ်းကြောင့်လားလို့သူမကမေးပါတယ်ဒါကကြိုတင်သိမြင်တာမဟုတ်ဘူးဒါကကတိတစ်ခုပါလို့ကျွန်တော်ကသူမရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးပြောလိုက်ပါတယ်နာနာလေးမြင့်တက်သွားပါတယ်သူမရဲ့မျက်စိမ်းရောင်မျက်လုံးလေးတွေထဲမှာကောင်းကင်ကကျယ်တွေနဲ့ကျွန်တော်ရဲ့ပုံရိပ်ကအရေးထင်နေပါတယ်ဒါတွေအားလုံးပြီးသွားတဲ့အခါ F မျိုးနွယ်တွေအတွက်အိမ်တစ်တစ်ခုရှာပေးဖို့ငါကူညီပါမယ်လို့ကျွန်တော်ဆိုလိုက်ပါတယ်သူမကပါဆက်လေးဟာသွားပေမဲ့ဘာမှတော့ပြန်မပြောပါဘူးသူမရဲ့မျက်လုံးထောင်းကမျက်ရည်တွေကိုလက်ခုံနဲ့အမြန်တုပ်လိုက်ပါတယ် elf တွေကသစိမ်းတွေရှိမှမျက်ရည်မကျဘူးလို့သူမကဆိုပါတယ်ငါသိပါတယ်ဒါကြောင့်လဲမင်းမငိုခဲ့ဘူးမဟုတ်လားလို့ကျွန်တော်ကပြန်ပြောလိုက်ပါတယ်စတုထအဆင့်စမ်းသပ်မှုပြီးဆုံးသွားပြီးဝိညာဉ်ကကိုယ်ထဲပြန်ရောက်လာပါတယ်လက်တွေကဘာကိုပြန်ရောက်တာနဲ့ကျွန်တော်အလုပ်တွေအများကြီးကိုတပြိုင်နက်စတင်လှုပ်ဆောင်ပါတယ်အင်မိုအန်ဟာစတုထအဆင့်ကြောင့်ကျွန်တော်ကြိုပြောခဲ့တာတွေမှန်ကန်နေတာကြောင့်ကျွန်တော်ကိုအပြည့်အဝယုံကြည်သွားပါပြီသူကကျွန်တော်စီဖုံးဆက်ပြီးစင်တန်အဖွဲ့ရဲ့စီးပွားရေးလမ်းကြောင်းကိုပြောင်းလဲဖို့အကြံဉာဏ်တောင်းပါတယ်မင်းပြောတာမှန်တယ်ဤပညာလမ်းဟောင်းကအလုပ်မဖြစ်တော့ဘူးဖျက်ကျော်သူတွေရဲ့စီးပွားရေးကအနာဂတ်ပဲလက်နက်တွေနဲ့သတင်းအချက်လက်တွေကအနာဂတ်ရဲ့အဓိကငွေကြေးတွေဖြစ်လာလိမ့်မယ်လို့အင်မိုအန်ကဆိုပါတယ်နောက်6လနေရင်နိုင်ငံအသီးသီးကအစိုးရတွေဟာဖျက်ကျော်သူတွေကိုစီမံခန့်ခွဲဖို့ဥပဒေတွေထုတ်လာလိမ့်မယ်။ဒါပေမဲ့ဥပဒေဆိုတာစွမ်းအားတွေတိုးတက်လာတဲ့နှုန်းကိုဘယ်တော့မှမမီနိုင်ဘူး။ဥပဒေတွေမထွက်ခင်မှာမင်းကဖျက်ကျော်သူတွေရဲ့စီးပွားရေးအင်ပါယာတစ်ခုကိုအရင်တိစောက်ထားဖို့လိုတယ်လို့ကျွန်တော်အကြံပေးလိုက်ပါတယ်။အင်မိုအန်ကခဏလောက်တိတ်သွားပြီးမှမင်းရဲ့ကြိုတင်သိမြင်နိုင်စွမ်းကဘယ်လောက်အထိမြင်နိုင်တာလဲလို့မေးပါတယ်။လုံလောက်တဲ့အထိပေါ်လို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ဖုန်းချပြီးနောက်မှာတော့ညီမလေးလင်းရှောင်ရှိကနွားနို့ပူပူလေးတစ်ခွက်နဲ့ရောက်လာပါတယ်အကိုအရန်အလုရှုံနေတာပဲတဲ့ဒီကလေးမလေးကနောက်ပိုင်းကျောင်းကတငယ်ချင်းတွေရဲ့စကားတွေကြောင့်စိတ်လှုပ်ရှားနေပုံရပါတယ်။သူမရဲ့အခန်းဖော်ရဲ့ရီးစားကအဆင့်7ကိုရောက်သွားပြီးအလုတ်ကင်ပြောင်းလိုက်တာကိုကျောင်းမှာတစ်နေ့လုံးကြွားနေတယ်လို့ဆိုပါတယ်။သူရီးစားထက်တစ်ဆင့်ပိုမြင့်တာပေါ့လို့ကျွန်တော်ကခပ်ပုတ်ပုတ်ပဲပြောလိုက်ပါတယ်။ကျွန်တော်ရဲ့တကယ်အဆင့်က30ဆိုတာကိုတော့သူတို့ကိုပေးမသိနိုင်ပါဘူးမဟုတ်ရင်သူမအတွက်အန္တရာယ်ရှိနိုင်လို့ပါဒါတော့လင်းရှောင်ရှိကအကိုကအရန်တော်တာပဲ။မနှက်ဖြန်ကျောင်းသွားရင်ကြွားလိုက်အောင်မယ်ဆိုပြီးဝမ်းသာအားရနဲ့သူမအခန်းထဲပြေးဝင်သွားပါတယ်။ကျွန်တော်ခေါင်းခါပြီးအလုပ်တွေကိုဆက်လုပ်ပါတယ်။ယင်းနှိမ့်မြုပ်နှံမှုတွေဘက်မှာတော့စင်တန်အဖွဲ့ရဲ့ share ဈေးတွေကကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းတက်လာပါပြီ။နောက်3လနေရင်ဒါဟာနိုင်ငံရဲ့အကြီးဆုံးဖျက်ကျော်သူစီးပွားရေးလုပ်ငန်းဖြစ်လာမှာပါ။ဒါပေမဲ့ဒါကအပေါ်ယံတင်ပါကျွန်တော်တိတ်တဆိတ်လုပ်နေတဲ့နောက်ထပ်အလုပ်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့မြို့ပြင်ကစွန့်ပစ်ထားတဲ့မြေကွက်အကျယ်ကြီးတွေကိုဝယ်ယူနေတာပါပဲ။
အဲ့ဒီမြေကွက်တွေကိုဘယ်သူမှတတိမထားမိအောင်တိတ်တဆိတ်ဝယ်ယူနေတာပါကျွန်တော်ရဲ့အရင်ဘဝကမှတ်ဉာဏ်တွေရနောက်6လနေရင်ကဘာမြေနဲ့ဆင်လူကဘာကြားမှာနယ်ပယ်အကြောင်းတွေ dimension cracks ပေါ်လာပါလိမ့်မယ်အခြားကဘာကတတဝါတွေဟာအဲ့ဒီအကြောင်းတွေကနေကဘာမြေထဲကိုကျူးကျော်ဝင်ရောက်လာမှာဖြစ်ပြီးအဲ့ဒီအကြောင်းတွေပေါ်လာမယ့်နေရာကတော့အခုကျွန်တော်ဝယ်နေတဲ့မြေကွက်တွေပါပဲအဲ့ဒီအချိန်ကျရင်ဒီမြေကွက်တွေဟာဖျက်ကျော်သူတွေအတွက်အခြားကဘာကတတဝါတွေကိုအမဲလိုက်ရာနေရာတွေဖြစ်လာပြီးမြေဈေးကလည်းအစပေါင်းတဲ့တောင်းလောက်တက်သွားပါလိမ့်မယ်ပိုပြီးအရေးကြီးတာကတော့အမဲလိုက်ကွင်းတွေကိုထိန်းချုပ်ထားနိုင်တာဟာဖျက်ကျော်သူတွေအတွက်လိုအပ်တဲ့အရင်းမြစ်တွေကိုထိန်းချုပ်ထားနိုင်တာပဲဖြစ်ပါတယ်ဒါဟာတကယ်အာဏာပါပဲရက်တွေကုန်ဆုံးသွားပါတယ်လဆင်ပြုလုပ်တဲ့စမ်းသပ်မှုတွေကြားမှာကျွန်တော်ရဲ့ဘဝကအပိုင်းပေါင်းများစွာကွဲပြားနေပါတယ်။တစ်ပိုင်းကတော့လက်တွေ့ကဘာမှာအင်းမိုအန်နဲ့ပူပေါင်းပြီးစီးပွားရေးအင်ပါယာတိဆောက်တာအမဲလိုက်ကွင်းတွေဝယ်ယူတာနဲ့ရှုပ်ထွေးလာတဲ့လူဖွဲ့စည်းကိုရင်ဆိုင်တာပါ။နောက်တစ်ပိုင်းကတော့နောက်တစ်ဆင့်စမ်းသပ်မှုတွေအတွက်ပြင်ဆင်တာလက်နက်တွေအစစ်မြင့်တာစွမ်းရည်အသစ်တွေဝယ်တာနဲ့ရီမင်းစုလို့နဲ့အတူလေ့ကျင့်တာတွေပါပြီးတော့စမ်းသပ်မှုတစ်ခုစီရဲ့အဆုံးမှာနာနာလီစီကိုတွားလဲတာလည်းပါပါ။တဲစမ်းသပ်မှုတွေများလာတာနဲ့အမျှကျွန်တော်စင်လူကဘာမှာနေရတဲ့အချိန်ကလည်းပိုကြလာပါတယ်။နာနာလီရဲ့ကျွန်တော်ပေါ်ထားတဲ့သဘောထားကလည်းအစကတန်တရားရှိပြီးအလန့်ဝေးရကနေအခုတော့အတိတ်ပဲဖွင့်ရခတ်တဲ့ပတ်သက်မှုတစ်ခုဖြစ်လာပါပြီ။သူမကငါကခဏလာတာပါလို့မပြောတော့ပဲရှင်ဘယ်တော့ပြန်လာမလဲလို့မေးတက်လာပါတယ်။တခါကသူမချောင်းပေးမှာအဝိရှော်နေတာကိုကျွန်တော်ငေးကြည့်နေမိပါတယ်။သူမရဲ့ငွေရောင်ဆန်ရွှေရှည်တွေကရေထဲမှာစီးဆင်းနေတဲ့ရေလိုင်းလေးတွေလိုလှုပ်ခတ်နေပါတယ်။ဘာကြည့်နေတာလဲလို့သူမကမေးပါတယ်။ဘာမှမဟုတ်ပါဘူးလို့ကျွန်တော်ညာလိုက်ပေမဲ့သူမကလူလေစိတ်ဝိညာဉ်စာလုံးက F တွေရဲ့စိတ်ကိုမဖတ်နိုင်ဘူးဆိုပေမဲ့ရှင်းမျက်လုံးတွေကပြောနေတယ်လို့ဆိုပါတယ်။ငါစိတ်ဝိညာဉ်စာလုံးကိုမသုံးပါဘူးလို့ကျွန်တော်ပြောတော့ဒါဆိုဘာကြည့်နေတာလဲလို့သူမကထပ်မေးပါတယ်။မင်းဝှရှော်နေတာကိုကြည့်နေတာမင်းအတော်လေးတန်အောင်ရှော်နိုင်တာပဲလို့ကျွန်တော်ပြောလိုက်တော့သူမကခေါင်းမော့လာပြီးပြုံးလိုက်ပါတယ်ပြင်းစရာကြီး။တဲဘဝပေါင်း1000အတွင်းမှာဒီလိုမျိုးအေးချမ်းမှုနဲ့နှွေးထွေးမှုကိုကျွန်တော်တခါမှမခံစားခဲ့ဘူးပါဘူး။အဆုံးမဲ့တဲ့အမှောင်ထူထဲမှာအလင်းတန်းတစ်ခုကိုမြင်လိုက်ရတယ်လို့ပါပဲ။တေစမအဆင့်စထမအဆင့်စမ်းသပ်မှုတွေတစ်ခုပြီးတစ်ခုပြီးဆုံးသွားပါတယ်ကျွန်တော်ရဲ့အဆင့်က90ကျော်သွားပါပြီတေခြင်းတရားပါရမီရဲ့တတိယအဆင့်ဖြစ်တဲ့ဝိညာဉ်ရေးတင်ခြင်း Coach Dialmans ကိုရသွားပါတယ်ကျွန်တော်တက်လိုက်တဲ့တရဝါတိုင်းရဲ့ဝိညာဉ်စွမ်းအင်ကိုအပြည့်အဝစုပ်ယူနိုင်တာပါအဲ့ဒီစွမ်းအင်တွေပြည့်သွားရင်စတုထအဆင့်ကိုရောက်ပါလိမ့်မယ်တပြိုင်နက်တည်းမှာပဲကျွန်တော်ရဲ့အဖွဲ့သားတွေလည်းတိုးတက်လာပါတယ်အင်းမိုအန်ကကျွန်တော်ရဲ့မဟာမိတ်ဖြစ်လာပြီးသူမရဲ့မှောက်မိုက်သောသူရဲကောင်းပါရမီကလည်းဒုတိယအဆင့်ကိုရောက်နေပါပြီကျွန်တော်ရဲ့တေမင်းညစ်နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့နှစ်ယောက်ကဘယ်သူမှမရှင်နိုင်တဲ့အဖွဲ့တစ်ခုဖြစ်လာပါတယ်မူကျင်ဟွန်ကလည်းအဆင့်မြင့် LF အဆောင်ရှောက်တွေကိုခေါ်ယူနိုင်တဲ့စွမ်းအားရလာပြီးရီမင်းစုကတော့အဖွဲ့ရဲ့အဓိကအကာအကွယ်ပေးသူဖြစ်လာပါတယ်ရီမင်းစုရဲ့အကာအကွယ်ပေးနိုင်စွမ်းတဲ့အဖွဲ့သားတွေရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးနိုင်မှုကအဖွဲ့လိုက်တိုက်ပွဲတွေမှာအရန်ကိုအရေးပါပါတယ်စင်လူကဘာမှာတော့နာနာလီဟာကျွန်တော်လမ်းကြုံလို့ကယ်ခဲ့တဲ့ F မင်းသမီးလေးတစ်ယောက်တည်းမဟုတ်တော့ပါဘူးစမ်းသပ်မှုတွေများလာတာနဲ့အမျှသူမရဲ့စွမ်းအားတွေကလည်းအရန်ကိုတိုးတက်လာပါတယ် F တော်ဝင်သွေးနှောရဲ့စွမ်းအားတွေနိုးထလာပြီးမီတာ100အတွင်းမှာရှိတဲ့အပင်တွေနဲ့တဘာဝကျက်စင်အလုံးကိုသူမထိန်းချုပ်နိုင်လာပါတယ်ပိုပြီးအရေးကြီးတာကတော့သူမရဲ့စင်လူကန်ဘာအကြောင်းသိနာလဲမှုဟာဘယ်ဖြတ်ကျော်သူထက်မဆိုပိုပါတယ်ရှေးဟောင်းအဆောက်အုံတွေဝတ်ထားတဲ့ယတနာတွေနဲ့အနည်းရှိတဲ့နယ်မြေတွေအကြောင်းသူမသိထားတာတွေကကျွန်တော်တို့ရဲ့စမ်းသပ်မှုတွေကိုအများကြီးလွယ်ကူစေပါတယ်သူမကကျွန်တော်ကိုစင်လူကဘာမှာရှိတဲ့တခြားသောမျိုးနွယ်စုဝင်တွေနဲ့လည်းမိတ်ဆက်ပေးပါတယ်ဒေါသကြီးတဲ့ပန်မဲဆရာလူပူလေးတန်းချနဲ့လည်းတွေ့ခဲ့ပါတယ်အစကတော့သူကဖြတ်ကျော်သူတွေကိုမုန်းပေမဲ့ကျွန်တော် elf တွေကိုကူညီခဲ့မှန်းသိသွားတဲ့အခါမှာတော့ကျွန်တော်အတွက်လက်နက်တွေလုပ်ပေးဖို့သဘောတူခဲ့ပါတယ်သူလုပ်ပေးတဲ့လက်နက်တွေကစနစ်ကဝယ်ရတဲ့လက်နက်တွေထက်အများကြီးပိုကောင်းပါတယ်ပြီးတော့လက်တစ်ဖက်ဆုံးရှုံးထားပေမဲ့အရန်ကိုတန်မာတဲ့စစ်သူရဲမလေးလီဖန်ဂလေးဖက်နဲ့လည်းတွေ့ခဲ့ပါတယ်သူမကဖြတ်တက်ကျော်သူတွေကိုအရန်မုန်းပေမဲ့နာနာလီကိုတော့အရန်လေးစားပါတယ်လွန်ခဲ့တဲ့နှစ်တရာတုန်းက F တွေကသူမတို့မျိုးနွယ်စုကိုကယ်တင်ခဲ့ဘူးလို့ပါပြီးတော့ဈေးကြီးပေမဲ့အစွမ်းထက်တဲ့ဈေးရည်တွေကိုရောင်းတဲ့လှုပ်ဝက်အပြည့်ရစရာမှာဖေးလင်းဖဲလင်းနဲ့လည်းတွေ့ခဲ့ပါတယ်အရာအလုံးကအစီအစဉ်တိုင်းဖြစ်လာနေပေမဲ့အခက်အခဲတွေလည်းရှိလာပါတယ်တတမအဆင့်စမ်းသပ်မှုမှာတော့စိတ်ပူစရာသတင်းတစ်ခုကိုရခဲ့ပါတယ်အင်းမိုအန်ရဲ့သတင်းကွန်ရက်အရလက်တွေ့ကဘာမှာရွေးချယ်ခံရသူများ Lozella ဂျီလိုဆိုတဲ့လှုပ်ဝက်အဖွဲ့အစည်းတစ်ခုပေါ်လာတယ်လို့ဆိုပါတယ်အဲ့ဒီအဖွဲ့ထဲမှာအစင်းမြင့်ဖြတ်ကျော်သူတွေပဲပါဝင်ပြီးသူတို့ကဖြတ်ကျော်သူတွေဟာနတ်ဖျားတွေရဲ့ရွေးချယ်ခြင်းခံရသူတွေဖြစ်လို့တာမန်လူတွေကသူတို့ရဲ့အုပ်ချုပ်မှုကိုခံယူရမယ်ဆိုတဲ့ဝါဒကိုဖျက်နေကြပါတယ်ဒါဟာဖြတ်ကျော်သူတွေကြားမှာအရန်ကိုပြန့်နှံ့နေပြီးတာမန်လူတွေကိုနှိပ်စက်တာတွေဖြစ်လာပါတယ်ပိုပြီးကြောက်စရာကောင်းတာကဒီအဖွဲ့ရဲ့နောက်ွယ်မှာနတ်သားတွေရဲ့အရေးအယောင်တွေရှိနေတာပါပဲနတ်သားတွေကဒီအဖွဲ့ကိုထောက်ပံ့နေတယ်ဆိုရင်နတ်ဖျားတွေကလူသားတွေကိုစမ်းသပ်မှုတွေနဲ့တက်ယုံတင်မကပဲအသက်ရှင်ကြံရည်သူတွေကြားမှာလည်းတွေးခွဲနေတာပဲလို့အင်းမိုအန်ကဆိုပါတယ်ဒါကနတ်ဖျားတွေရဲ့ထုံးစံပဲငါဒါကိုအရင်ကလည်းမြင်ဘူးလေလို့ကျွန်တော်ပြန်ပြောလိုက်ပါတယ်အခုတော့အင်းမိုအန်ကကျွန်တော်ရဲ့စကားတွေကိုလုံးဝမတန်တရားဖြစ်တော့ပါဘူးဒါဆိုသူတို့အမကောင်းခင်ငါတို့ဘာလုပ်ကြမလဲလို့သူမကမေးပါတယ်သူတို့ရဲ့အမြင့်ကိုဖျက်ရမယ်အဲ့ဒါကြောင့်လဲငါအဲ့ဒီမြေတွေကိုဝယ်ထားတာပေါ့အရင်မြင့်တွေကိုထိန်းချုပ်ထားနိုင်တာကသူတို့ကိုအသက်ရှသူကျက်စီလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်အထက်မှအဆင့်စမ်းသပ်မှုပြီးသွားတဲ့အခါမှာတော့ဘယ်သူမှမထင်မှတ်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်ချလိုက်ပါတယ်အဲ့ဒါကတော့နာနာလီကိုလက်တွေ့ကဘာမြေစီခေါ်လာဖို့ပါပဲ
တေချင်းတရားပါရမီရဲ့တတိယအဆင့်ကအပြည့်အဝနိုးထလာပါပြီဝိညာဉ်ရေးသိမ်းခြင်းကနေရလာတဲ့စွမ်းရည်တွေကကျွန်တော်ကိုပို့ပြီးနှက်ဆိုင်တဲ့စွမ်းအားတစ်ခုကိုပေးပါတယ်အဲ့ဒါကတော့နေပယ်ချအတားအဆီး Baron 3.0 ကိုကျော်ဖြတ်နိုင်တဲ့စွမ်းအားပါပဲဘဝပေါင်း1000ရဲ့မှတ်ဉာဏ်တွေထဲမှာစင်လူကဘာကမျိုးနွယ်စုဝင်တွေကိုကဘာမြေစီခေါ်လာနိုင်တဲ့သူတယောက်မှမရှိခဲ့ပါဘူးဒီအတားအဆီးကိုနတ်ဖျားတွေကတိဆောက်ထားတာဖြစ်လို့ဘယ်သူမှမကျော်ဖြတ်နိုင်ဘူးလို့ယူဆကြပါတယ်ဒါပေမဲ့တေချင်းတရားပါရမီရဲ့အနှစ်သာရကဘာလဲအဲ့ဒါကအဆုံးသက်ခြင်းကိုထိန်းချုပ်တာပါနေပယ်ချအတားအဆီးဆိုတာလေကဘာနှစ်ခုကြားကဆက်သွယ်မှုကိုအဆုံးသက်ထားတာပဲမဟုတ်လားဒါကြောင့်ကျွန်တော်ကအဲ့ဒီအတားအဆီးကိုဖျက်တောက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာကူရှိကကွင်းပြင်မှာကျွန်တော်တစင်ကိုမြောက်လိုက်ပါတယ်စူဆောင်းထားတဲ့ဝိညာဉ်စွမ်းရည်တွေအကုန်လုံးကတန်စင်ရဲ့အသွားမှာစူးစီးသွားပြီးအပြာရောင်မီးတောက်တွေဖြစ်ပြောင်းလဲသွားပါတယ်နာနာလီကအငယ်ဆုံး F လေးကိုပွေထားရင်ရှင်တကယ်ပဲဒါကိုလုံမလားလို့မေးပါတယ်သူမရဲ့အတန်ကတုံနေပါတယ်ဒီအတားအဆီးကိုဖျက်ဆီးလိုက်ရင်နတ်ဖျားတွေတီးသွားပြီးကျွန်တော်တို့စီရောက်လာနိုင်လို့ပါကျွန်တော်အကုန်တုံးပြီးတစင်နဲ့လေဟာနယ်ကိုပိုက်ဖြတ်လိုက်ပါတယ်ဘာကူမှမထိတလို့ပဲဖြစ်နေပေမဲ့ဟင်းလင်းပြင်ကြီးကကွဲအပ်သွားပါတယ်အနက်ရောင်အကြောင်းကြီးတစ်ခုပေါ်လာပြီးအဲ့ဒီအကြောင်းရဲ့တစ်ဖက်မှာတော့မီးရောင်တွေလင်းထိန်နေတဲ့မြို့ကြီးတစ်မြို့ကိုမြင်နေရပါတယ်အဲ့ဒါကတော့ကဘာမြေရဲ့ညအလှပါပဲတေချင်းတရားပါရမီရဲ့စတုထအဆင့်ရှောင်းလဲမရတော့ဖျက်တောက်ခြင်း Destroy Inevitable နိုးထလာပါပြီကဘာနှစ်ခုကြားလမ်းကြောင်းဖောက်နိုင်တဲ့စွမ်းရည်ကိုရလိုက်တာပါစနစ်ကနေသတိပေးချက်ဤလှုပ်ဆောင်ချက်ကိုအစစ်မြစ်နှစ်သားတစ်ပါးကသိရှိသွားပါပြီလို့ကြေညာပေမဲ့ကျွန်တော်ဂရုမစိုက်ပါဘူးလားသွားကြဆိုလို့ပြောပြီးကျွန်တော်လက်ကမ်းပေးလိုက်ပါတယ်နာနာလီကကျွန်တော်လက်ကိုကြည့်ပြီးမှသူမရဲ့နောက်ကကလေးတွေကိုတစ်ချက်ကြည့်ပါတယ်ပြီးတော့သူမရဲ့လက်ကလေးကိုကျွန်တော်လက်ထဲထည့်လိုက်ပါတယ်ရှင်နဲ့လိုက်လာတာကကြောက်လို့မဟုတ်ဘူးတော့လေငါသိပါတယ်လို့ကျွန်တော်ပြန်ပြောလိုက်ပေမဲ့သူမကတော့စကားကိုဆုံးအောင်မပြောဘဲကျွန်တော်လက်ကိုတင်းတင်းဆုပ်ထားပါတယ်ကျွန်တော်တို့အကြောင်းလေးကိုအတူတူဝင်ခဲ့ကြပါတယ်ကဘာမြေကိုပထမဆုံးအကြိမ်ရောက်လာတဲ့နာနာလီရဲ့တုံ့ပြန်မှုကကျွန်တော်ထင်ထားတာနဲ့တခြားစီပါပဲသူမကနီးပညာတွေတိုင်းမြင့်ကြီးတွေကားတွေကိုအံ့ဩနေလိမ့်မယ်လို့ထင်ခဲ့ပေမဲ့သူမကကောင်းကင်ကြီးကိုပဲရှုပ်ထွေးတဲ့မျက်နှာထားနဲ့ကြည့်နေပါတယ်ဒီမှာကအသက်ပင်ရဲ့အနံ့အသက်မရှိဘူးပဲတဲ့ကဘာမြေမှာအသက်ပင်မရှိဘူးလေလို့ကျွန်တော်ပြောတော့ကျမသိပါတယ်ဒါပေမဲ့ကျင့်သားမရသေးလို့ပါလို့သူမကဆိုပါတယ်သူမခေါင်းငုံပြီးလေကိုရှူကြည့်ပါတယ်ဒီမှာကဘာမှမရှိသလိုပဲတဲ့ကဘာမြေရဲ့တဘာဝကျက်စင်တော့ဒီကစင်လူကဘာလောက်မသိသေးတာကြောင့်သူမအတွက်တော့တဲကန်နာရတဲ့ရောက်နေတယ်လို့ဖြစ်နေတာပါကျင့်သားရသွားမှာပါလို့ကျွန်တော်အားပေးလိုက်ပါတယ်ကျွန်တော်ငွေရောင်စပင်နဲ့နရွက်ချွန်ချွန်လေးတွေပါတဲ့မိန်းကလေးတယောက်ကိုအိမ်ခေါ်လာတာမြင်တော့လင်းရှောင်ရှိကပါဆက်အဟောင်းသားဖြစ်သွားပါတယ်အကိုဒါဘာတူလဲလို့သူမကမေးပါတယ်သူမကနာနာလီပါလို့ကျွန်တော်မိတ်ဆက်ပေးလိုက်ပါတယ်သူမကစင်လူကဘာက F တယောက်ပါအခုကစပြီးဒီမှာပဲနေလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်လင်းရှောင်ရှိကနာနာလီကို3ပတ်လောက်ပဲကြည့်ပြီးနောက်သူမရဲ့နရွက်ချွန်လေးကိုလက်နဲ့သွားလို့ပါတယ်နာနာလီကချက်ချင်းပဲနောက်ကိုတလန်းဆုပ်လိုက်ပြီးသူမရဲ့နရွက်ဖြားလေးတွေကหนีရဲသွားပါတယ် F တွေရဲ့နရွက်ကိုမထိနဲ့တဲ့ sorry ပါအရန်ချစ်ဖို့ကောင်းလို့ပါလို့လင်းရှောင်ရှိကဆိုပါတယ်ငါချစ်ဖို့မကောင်းပါဘူးလို့နာနာလီကပြန်ပြောပေမဲ့လင်းရှောင်ရှိကတော့အရန်ချစ်ဖို့ကောင်းတာပဲအကိုတကယ်ပြောတာလားလို့ကျွန်တော်ကိုမေးပါတယ်တကယ်ပြောတာပေါ့လို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်လင်းရှောင်ရှိနဲ့နာနာလီတို့ရဲ့ဆက်ဆံရေးကမထင်မှတ်ပဲအရန်ကောင်းသွားပါတယ်လင်းရှောင်ရှိကဖော်ရည်တဲ့သူဖြစ်လို့လဲပါမှာပါ Elf တွေရဲ့တက်တန်းအရဆိုရင်နာနာလီကအသက်100ကျော်နေပြီဖြစ်ပေမဲ့လူသားတွေရဲ့အသက်18နှစ်လောက်နဲ့ပဲညီမျှပါတယ်တပတ်မပြည့်ခင်မှာပဲလင်းရှောင်ရှိကသူမကိုမနာလို့ခေါ်နေပါပြီနာနာလီကလည်းကဘာမြေကဘဝကိုဖြည်းဖြည်းချင်းကျင့်သားရလာပါတယ် microwave သုံးတက်လာတဲ့ခောက်ဆွဲ6ကိုပထမဆုံးအကြိမ်မြည်စမ်းကြည့်ပြီးသဘောကျသွားလို့3ရက်ဆက်တိုက်စားခဲ့ပါတယ်TV ကိုကြည့်ပြီးသူမကကဘာမြေကလူတွေကဇလန်းတွေကိုတစ်တာထဲမှာပိတ်လောင်ထားကြတာပဲလို့မှတ်ချက်ပေးပါတယ်သူမရဲ့တဘာဝဆွမ်းအားကိုသုံးပြီးဝရန်ဒါကညှိုးနှွမ်းနေတဲ့ပန်းအိုးလေးတွေကိုလည်းပြန်လည်လန်းဆန်းအောင်လုပ်ပေးပါတယ်ဒီလိုသေးငယ်တဲ့ကိစ္စလေးတွေကဒီအေးဆက်ဆက်တိုက်ခန်းကြီးကိုအိမ်ဆိုတဲ့အရသာမျိုးရလာစေပါတယ်ညတညမှာကျွန်တော်အခန်းမှာအလုပ်လုပ်နေတော့နာနာလီကဝရန်ဒါကနေဝင်လာပါတယ်မအိတ်သေးဘူးလားလို့သူမကမေးပါတယ်လှုပ်ရှားလေးတွေရှိလို့ပါလို့ကျွန်တော်ဖြေတော့ရှင်ကအမြဲတမ်းလှုပ်ရှားတွေရှိနေတာပဲလို့သူမကဆိုပါတယ်သူမကျွန်တော်ရှေ့မှာထိုင်လိုက်ပြီးသူမရဲ့မျက်စိရောင်မျက်လုံးတွေနဲ့စိုက်ကြည့်နေပါတယ်စင်လူကဘာမှာတော့ကရှင်ကစစ်တီတော်တယောက်ဒီမှာကျတော့စီးပွားရေးသမားတယောက်ဘဲချိန်ထိဒီလိုဆက်သွားနေမှလဲတဲ့အရာအလုံးပြီးဆုံးသွားတဲ့အထိပေါ်လို့ကျွန်တော်ဖြေပါတယ်အဲ့ဒါကဘယ်တော့လဲလို့သူမကထပ်မေးတော့နက်ဖျားတွေကိုငါအနိုင်ယူတဲ့နေပေါ်လို့ကျွန်တော်ဆိုလိုက်ပါတယ်သူမခဏလောက်တိတ်သွားပါတယ်ရှင်ကင်းလင်းမျိုးနွယ်စုအတွက်အိမ်အစ်ရှာပေးမယ်လို့ပြောခဲ့တယ်နော်လို့သူမကဆိုပါတယ်ငါမမေ့ပါဘူးလို့ကျွန်တော်ပြောတော့သူမကသူမရဲ့လက်တွေကိုငုံကြည့်ပြီးရှင်မမေ့ဘူးဆိုတာကျွန်မသိပါတယ်ဒါပေမဲ့ရှင်တယောက်တည်းအရာအလုံးကိုထမ်းဖို့မထားပါနဲ့လို့ပြောချင်တာပါလို့သူမကအလေးနဲ့ပြောပါတယ်သူမရဲ့မျက်နှာကအယမ်းကိုတည်ငြိမ်နေပါတယ်အရင်ကလိုတွေးတဲ့ပုံစံမျိုးမဟုတ်ပဲကျင်နာမှုတွေနဲ့ကျွန်တော်ကိုကြည့်နေတာပါကင်းလင်းမျိုးနွယ်စုမှာစကပုံတစ်ခုရှိတယ်အမှားဆုံးကြောက်ဆောင်တော့မှစီးဆင်းနေတဲ့ရေရဲ့နူးညံ့မှုကိုလိုအပ်တယ်တဲ့ရှင်တယောက်တည်းအရာအလုံးကိုရင်ဆိုင်စရာမလိုပါဘူးတဲ့ကျွန်တော်အကြာကြီးတိတ်နေမိပါတယ်ဘဝပေါင်း1000တယောက်တည်းတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲပေါင်း1000ရာအားလုံးကိုတယောက်တည်းရင်ဆိုင်ရတာကျွန်တော်ကျင်သားရနေပါပြီဒါပေမဲ့အခုသူမရဲ့မျက်လုံးတွေကိုကြည့်နေရင်းနဲ့ဒီတစ်ခါတော့ကျွန်တော်တယောက်တည်းမဟုတ်တော့ဘူးလို့ခံစားလိုက်ရပါတယ်ကောင်းပြီလေလို့ကျွန်တော်ပြောလိုက်တဲ့အခါနာနာလီကပြုံးလိုက်ပါတယ်အဲ့ဒီအပြုံးကစင်လူကဘာရဲ့ကြဲရောင်တွေထက်တောင်ပိုလာပါတယ်
ဒါပေမဲ့ကောင်းတဲ့အချိန်တွေကကြာမခံပါဘူးကိုစစ်မြောက်စမ်းသပ်မှုမတိုင်ခင်မှာတတိပေးချက်တွေအများကြီးရခဲ့ပါတယ်အစစ်မြစ်နှစ်သားတွေကစတင်ဝင်ရောက်ဆွတ်ဖက်လာပါပြီအရင်စမ်းသပ်မှုတွေမှာတော့အနေတက်နှစ်သားတွေပဲပါဝင်ခဲ့ပေမဲ့အခုကိုစစ်မြောက်မှာတော့စီရင်ချက်နှစ်သားများ Niños de la Sentencia ပါဝင်လာမှာပါသူတို့ကနတ်ဖျားတွေကြားမှာအစစ်မြစ်တဲ့သူတွေဖြစ်ပါတယ်စီရင်ချက်နှစ်သားတွေရဲ့စွမ်းအားဟာအရင်ကတွေ့ခဲ့တဲ့စေတမန်တွေထက်အများကြီးပိုပါတယ်။အရင်ဘဝတုန်းကမှတ်ဉာဏ်တွေရစီရင်ချက်နှစ်သားတစ်ပါးပထမဆုံးအကြိမ်ပေါ်လာတုန်းကဖျက်ကျော်သူပေါင်း1000ကျော်ကိုတပ်ဖြတ်ခဲ့ပါတယ်။အဆင့်9နဲ့အထက်ရှိတဲ့အထူးဖွဲ့တွေတောင်မှသူ့ကိုမရှင်နိုင်ခဲ့ကြပါဘူး။ဒါအပြင်ကျွန်တော်နယ်ပယ်ချားလန်းကြောင်းဖောက်ခဲ့တာကိုလည်းအဆင့်မြင့်နှစ်သားတွေကသိသွားကြပါပြီ။သူတို့မင်းကိုစောင့်ကြည့်နေကြတယ်ဒီရက်ပိုင်းပြင်ထွက်ရင်တတိထားဦးလို့ကျွန်တော်နာနာလီကိုမှာလိုက်ပါတယ်ငါဘာသာငါဂရုစိုက်နိုင်ပါတယ်လို့သူမကပြန်ပြောပါတယ်မင်းရဲ့အရေးချင်းကိုငါတန်တရားရှိလို့မဟုတ်ပါဘူးငါပြောချင်တာကလို့ကျွန်တော်စကားမဆုံးခင်မှာပဲသူမကငါသိပါတယ်ရှင်ကအတွက်စိုးရိမ်နေတာမဟုတ်လားလို့ဖြတ်ပြောလိုက်ပါတယ်ကျွန်တော်မငင်းပါဘူးဒါဆိုရှင်အတွက်ရောရှင်အတွက်ဘသူကစိုးရိမ်ပေးမှလဲလို့သူမကမေးပါတယ်မလိုပါဘူးလို့ကျွန်တော်ပြောလိုက်တော့သူမကလူလိမ့်လို့ဆိုပါတယ်ကိုစစ်မြောက်စမ်းသပ်မှုကမျှော်လင့်ထားတဲ့အတိုင်းစတင်ပါတယ်ဒီတစ်ခါမှာတော့ဖိအားတစ်ခုကိုခံစားနေရပါတယ်လေထုထဲမှာရွှေရောင်စွမ်းအင်တွေပြန့်နှံ့နေတာကစီရင်ချက်နှစ်သားရဲ့နယ်ပယ်ရောက်တော့မဲ့နိမိတ်ပါပဲဒီတစ်ခါစမ်းသပ်မှုကတော့အေယာမဝင်းကပါကြီးထဲမှာ24နာရီကြာအသက်ရှင်အောင်နေရမှာပါအစင်းမြင့်ဘီလူးတွေနဲ့တခြားဖြတ်ကျော်သူတွေရဲ့တိုက်ခိုက်မှုကိုလည်းရင်ဆိုင်ရပါဦးမယ်စီရင်ချက်နှစ်သားကတော့ဝင်းကပါထဲမှာသူ့အတန်မာဆုံးလို့ယူဆတဲ့သူကိုလိုက်ပြီးစီရင်ချက်ချမှာပါအရင်ကနှစ်သားတွေကိုတတ်ခဲ့ပြီးနယ်ပယ်ချလမ်းကြောင်းဖောက်ခဲ့တဲ့ကျွန်တော်ကတော့သူ့ရဲ့အဓိကပြစ်မှတ်ဖြစ်နေမှာသိချပါတယ်ဝင်းကပါရဲ့အနက်ရှိုင်းဆုံးနေရာမှာနာနာလီနဲ့ကလေးတွေပုံနေဖို့ဘေးကင်းတဲ့နေရာတစ်ခုကျွန်တော်ရှာပေးထားပါတယ်ပန်းပဲဆရာလူပူလေးတန်းချလဲအဲ့ဒီမှာရှိနေပါတယ်သူကသူ့ရဲ့တပည့်တွေနဲ့အတူဒီနယ်မြေစီရောက်လာတာပါကောင်းလေးမင်းတော့ဒုက္ခအကြီးကျယ်တွေ့နေပြီးစီရင်ချက်နှစ်သားဆိုတာအရင်ကအမိုက်တွေနဲ့မတူဘူးနော်လို့လူပူကြီးကတတိပေးပါတယ်ကျွန်တော်သိပါတယ်လို့ကျွန်တော်ပြောတော့တိလျက်နဲ့ဘာလို့မီးတဲ့ခုံစင်းနေတာလဲလို့သူကမေးပါတယ်ကျွန်တော်အခုသူ့ကိုမတက်ရင်နောက်တစ်ခါလာမဲ့သူကဒီထက်ပိုကြောက်စရာကောင်းတဲ့သူဖြစ်နေမှာမို့လို့ပါလို့ကျွန်တော်ရှင်းပြလိုက်ပါတယ်အခွင့်အရေးရှိတော့မှနှစ်သားတစ်ပါးကိုအပြည့်ရှင်းထားတာကပိုကောင်းပါတယ်ကျွန်တော်ဝင်းကပါထဲမှာအစီအစဉ်တွေစဆွဲပါတယ်ခြေရခံစွမ်းရည်ကိုတုံးပြီးစီရင်ချက်နှစ်သားရဲ့လှုပ်ရှားမှုတွေကိုအတိအကျစောင့်ကြည့်ပါတယ်ပြီးတော့တူလာမဲ့လမ်းမှာထောင်ချောက်တစ်ခုဆင်လိုက်ပါတယ်ဒါကရုပ်ပိုင်းဆိုင်ရာထောင်ချောက်မဟုတ်ပဲသတင်းချက်လက်ထောင်ချောက်ပါကျွန်တော်ရဲ့အငွေသက်တွေကိုနေရာအနှံ့မှာတမင်ချန်ထားခဲ့ပြီးသူ့ကိုဝင်းကပါရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုစီခေါ်ဆောင်သွားပါတယ်အဲ့ဒီနေရာကရှီဟောင်းတစိမ့်ခက်နှိပ်ထားတဲ့နေရာတစ်ခုပါအဲ့ဒီမှာရှိတဲ့စွမ်းအားအကျွင်းကြံတွေကနှစ်သားတော့ဒီရဲ့နတ်ဖျားစွမ်းအင်ကိုနှောက်ယှက်နိုင်ပါတယ်အရာအလုံးအစင်သင့်ဖြစ်တဲ့အခါကျွန်တော်အဲ့ဒီနေရာမှာတယောက်တည်းစောင့်နေလိုက်ပါတယ်စီရင်ချက်နှစ်သားကတော့မျောလင့်ထားတဲ့အတိုင်းရောက်လာပါတယ်သူကအရင်ကစေတမန်တွေထက်အများကြီးပိုပြီးအရှိန်ဝါကြီးမားပါတယ်စီရင်ချက်နှစ်သားဟာတကိုယ်လုံးရွှေရောင်ဝတ်စုံတွေဝတ်ထားပြီးကြောဘက်မှာအတောင်ပန်6ခုရှိပါတယ်သူ့လက်ထဲမှာတော့တောက်ပနေတဲ့စီရင်ချက်သား Espada Judicial ကိုကင်ထားပါတယ်အဖြစ်သားမင်းဟာနှစ်သားကိုတတ်ခဲ့တယ်စေတမန်ကိုအနိုင်ယူခဲ့တယ်ပြီးတော့နေပယ်ချအတားအဆီးကိုလည်းကိုယ့်သဘောနဲ့ကိုဖျက်ဆီးခဲ့တယ်နတ်ဖျားဥပဒေအရမင်းကိုထာဝရပျက်စီးခြင်းအပြစ်ပေးလိုက်တယ်လို့သူကတည်ငြိမ်အေးဆက်တဲ့အတန်နဲ့ပြောလိုက်ပါတယ်သူ့ရဲ့စီရင်ချက်သားကမျက်စိတမိတ်တွင်းမှာပဲကျွန်တော်စီရောက်လာပါတယ်ကျွန်တော်ရဲ့လင်မြန်မှု agility ကအမြင့်ဆုံးမှရှိနေပေမဲ့လည်းမနှဲရှောင်လိုက်ရပါတယ်ဒါတော့ကကျွန်တော်ဘာကိုပုတ်သွားပြီးတွေးဆထွက်လာပါတယ်အခုကျွန်တော်မှရှိတဲ့ပွဲတွေစွမ်းရည်တွေနဲ့သူ့ကိုထိတ်တိုက်ရင်ဆိုင်ရင်အောင်ကျွန်တော်နိုင်ဖို့မလွယ်ပါဘူးဒါပေမဲ့ကျွန်တော်ကနိုင်ခြင်းမရှိပဲဘယ်တော့မှမတိုက်ပါဘူးတေမင်းညစ်ကိုကျွန်တော်သုံးလိုက်တဲ့အခါအမောင်ထုကစီရင်ချက်ထားရဲ့အလင်းရောင်အပါဝင်အလင်းအလုံးကိုဝါမျိုးသွားပါတယ်ဒါပေမဲ့စီရင်ချက်နှစ်သားကအထင်သေးတဲ့ပုံစံနဲ့သူ့ရဲ့စီရင်ချက်နယ်ပယ် Dominio de Joshua ကိုတုံးပြီးပြန်တိုက်ခိုက်ပါတယ်ရွှေရောင်စွမ်းအားတွေကအမောင်ထုကိုဖြိုခွင်းဖို့ကြိုးစားပါတယ်နယ်ပယ်နှစ်ခုပြင်းပြင်းထန်ထန်ရိုက်ခတ်နေတဲ့အချိန်မှာပဲဒီနေရာမှာရှိတဲ့ရှေးဟောင်းတစိမ့်ရဲ့စွမ်းအားတွေနိုးထလာပါတယ်အဲ့ဒီစွမ်းအားတွေကစီရင်ချက်နှစ်သားရဲ့တန်ရှင်းတဲ့စွမ်းအင်တွေကိုတိုက်စားပစ်ပါတယ်ဒါပါလဲလို့စီရင်ချက်နှစ်သားကပထမဆုံးအကြိမ်တုံလုံးစွာနဲ့မေးပါတယ်ဒီနေရာကရှစ်ခေတ်တုန်းကနတ်ဖျားတွေရဲ့စွမ်းအားကိုတားဆီးဖို့တစိ့ခတ်ထားတဲ့နေရာလေးငါဒီနေရာကိုအလကားရွေးခဲ့တယ်လို့မင်းထင်နေတာလားလို့ကျွန်တော်ပြန်ပြောလိုက်ပါတယ်စီရင်ချက်နှစ်သားရဲ့စွမ်းအားတွေက30%လောက်ရော့ကျသွားပေမဲ့သူကအရန်ကိုကြောက်စရာကောင်းနေတော့မှပဲသူ့ရဲ့ဓာတ်ချက်တစ်ချက်ချင်းစီကကဘာကြီးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားတွေပါနေပါတယ်ကျွန်တော်အသက်နဲ့ရင်းပြီးရှောင်နေရပါတယ်ကျွန်တော်ကိုယ်ပေါ်မှာဒဏ်ရာတွေများလာပါတယ်တစ်ချက်မှာတော့ကျွန်တော်မရှောင်နိုင်ပဲစီရင်ချက်သားကကျွန်တော်ရဲ့ဘယ်ဘက်ပခုံးကိုထိုးဖောက်သွားပါတယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်မျက်လုံးတွေတောင်ပြသွားပေမဲ့ကျွန်တော်နောက်မဆုတ်ပါဘူးတေမင်းတစိမ့်နဲ့ဝိညာဉ်ရေးတင်ခြင်းကိုအစွမ်းကုန်သုံးလိုက်ပါတယ်ကျွန်တော်ရဲ့အနာဂတ်အလားအလာတွေကိုယဉ်ပြီးဝိညာဉ်စွမ်းရည်တွေကိုစူးစီးကတိုက်ခိုက်လိုက်တဲ့အခါစီရင်ချက်နှစ်သားရဲ့အတောင်ပံတစုံပြတ်ထွက်သွားပါတယ်သူနာကျင်စွာအော်ဟစ်လိုက်ပါတယ်စီရင်ချက်နှစ်သားဟာယူတုတ်တလူနဲ့သူ့ရဲ့ဓာတ်ကိုရမ်းပြီးရွှေရောင်လင်းတွေနဲ့တနေရာလုံးကိုလင်းထိန်သွားအောင်လုပ်ပါတယ်။ဒါပေမဲ့ရှေးဟောင်းတစိမ့်ရဲ့ဖိအားနဲ့ကျွန်တော်ရဲ့အမောင်ထုကြမှာသူ့ရဲ့တိုက်ခိုက်မှုတွေကတဖြည်းဖြည်းအားနည်းလာပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ဝိညာဉ်ကွင်းဆက်ကသူ့ရင်ဘက်ကိုထိုးဖောက်သွားပါတော့တယ်စနစ်ကနေဂုံယူပါတယ်။စီရင်ချက်နှစ်သားကိုအနိုင်ယူလိုက်ပါပြီးအဆင့်9ဆင့်တက်သွားပါတယ်။နတ်ဖျားများဤရန်သူဆိုတဲ့ပွဲကိုရပါတယ်လို့ကြေညာပါတယ်။ဒီပွဲကကျွန်တော်ရဲ့
အရေးချင်းအားလုံးကို20%အမြဲတမ်းတိုးပေးမှာပါကျွန်တော်ဒူးထောက်ကျသွားပြီးအသက်ကိုလူရှူနေရပါတယ်ကျွန်တော်ကိုယ်ပေါ်မှာဒဏ်ရာမရတဲ့နေရာဆိုတာမရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်အနိုင်ရခဲ့ပါတယ်နာနာလီကအရင်ဆုံးရောက်လာပါတယ်သွေးတွေနဲ့ရွှဲနေတဲ့ကျွန်တော်ကိုမြင်တော့သူမရဲ့မျက်စိရောင်မျက်လုံးလေးတွေထဲမှာမျက်ရည်တွေဝိုင်းလာပါတယ်မငူနဲ့ငါအဆင်ပြေပါတယ်လို့ကျွန်တော်ပြောတော့ကျမမငိုပါဘူးလို့ပြောရင်သူမရဲ့တဘာဝဆွမ်းအားနဲ့ကျွန်တော်တန်ရာတွေကိုကုသပေးပါတယ်သူမရဲ့လက်ချောင်းလေးတွေတုံနေတာကိုကျွန်တော်သတိထားမိပါတယ်အဲ့တွေကသူစိမ့်တွေရှိမှမျက်ရည်မကျဘူးတဲ့အင်းမှာမင်းမငိုပါဘူးဒါကြောင့်ငါ့ကိုမကြည့်နဲ့လို့သူမကဆိုပါတယ်ကျွန်တော်လည်းသူမကိုမကြည့်ပဲနေလိုက်ပေမဲ့ခိုးကြည့်လိုက်မိပါတယ်သူမရဲ့ဘားပြင်ပေါ်ကနေမျက်ရည်တစ်ဆက်ကျလာပြီးကျွန်တော်တန်ရာပေါ်ကိုကျသွားပါတယ် elf တွေရဲ့မျက်ရည်မှာဝိညာဉ်တန်ရာတွေကိုကုသနိုင်တဲ့စွမ်းအားရှိတယ်လို့ပြောကြပါတယ်ဒါကစိတ်ထင်တာလားတော့မသိဘူးတန်ရာကတကယ်ပဲတိတ်မနာတော့တယ်လို့ခံစားရပါတယ်တသမအဆင့်စမ်းသပ်မှုဒါဟာကျွန်တော်ရဲ့ဘဝပေါင်း1000တွင်းမှာအရေးကြီးဆုံးအဆင့်ပါပဲဘာလို့လဲဆိုတော့အရင်ဘဝမှတ်ဉာဏ်တွေအရဒီစမ်းသပ်မှုပြီးသွားရင်အဆင့်မြင့်တဲ့သားတွေကကဘာမြေပေါ်မှာရှိတဲ့ဖြတ်ကျော်သူတွေကိုအမြင့်ပြည့်ရှင်းဖို့တန့်စင်ခြင်း Grand Tour ကလုပ်ငန်းစဉ်ကိုစတင်မှာဖြစ်လို့ပါအခုအဆင့်မှာသာတေချာမပြင်ဆင်ထားရင်ကဘာမြေဟာတကယ်ပြတ်သုံးခြင်းနဲ့ရင်ဆိုင်ရပါလိမ့်မယ်ကျွန်တော်တို့အဖွဲ့ကတော့အသင့်ပြင်ထားပါတယ်အင်းမိုအန်ကအထူးတိုက်ခိုက်ရေးအဖွဲ့ကိုဖွဲ့စည်းထားပြီးစုချမ်းနဲ့မူကျင်ဟွမ်တို့ကသတင်းကွန်ရက်ကိုတာဝန်ယူထားပါတယ်ရီမင်းစုရဲ့အကာအကွယ်ပေးနိုင်စွမ်းကလည်းတတိယအဆင့်ကိုရောက်နေပါပြီပန်းပဲဆရာလူဘူးကြီးကလည်းစီရင်ချက်နှစ်သားရဲ့အမြုတွေနဲ့စင်လူကဘာကရှားပါတတုတွေကိုတုံးပြီးကျွန်တော်အတွက်ဝစ်စုံအသစ်တစ်ခုလုပ်ပေးထားပါတယ်မှောင်မိုက်တော့ကျင်းစာဝစ်စုံ Great Demolition လို့ခေါ်ပါတယ်ငွေဝင်ပလွေမျိုးနွယ်စုဝင်တွေကလည်းစင်လူကဘာကတခြားမျိုးနွယ်စုတွေဒီနဲ့ပေါင်းပြီးမဟာမိတ်တပ်ဖွဲ့ကိုဖွဲ့စည်းထားပါတယ်အရာအလုံးအစင်သစ်ဖြစ်နေပေမဲ့နတ်သားတွေရဲ့လှုပ်ရှားမှုကကျွန်တော်ထင်ထားတာထက်ပိုမြန်ပါတယ်တသမအဆင့်စမ်းသပ်မှုစတာနဲ့ကောင်းကင်မှာအကြောင်းတွေပေါ်လာပါတယ်တခုတည်းမဟုတ်ပဲအခုပေါင်းများစွာပါအဲ့ဒီအကြောင်းတွေတဲကနေနတ်သားပလင် Tronasang Glycos 9ခုဆင်းသက်လာပါတယ်အရင်ဘဝတုန်းကတော့နတ်သားပလင်3ခုပဲလာခဲ့တာပါအခုတော့အရေးအတွက်က2ဆကျော်များနေပါတယ်ကျွန်တော်အရာအလုံးကိုပြောင်းလဲပစ်ခဲ့လို့လက်ပြအကျိုးသက်ရောက်မှု Bodily Effect အကြောင်းအနာဂတ်ကလုံးဝကိုပြောင်းလဲတော့အားလားကျွန်တော်ရဲ့ကြိုတင်သိမြင်နိုင်စွမ်းကပထမဆုံးအကြိမ်မှားယွင်းသွားပါပြီဘဝပေါင်း1000ကစုဆောင်းခဲ့တဲ့သတင်းအချက်လက်တွေကအခုချိန်မှာအသုံးမဝင်တော့ပါဘူးဒါပေမဲ့ကျွန်တော်မှာတန်တရားဝင်နေဖို့အချိန်မရှိပါဘူးတိုက်ပွဲကချက်ချင်းစတင်ပါတော့မယ်ကျွန်တော်ကအထူးတပ်ဖွဲ့တွေကိုဥဆောင်ပြီးနှစ်သားနှစ်ပါးကိုရင်ဆိုင်ဖို့ထွက်ခဲ့ပါတယ်စုချမ်းနဲ့မူကျင်ဟွမ်တို့ကမဟာမိတ်တပ်ဖွဲ့ကိုဦးဆောင်ပြီးတိုက်ခိုက်နေကြပါတယ်။ရီမင်းစုရဲ့အကာအကွယ်ကလည်းတကွင်းလုံးကိုလွှမ်းခြုံထားပါတယ်။ကျွန်တော်ကတော့နတ်သားပလင်3ပါးကိုတယောက်တည်းရင်ဆိုင်နေရပါတယ်။ကျွန်တော်ရဲ့နယ်ပယ်ကိုအစွမ်းကုန်ဖြန့်ကျက်ပြီးတေမင်းတစင်နဲ့တိုက်ခိုက်နေပါတယ်။တစင်ရဲ့ဝေယံချက်တိုင်းမှာဝိညာဉ်တွေကိုရိတ်သိမ်းနိုင်တဲ့စွမ်းအားတွေပါဝင်ပါတယ်။ဒါပေမဲ့နတ်သားပလင်တွေရဲ့စွမ်းအားကစီရင်ချက်နတ်သားတွေထက်အများကြီးပိုပါတယ်။3ပါးပေါင်းပြီးတိုက်ခိုက်တဲ့တံကိုအဆင့်9ဆက်ကျော်နေတဲ့ကျွန်တော်တောင်မှအပြည့်အဝမခံနိုင်တော့ပါဘူး။ကျွန်တော်ကိုယ်ပေါ်မှာဒဏ်ရာတွေများလာပြီးကျွန်တော်ရဲ့တေမင်းညစ်နယ်ပယ်ကလည်းပြိုကွဲလူနီးပါးဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာပဲစစ်တလင်းရဲ့အစုံဖျားကနေမြားစိမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပါတယ်မြေကြီးတဲကနေနွယ်ပင်တွေအများကြီးထွက်လာပြီးနတ်သားပလင်တစ်ပါးရဲ့အတောင်ပံတွေကိုရစ်ပက်လိုက်ပါတယ်နာနာလီမင်းဘာလုပ်တာလဲထွက်သွားလို့ကျွန်တော်អော်လိုက်ပေမဲ့သူမကနောက်မဆုတ်ပါဘူးသူမရဲ့တော်ဝင်သွေးတွေကစွမ်းအားတွေအကုန်လုံးပေါက်ကွဲထွက်လာပြီးသူမရဲ့ငွေရောင်စပင်တွေကမြားစိမ်းရောင်ပြောင်းသွားပါတယ်ငါရဲ့တိုက်ဖို့တိုက်ဖက်တွေကိုထားခဲ့ပြီးငါထွက်သွားမယ်လို့ရှင်းထင်နေတာလားတဲ့သူမရဲ့တဘာဝစွမ်းအားကနတ်သားပလင်ကို9စက္ကန့်တိတိလုံးမရအောင်တားဆီးထားနိုင်ပါတယ်အဲ့ဒီ9စက္ကန့်ကကျွန်တော်အတွက်ကျန်တဲ့နတ်သားနှစ်ပါးကိုတတ်ဖို့လုံလောက်တဲ့အချိန်ပါပဲဒါပေမဲ့ပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့တတိယမြောက်နတ်သားကနွယ်ပင်တွေကနေရုံထွက်နိုင်သွားတဲ့အခါမှာတော့စီရင်ချက်အလင်းကနာနာလီရဲ့ကိုတိုက်ရိုက်ထိုးဖောက်သွားပါတော့တယ်အချိန်တွေရက်တန့်သွားသလိုပါပဲသူမရဲ့ကိုယ်လေးဖြည်းဖြည်းချင်းလဲကျသွားတာကိုကျွန်တော်မြင်နေရပါတယ်သူမရဲ့စပင်တွေကမူလအယောင်ပြန်ပြောင်းသွားပြီးသူမရဲ့မျက်စိရောင်မျက်လုံးလေးတွေကကျွန်တော်ကိုကြည့်နေပါတယ်သူမရဲ့နှာခမ်းလေးတွေကတခုခုပြောဖို့လှုပ်ရှားနေပါတယ်ကျွန်တော်သူမစီကိုပြေးသွားပြီးပွေ့ပိုက်လိုက်ပါတယ်နာနာလီလို့ကျွန်တော်ခေါ်လိုက်တော့သူမကအားနေစွာနဲ့ပြုံးပြပါတယ်ဒါပေမဲ့အဲ့ဒီအပြုံးကအရန်ကိုနူးညံ့ပါတယ်လင်းယူရှင်အသက်ရှင်မယ်လို့ကျမကိုဂတိပေးပါရှင်ကဟောကိန်းတဲကလူဆိုတာကျမအမြဲယုံကြည်တဲ့သူမရဲ့မျက်လုံးလေးတွေမှိတ်သွားပါတယ်ညစိမ်းရောင်အလင်းတန်းလေးတွေကလည်းစင်လူကဘာရဲ့နောက်ဆုံးအထွတ်မြတ်ထားတဲ့အပင်ကြီးညှိုးနှွမ်းသွားတယ်လို့ပဲတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဘဝပေါင်း1000ကမှတ်ဉဏ်တွေဟာဝေဝါးကုန်ပါတယ်စိတ်ထဲမှာဒေါသတစ်ခုပဲကြံပါတော့တယ်ဝိညာဉ်ရဲ့အနက်ဆိုင်ဆုံးနေရာကနေလာတဲ့ထိမ့်မနိုင်သိမ့်မရတဲ့ဒေါသပါကျွန်တော်လက်ထဲကတေမင်းတစင်ကပြင်းထန်စွာတုန်ခါလာပါတယ်တစင်ပေါ်ကစာလုံးတွေအကုန်လုံးလင်းထိန်လာပြီးအပြားရောက်မိတော့တွေထွက်ပေါ်လာပါတယ်ဝိညာဉ်ရဲ့တင်းချင်းကနေစုဆောင်းထားတဲ့စွမ်းအင်အားလုံးကိုတစ်ပြိုင်နက်တည်းထုတ်လွှတ်လိုက်ပါတယ်တေချင်းတရားပါရမီနောက်ဆုံးအဆင့်နိုးထခြင်းငရဲတကား Porta del Inframundoကျွန်တော်အတွင်းထဲကနေအမောင်ထုတွေပောက်ကွဲထွက်လာပါတယ်ဒါကအရင်ကတေမင်းညစ်လိုနယ်ပယ်တစ်ခုတည်းမဟုတ်တော့ပဲပိုပြီးနှဆိုင်ပြီးကြောက်စရာကောင်းတဲ့စွမ်းအားပါတေချင်းတရားကိုယ်တိုင်ကဒီနေရာမှာပေါ်လာတယ်လို့ပါပဲငရဲတကားကတေဆုံးသွားသူတွေရဲ့ကဘာစီကိုလမ်းဖွင့်ပေးလိုက်ပါတယ်ဒီတကားရဲ့အာနိသင်အတွင်းမှာရှိတဲ့တက်ရှိမှန်သမျှဟာတေချင်းတရားရဲ့စီရင်ချက်ကိုရင်ဆိုင်ရမှာပါတေချင်းတရားထက်စွမ်းအားနေတဲ့သူတွေဟာသူတို့ရဲ့အသက်စီဝါကိုချက်ချင်းအသိမ်းခံရပါလိမ့်မယ်နာနာလီကိုတတ်ခဲ့တဲ့နတ်သားပလင်ဟာ
ငရဲတကားပွင့်လာတဲ့အချိန်မှာနတ်သားပလင်ရဲ့ကိုခန္ဓာဟာစတင်ပျက်စီးလာပါတယ်သူကကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ငရဲတကားရဲ့စွမ်းအားကသူ့ကိုတင်းတင်းကြပ်ကြပ်ဖမ်းထားပါတယ်နောက်ကျသွားပါပြီတေမင်းတစင်ကဝေယမ်းလိုက်တဲ့အခါမှာတော့နတ်သားပလင်ဟာပြားအဖြစ်ပြောင်းလဲသွားပါတော့တယ်ဒါပေမဲ့ငရဲတကားမှာနောက်ထပ်စွမ်းရည်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဝိညာဉ်တစိတ်ခတ်ခြင်းဆယ်လိုတော်အောက်မှာပါပဲငရဲတကားရဲ့စွမ်းအားအောက်မှာတေမင်းဟာတေဆုံးသွားသူတွေရဲ့ဝိညာဉ်ကိုဖမ်းယူပြီးပြက်ကွယ်မသွားအောင်ဒါမှမဟုတ်ပြန်လည်ဝင်စားမသွားအောင်အထူးတစ်ခုထဲမှာတင်စီထားနိုင်ပါတယ်ကျွန်တော်တေမင်းကွင်းဆက်ကိုမြေကြီးထဲစိုက်လိုက်ပြီးလက်နှစ်ဖက်ကိုဆူလိုက်ပါတယ်အပြာရောင်မီးတောက်တွေကပိုးချီမြင်လေးတွေဖြစ်ပြောင်းလဲသွားပြီးနာနာလီရဲ့ကိုရစ်ပတ်လိုက်ပါတယ်သူမရဲ့ဝိညာဉ်ဖြစ်တဲ့မြစိန်ဖျောင်းအလင်းလုံးလေးကသူမရဲ့ကိုယ်ထဲကနေဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်ကျွန်တော်အဲ့ဒီအလင်းလုံးလေးကိုလက်ဖွားထဲမှာအตาရထည့်လိုက်ပါတယ်ပြီးတော့သူမရဲ့ဝိညာဉ်ကိုစီရင်ချက်နဲ့သားရဲ့အမြုတွေထဲမှာတစိမ့်ခတ်ပြီးတင်လိုက်ပါတယ်အမြုတွေရဲ့မျက်နှာပြင်ပုံမှာအစိမ်းရောင်အစင်းကြောင်းလေးတွေပေါ်လာပြီးနှလုံးခုန်တန်းလိုမျိုးဖြည်းဖြည်းချင်းလှုပ်ခတ်နေပါတယ်ငါ့ကိုစောင့်နေပါလို့ပြောပြီးအဲ့ဒီအမြုတွေကိုကျွန်တော်ရင်ဘတ်မှာနှလုံးသားနဲ့နီးရဲ့နေရာမှာဆွဲထားလိုက်ပါတယ်ပြီးတော့ကြံနေတဲ့နတ်သားတွေကိုယင်ဆိုင်ဖို့လှည့်လိုက်ပါတယ်မင်းတို့အားလုံးနတ်ဖျားတွေအပါအဝင်ဒီအတွက်ပေးဆက်ရလိမ့်မယ်တဲ့အဲ့ဒီတိုက်ပွဲအပြီးမှာနတ်သား9ပါးလုံးအသက်ခံလိုက်ရပါတယ်။ဒါပေမဲ့ပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့ကြီးမားပါတယ်။မဟာမိတ်တပ်ဖွဲ့ရဲ့ထက်ဝက်ကျော်ကတေဂျီဒဏ်ရာရခဲ့ပါတယ်။အင်းမိုအန်ကပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပြီးစူချန်ကတော့လက်တစ်ဖက်ဆုံးရှုံးသွားပါတယ်။ရီမင်းစုကတော့အကာအကွယ်ပေးဖို့သူမရဲ့စွမ်းအားတွေအကုန်သုံးလိုက်ရလို့3ရက်နဲ့3ညတိုင်တိုင်တတိမိနေခဲ့ပါတယ်။ဒါပေမဲ့အကြီးမားဆုံးဆုံးရှုံးမှုကတော့ကျွန်တော်ရင်ဘတ်မှာဆွဲထားတဲ့အမြုတွေပါပဲ။အဲ့ဒါကအိပ်ပျော်နေတဲ့ကြဲတလုံးလိုမျိုးအစိမ်းရောင်အလင်းဖြော့ဖြော့လေးလင်းနေပါတယ်ကဘာမြေကိုပြန်ရောက်တဲ့အခါလင်းဆောင်ရှိကကျွန်တော်စီပြေးလာပြီးဖတ်ထားပါတယ်အကိုအဆင်ပြေရဲ့လားသတင်းတွေထဲမှာတော့တခုခုဖြစ်နေပြီလို့ပြောနေကြတယ်တဲ့ပြီးတော့သူမကကျွန်တော်မျက်နှာကိုကြည့်ပါတယ်အရင်လိုအေးဆက်တည်ငြိမ်နေတဲ့မျက်နှာမျိုးမဟုတ်ပဲသူမတခါမှမမြင်ဘူးတဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့မျက်နှာမျိုးပါမနာရောလို့သူမကမေးပါတယ်ကျွန်တော်အကြာကြီးတိတ်နေမိပါတယ်သူမကခိတအိပ်ပျော်သွားတာပါလို့ကျွန်တော်ပြောလိုက်ပါတယ်လင်းဆောင်ရှိကကျွန်တော်ရင်ဘက်ကတောက်ပနေတဲ့အမြုတွေကိုမြင်တော့အရာအလုံးကိုနားလဲသွားပါတယ်သူမဘာမှထပ်မမေးတော့ပဲကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားပေးပါတယ်နောက်ရက်တွေကတော့အရန်ကိုရှည်လျားနေပါတယ်ကျွန်တော်အဓိကကိစ္စနှစ်ခုကိုပဲအာရုံစိုက်ပါတယ်ပထမတစ်ခုကတော့နတ်ဖျားတွေနဲ့နောက်ဆုံးတိုက်ပွဲအတွက်ကျွန်တော်ရဲ့စွမ်းအားကိုမြင့်တင်ဖို့ပါဒုတိယတစ်ခုကတော့နာနာလီကိုပြန်ရှင်လာအောင်လုပ်ဖို့ပါပဲဝိညာဉ်တစိမ့်ခတ်တာကယာယီပဲဖြစ်ပါတယ်သူမရဲ့ဝိညာဉ်ကအမြုတွေထဲမှာပျောက်မသွားအောင်ထိန်းထားတာပါစင်လူကဘာရဲ့ရှေးဟောင်းကျမ်းစာတွေထဲမှာဒန်ဒါရီတစ်ခုရှိပါတယ်အဲ့ဒါကတော့အသက်ပင်ရဲ့မျိုးစေ့ similar to deliver ရပါပဲ elf တွေရဲ့အထွတ်အမြတ်ထားတဲ့အပင်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီကလေးက6တွေ့သွားခဲ့ပေမဲ့မတေခင်မှာမျိုးစေ့တစ်စေ့ခြံထားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမျိုးစေ့မှာစင်လူကဘာရဲ့အဆောက်အဦဆုံးအသက်ဆွမ်းအားတွေပါဝင်နေပါတယ်။သီအိုရီရဆိုရင်အဲ့ဒီမျိုးစေ့ကဘယ်အရာကိုမဆိုပြန်လဲရှင်းတန်စေနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးစေ့ဘယ်မှာရှိလဲဆိုတာဘယ်သူမှမသိကြပါဘူး။ကျွန်တော်အဲ့ဒီမျိုးစေ့ကိုစတင်ရှာဖွေပါတော့တယ်။စမ်းသပ်မှုတိုင်းမှာလိုအပ်တဲ့ mission တွေကိုပြီးအောင်လုပ်ရင်းအဆင့်တက်အောင်စူးစမ်းသလိုစင်လူကဘာမှာလည်းမျိုးစေ့အတွက်တဲလွန်စတွေကိုရှာဖွေပါတယ်။ပန်းပဲဆရာလူပူကြီးကလူပူတွေရဲ့ရှေးဟောင်းမှတ်တမ်းတွေကိုကြီးခွင့်ရအောင်ကူညီပေးသလိုလီဖန်နဲ့ဘာလူတို့ကလည်းတက်ရှိနေမြေတွေစီကျွန်တော်ကိုခေါ်သွားပေးပါတယ်။ feeling ကလည်းဖြစ်နိုင်ခြေရှိတဲ့တဲလွန်စတွေကိုပေးပါတယ်။တစ်ဖက်မှာလည်းကဘာမြေရဲ့အခြေအနေကမြန်မြန်ဆန်ဆန်ပြောင်းလဲနေပါတယ်။ရွေးချယ်ခံရသူများအဖွဲ့ကတန့်စင်ခြင်းလုပ်ငန်းစဉ်အပြီးမှာပိုပြီးအားကောင်းလာပါတယ်သူတို့ကဖျက်ကျော်သူတွေအားလုံးစုပေါင်းပြီးနှက်သားတွေကိုရင်ဆိုင်ရမယ်လို့ကြွေးကြော်နေပေမဲ့တကယ်တမ်းတော့သူတို့ကဖျက်ကျော်သူတွေရဲ့အာဏာရှင်စနစ်ကိုတီထောင်ကျင်နေတာပါအင်းမိုအန်ရဲ့ကုမ္ပဏီကသူတို့ကိုစန့်ကျင်နေပါတယ်နိုင်ငံအသီးသီးကအစိုးရတွေကလည်းဖျက်ကျော်သူတွေရဲ့အန္တရာယ်ကိုတတိထားမိလာပြီးအထူးအေဂျင်စီတွေဖွဲ့စည်းလာကြပါတယ်ဒါပေမဲ့ဒီမားတဲ့စွမ်းအားတွေရှိမှတော့တာမန်စစ်တပ်တွေကဘာမှလုပ်လို့မရပါဘူးကျွန်တော်ရဲ့ပွဲစားအနက် Black Broker ဆိုတဲ့မိသူမိဝါဖြစ်ကြောင်းကလည်းလူသိရှင်ကြားဖြစ်သွားပါပြီအဆင့်60ရှိတဲ့တေမင်းနတ်သားတွေကိုအနိုင်ယူခဲ့တဲ့သူအဖြစ်ဖျက်ကျော်သူတွေရောတာမန်လူတွေပါကျွန်တော်ကိုဒီခေတ်ရဲ့အတန်မာဆုံးလူတစ်ယောက်ဖြစ်သတ်မှတ်ထားကြပါတယ်ရွေးချယ်ခံရသူများအဖွဲ့ကကျွန်တော်ကိုလာပြီးစမ်းသပ်တာတွေလုပ်ပေမဲ့ကျွန်တော်ရဲ့တုံ့ပြန်မှုကတော့ရိုးရှင်းပါတယ်လာသမျှလူကိုအစပြောက်အောင်တက်ပစ်လိုက်တာပါပဲဒီအချိန်တွင်းမှာရီမင်းစုကကျွန်တော်ဘေးမှာအမြဲရှိနေပေးပါတယ်သူမကနာနာလီအကြောင်းကိုသိတယ်လို့ကျွန်တော်နေတိုင်းအဲ့ဒီအမျိုးတွေကိုလက်ထဲကင်ပြီးအိပ်ပျော်နေတဲ့သူကိုစကားပြောနေတာကိုလည်းသိပါတယ်ညတညမှာသူမကျွန်တော်စီရောက်လာပါတယ်ရှင်စင်ပြေရဲ့လားလို့သူမကမေးပါတယ်အင်းလို့ကျွန်တော်ဖြေပေမဲ့သူမကရှင်စင်မပြေပါဘူးလို့ဆိုပြီးကျွန်တော်ဘေးမှာထိုင်လိုက်ပါတယ်သိလားရှင်ကိုပထမဆုံးမြင်ကလေးကရှင်ကတခြားသူတွေနဲ့မတူဘူးလို့ကျွန်မခံစားခဲ့ရတယ်ရှင်ကအရာအလုံးကိုသိနေတယ်လို့ပဲအရာအလုံးကိုကြိုတင်မြင်နိုင်တယ်ဒါပေမဲ့ရှင်ကလုံးဝမပျော်ရွှင်ဘူးတဲ့ဒါပေမဲ့နာနာလီနဲ့ရှိနေတဲ့အချိန်မှာပဲရှင်ကတကယ်လူတစ်ယောက်လိုဖြစ်နေတာသူမနဲ့ဆိုရင်ရှင်ကပြုံးတယ်နောက်ပြောင်တယ်သူမရဲ့ကိုပြုပြင်ပေးတာမျိုးလိုမျိုးအတုံးမကျတဲ့အလုပ်တွေကိုလုပ်ပေးတယ်အဲ့ဒီအချိန်တွေကမှရှင်ရဲ့တကယ်ပုံစံအစ်စ်ပဲလို့သူမကတိုးတိုးလေးပြောပါတယ်သူမကရှင်ရဲ့နှလုံးသားထဲမှာရှိနေတယ်ဆိုတာကျွန်မအစကတည်းကသိပါတယ်တဲ့
ကျွန်တော်သူမကိုလှည့်ကြည့်လိုက်ပါတယ်ရီမင်းစုကမျက်လုံးလေးတွေနီရဲနေပေမဲ့ပြုံးပြပါတယ်အထင်မလွဲပါနဲ့ဒါကချစ်ရေးဆိုတာမဟုတ်ပါဘူးရှင့်အနေနဲ့နီလက်တစ်ခုခုရှာတွေ့မှာပါလို့ပြောချင်တာပါရှင်ကအကြိမ်ပေါင်းတစ်ထောင်ပြန်လဲဝင်စားခဲ့တဲ့သူမဟုတ်လားတဲ့သူမမိဖို့ကြောင့်လည်းဝင်သွားတဲ့အခါမှာတော့တိုးတိုးလေးရှိုက်ငူတန်ကိုကြားလိုက်ရပေမဲ့ရေနွေးအိုးဆူတဲ့အတန်နဲ့ဖုံးသွားပါတယ်အဲ့ဒီညမှာကျွန်တော်အမျိုးတွေကိုကင်ပြီးအကြာကြီးစကားပြောနေမိပါတယ်နာနာလီမင်းကြားလားငါ့ကိုစောင့်နေပါငါအသက်ပင်ရဲ့မျိုးစေ့ကိုရှာတွေ့အောင်ရှာပါမယ်လို့ပြောလိုက်တဲ့အခါအမျိုးတွေကညစိမ်းအောင်အလင်းလေးပြန်လင်းလာပါတယ်10နှစ်စစ်မြောက်စမ်းသပ်မှုမှာတော့ကျွန်တော်အဲ့ဒီမျိုးစေ့ကိုရှာတွေ့ခဲ့ပါတယ်အသက်ပင်ရဲ့မျိုးစေ့အတွက်တဲလွန်စာကမထင်မှတ်ထားတဲ့နေရာတစ်ခုကနေရလာတာပါအဲ့ဒါကတော့စင်လူကဘာရဲ့အနက်ရှိုင်းဆုံး6ကြီး Abysmal del Mundo Novo ပါပဲဒီ6ကြီးဟာစင်လူကဘာမှာအနည်းရရှိဆုံးနေရာဖြစ်ပြီးနတ်ဖျားတွေကဘာကြီးကိုဖန်ဆင်းတော့ကကြံရစ်ခဲ့တဲ့အမာရွတ်လို့ပြောကြပါတယ်အဲ့ဒီမှာရှေးကြဆုံးနဲ့အတန်မာဆုံးတတဝါတွေနေထိုင်ကြပြီးနတ်သားတွေတောင်အဲ့ဒီကိုမတွားရဲကြပါဘူးဒါပေမဲ့လူပုတွေရဲ့မှတ်တမ်းအရ F တွေရဲ့အသက်ပင်ဟာသူ့ရဲ့အမြင့်တွေက6ထဲအထိဆင်းသွားလို့6တွေ့သွားအားတာဖြစ်ပြီးနောက်ဆုံးမျိုးစေ့ကလည်းအဲ့ဒီ6ထဲမှာပဲရှိနေတယ်လို့ဆိုပါတယ်ကျွန်တော်6ထဲကိုတယောက်ထဲဆင်းသွားပါတယ်ဒီမှာကအလင်းရောင်မရှိပေမဲ့တေမင်းညင်နယ်ပယ်ကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်အတွက်တော့အမောင်ထုကကျွန်တော်ရဲ့နယ်မြေပါပဲ6ထဲကတရဝါတွေကတခြားပြည်လူတွေထက်အများကြီးပိုကြောက်စရာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကအဆင့်80ကျော်နေပြီဖြစ်လို့ကျွန်တော်ရဲ့တေမင်းတစ်စင်ကအတားအဆီးအလုံးကိုဖျက်ကျော်နိုင်ပါတယ်တိုက်ပွဲတိုင်းမှာဝိညာဉ်တွေကိုစုပ်ယူရင်းကျွန်တော်ပိုပြီးတမ်းမာလာပါတယ်6ရဲ့အနက်ရှိုင်းဆုံးနေရာမှာတော့လက်သီးစုပ်လောက်ရှိပြညစိမ်းရောင်အလင်းဖြော့ဖြော့လေးလင်းနေတဲ့မျိုးစေ့ကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့အသက်ပင်ရဲ့မျိုးစေ့ပါပဲ။ကျွန်တော်အဲ့ဒီမျိုးစေ့ကိုရင်ဘတ်မှာအသားအရာထည့်ပြီးပြန်တက်လာခဲ့ပါတယ်။နာနာလီဆောက်ရှောက်ခဲ့တဲ့ elf ကလေးတွေလည်းအခုဆိုရင်အတော်လေးကြီးလာကြပါပြီဦးလေး။ရှာတွေ့ခဲ့ပြီလားလို့သူတို့ကမေးပါတယ်။ရှာတွေ့ပြီမင်းတို့မနာမကြခင်နိုးလာတော့မယ်လို့ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ရှင်ပြန်ထမြောက်ခြင်းအခမ်းအနားကိုစင်လူကဘာနဲ့ကဘာမြေကြားကနေပယ်ချလမ်းကြောင်းမှာပြုလုပ်ပါတယ်ဒီနေရာကကဘာနှစ်ခုလုံးရဲ့စွမ်းအားတွေစုံစည်းရနေရပါအင်မိုအန်ရီမင်းစုနဲ့တခြားတိုက်ဖို့တိုက်ဖက်တွေအကုန်လုံးရောက်လာကြပါတယ်လူပူကြီးတန်းချီလီဖန်ဘာလူနဲ့ဖေးလင်းတို့လည်းပါပါတယ် F ကလေးတွေကဝိုင်းဖွဲ့ပြီးသူတို့ရဲ့တဘာဝစွမ်းအားတွေကိုအခမ်းအနားနဲ့ထည့်ပေးကြပါတယ်ကျွန်တော်အသက်ပင်မျိုးစေ့ကိုမြေကြီးထဲမြုပ်လိုက်ပြီးနာနာလီရဲ့ဝိညာဉ်ကိုတင်ထားတဲ့အမြုပ်တွေကိုအပေါ်ကတင်လိုက်ပါတယ်နောက်ဆုံးမှာတော့ငရဲတကားကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အသက်ကိုနှုတ်ယူဖို့မဟုတ်ပဲပြန်ပေးဖို့ပါငရဲတကားရဲ့စွမ်းအားကိုပြောင်းပြန်သုံးလိုက်တဲ့အခါအပြာရောင်မီတောက်တွေကနူးညံ့တဲ့အလင်းတန်းတွေအဖြစ်ပြောင်းလဲသွားပြီးအမြုတွေနဲ့မျိုးစေ့ကိုရစ်ပတ်လိုက်ပါတယ်အသက်ပင်မျိုးစေ့ကစတင်အမြောက်ပေါက်လာပြီးမျက်စိရှိတင်ပဲညစိမ်းရောင်အပင်လေးအဖြစ်ကြီးထွားလာပါတယ်အကိုင်းခတ်တွေနဲ့အရွက်တွေကနှွေးထွေးတဲ့အလင်းတွေကိုထုတ်လွှတ်နေပါတယ်အမြုတွေထဲကညစိမ်းရောင်အလင်းတန်းတွေကလည်းပိုပြီးတောက်ပလာပြီးနောက်ကွဲအပ်သွားပါတယ်အလင်းတန်းတွေကြားကနေလူပုံရိပ်တစ်ခုထွက်ပေါ်လာပါတယ်လှပါတယ်အလင်းတန်းတွေကြားကနေလူပုံရိပ်တစ်ခုဖြည်းဖြည်းချင်းပေါ်လာပါတယ်ငွေရောင်စပင်တွေနှရွက်ချွန်ချွန်လေးတွေနဲ့ဖြူစင်ဝင်းပါတဲ့အသားအရည်နာနာလီပါပဲသူမရဲ့မျက်တောင်လေးတွေလှုပ်ခတ်သွားပြီးနောက်ညစိမ်းရောင်မျက်လုံးလေးတွေပွင့်လာပါတယ်သူမပတ်ဝန်းကျင်ကိုကြည့်တယ်ပြီးတော့သူမကိုသူမပြန်ကြည့်တယ်နောက်ဆုံးတော့ကျွန်တော်ကိုမြင်သွားပါတယ်ကျမဘလောက်တောင်အိပ်ပျော်သွားတာလဲလို့သူမကမေးပါတယ်အရန်ကြာသွားတယ်လို့ကျွန်တော်ဖြေလိုက်ပါတယ်ရှင်နည်းနည်းရင့်ကျက်သွားတယ်လို့ပဲလို့သူမကဆိုပါတယ်ငါမအိုသေးပါဘူးလို့ကျွန်တော်ပြောလိုက်တဲ့အခါသူမကပြုံးလိုက်ပါတယ်အဲ့ဒီအပြုံးကကျွန်တော်တိကျွမ်းခဲ့တဲ့အပြုံးတိုင်းပါပဲနူးညံ့ပြီးကြည်လင်နေပါတယ်F တွေကသစိမ်းတွေရှိမှမျက်ရည်မကျဘူးလို့ဆိုကြပေမဲ့အခုတော့သူမရဲ့မျက်ရည်တွေကတားမရအောင်စီးကျလာပါတော့တယ်